စိတ်လိုနေတဲ့တောတစ်ခုရဲ့အတွင်းမှာတော့ခန္ဓာလာတဲ့ကျောင်းတော်တစ်ခုကတည်ရှိနေပါတယ်။သူ့ကျောင်းကတော့လှုပ်ဝက်စွာပွဲစည်းထားတဲ့နေညာအကယ်ဒမီတစ်ခုပဲဖြစ်ပြီးသူတို့တွေရဲ့ရည်ရွယ်ချက်ကတော့လူသားတွေကိုခေါ်ဝေကြမယ်နေညာတွေကိုလေ့ကျင့်နေကြပေးရတာဖြစ်ပါတယ်။ဒါလည်းနေတဲ့နေ့မှာကောင်လေးတယောက်ကစကရီတစီကိုကျွမ်းရင်ကောင်နဲ့စီနေခဲ့ပါတယ်။ဒီကောင်လေးရဲ့နာမည်ကတော့ရှိန်ဘေဘီစကရီစီသွားချိန်မှာတော့အတန်းတစ်ခုအတွက်နောက်ကျနေခဲ့ရကြောင်းအလင်းမြန်ပဲသွားရပါတယ်။တစ်ဖက်မှာရှိတဲ့ဆိုင်ကယ်ပြန်မတစ်ခုအတွင်းမှာလည်းကောင်လေးတယောက်ကသူ့ရဲ့ရှင်သက်ရှုံးဝယ်ကောင်နဲ့ဆိုင်ကယ်မောင်းစကရီနဲ့ချန်ပီယံဝန်းကိုကျော်ပြက်ကတန်းရရှိသွားခဲ့ပါတယ်။ကောင်လေးရဲ့နာမည်ကတော့ဒက်စတင်ဖြစ်ပြီးပြန်မှုသွားချိန်မှာတော့ဒက်စတင်ကလည်းရှိန်လိုပဲအတန်းတစ်ခုအတွက်နောက်ကျနေရကြောင်းအလင်းမြန်ပဲသွားရပါတယ်။အဲ့လိုနဲ့လမ်းမကြီးတစ်ခုရဲ့တရားကားသီးပေါ်မှာလည်းစပင်ရှောင်းနဲ့ကောင်မလေးတယောက်ကတစ်ခုကိုစိတ်မြေသွားနဲ့စောင့်နေခဲ့ပါတယ်။ဂျာရင်မှာတော့သူ့ရဲ့ကားပေါ်ရှိန်နဲ့ဒက်စတင်တို့ကလည်းရှောက်လာခဲ့ပါတယ်။စပင်ရှောင်းနဲ့ကောင်မလေးရဲ့နာမည်ကထိုးကြီးဖြစ်ပြီးရှိန်ဒက်စတင်နဲ့ထိုးကြီးတို့ကတင်ချင်းနေဖြစ်ကြပါတယ်။အဲ့နောက်မှာတော့လူစုံသွားတဲ့၃ယောက်ကလည်းသူတို့ရဲ့စင်နှင်းရှိအောင်သွားနေကြပြီးကားပေါ်မှာတော့ထိုးကြီးကအမြဲတမ်းကြမှာလာတဲ့ရှိန်နဲ့ဒက်စတင်တို့နှစ်ယောက်အပြည့်တင်နေခဲ့ပါတယ်။အဲ့လိုနဲ့ကားမောင်းလာကြရင်သူတို့တွေတောအုပ်ထူနောက်ရောက်တဲ့အခါကားကိုရက်လိုက်ပြီးတောအောင်သာတောထဲကိုဝင်လာခဲ့ကြပါတယ်။တောအုပ်ထဲကိုလမ်းလျှောက်လိုက်ကြရင်ရေတုံကိုတကူနောက်ရောက်တဲ့အခါမှာတော့သူတို့နောက်ကနေရိတ်တစ်ခုကဖြစ်ပြီးသွားတာကိုရှင်းရတွေ့လိုက်ပါတယ်။ခဏကြာမှတော့ရိတ်တွေအများကြီးထွက်ပေါ်လာခဲ့ပြီးစိတ်နှုတ်၃ယောက်စားပြီးတက်ခဲ့ပါတယ်။တကယ်တော့ရိတ်တွေအားလုံးကနင်ဂျာအုပ်စုတစ်စုကဖြစ်နေခဲ့ပြီးတိုက်ခိုက်ခံရတဲ့စိတ်နှုတ်ရတဲ့နင်ဂျာတွေပဲဖြစ်ပါတယ်။အဲ့လိုနဲ့နင်ဂျာနှစ်ဖွဲ့ကလည်းတစ်ခါနဲ့တစ်ဖက်စားပြီးတော့တိုက်ခိုက်ကြပါတယ်။နင်ဂျာမလေးထိုကြီးကရေပေါ်လမ်းလျှောက်ဖြစ်ပြီးသွားခဲ့ပြီးနောက်ကနေနင်ဂျာနှစ်ယောက်ကလည်းသူ့ကိုတိုက်ခိုက်ဖို့အတွက်လိုက်လာခဲ့ပါတယ်။အဲ့နောက်မှာတော့နင်ဂျာနှစ်ယောက်ကသူတို့ရဲ့ပူပေါင်းတိုက်ခွက်နဲ့ထိုကြီးကိုတိုက်ခိုက်တော့မယ့်ချိန်မှာထိုကြီးကတော့ဆက်ရရုံနဲ့ပြက်လင်ပြီးရေပေါ်ကနေပြုတ်ရသွားခဲ့ပါတယ်။ဒက်စင်ရဲ့ဘက်မှာလည်းများများလာတဲ့နင်ဂျာတွေကိုတယောက်လေးချိန်တိုင်းနေရတဲ့အပြင်မြေကြီးတွေကနေပါထွက်လာတဲ့နင်ဂျာတွေကြောင့်အခြေအနေမကောင်းပဲဖြစ်နေပါတယ်။ဒါကြောင့်ဒက်စင်ကလည်းဟန်စတိုင်းတစ်ခုနဲ့ကိုယ်အောင်ပြောက်ကိုလုံးလိုက်ပေမဲ့တကောင်သားလေးကမြေကြီးတွေကိုခန္ဓာကိုယ်တော့ဝက်သာဝင်သွားတာကြောင့်နင်ဂျာတွေရဲ့ဝိုင်းလောင်တာကိုခံလိုက်ရပါတယ်။ရှင်းရလဲနင်ဂျာတကောင်နဲ့လေးပေါ်မှာ1/1ဆွဲဖို့လုံးလိုက်ပေမဲ့နင်ဂျာရဲ့လောဝက်တော့တစ်ချက်နဲ့သူ့လည်းမြေပေါ်ပြန်ပြုတ်ရသွားပါတယ်။အဲ့လိုနဲ့ဗယံပရာနင်ဂျာ၃ကောင်ကလည်းဖေဝေရဲ့ပုံစံတွေဖြစ်နေကြပြီးအဲ့ဒီအချိန်မှာသူတို့စီကိုတိုင်းရဲ့အတွင်းနဲ့ဆရာဖြစ်သူကရောက်လာခဲ့ပါတယ်။တကယ်တော့ရှိန်တို့နဲ့တိုက်ခိုက်တဲ့နင်ဂျာတွေကလည်းသူ့ရဲ့တပည့်သားဖြစ်ပြီးရှိန်တို့ရဲ့ရည်ချင်းကိုသိကျင်လို့အတွက်ဆန်းသတ်လိုက်တာဖြစ်ပါတယ်။ဆရာဖြစ်သူကရှိန်တို့တော့ပျောက်ကွက်ထားတဲ့နင်ဂျာ၄ချိန်နဲ့အကြောင်းဆွေးနွေးရမယ်လို့ပြောတာခြေတုံးမှာရှိတဲ့ပေါ်တယ်တစ်ခုတော့ဝင်သွားခဲ့ပါတယ်။ရှိန်တို့၃ယောက်ကလည်းနောက်ကနေပေါ်တယ်တွေကိုဝင်သွားခဲ့ပြီးပေါ်တယ်အခြားတစ်ဖက်မှာသူတို့ရဲ့နင်ဂျာအကယ်ဒမီကျောင်းတော်ကတည်ရှိနေခဲ့ပါတယ်။ဆရာဖြစ်သူကရှိန်တို့နင်ဂျာအကယ်ဒမီကျောင်းမှာကျောင်းသားတွေဖြစ်နေကြတာတစ်နှစ်တော့ပြည့်အောင်မှာဖြစ်ပေမဲ့အခုဒီတစ်ခါမှကျောင်းကိုအချိန်မှန်နဲ့လာမမြင်ရသေးဘူးလို့ပြောရတယ်။ဒါကြောင့်ဆရာဖြစ်သူကအဲ့ဒီပြဿနာကိုဖြေရှင်းနိုင်မယ်နည်းလမ်းကိုမနေ့ကအကြောင်းပြလာရင်အချိန်ဒီတွေ့ရောက်ရှာတာဖို့နဲ့မဟုတ်ရင်တော့သူ့မှာရှိန်တို့၃ယောက်ကျောင်းထုတ်ဖို့ကလွယ်ပြီးရွေးချယ်စရာမရှိတော့ဘူးလို့ပြောတာတောင်းခိုင်းလိုက်ပါတယ်။ကဘာကြီးရဲ့ပြင်ပတနေရာမှာလေဂျိုသားရင်တစီကကဘာမြေပေါ်ဥတီနေခဲ့ပြီးရှင်မော်မှာတော့ပရိုတော်မျက်နှာပေါ်ဝေထားတဲ့လူတယောက်ရှိနေခဲ့ပါတယ်။နောက်နေ့မှာတော့ဒီတစ်ခါကျောင်းတော့ကျောင်းတော့ခံရတော့မှဖြစ်တာကြောင့်ရှိန်တို့၃ယောက်ကလည်းနေရာကျောင်းအောင်ဆော်ပြီးသွားရပါတယ်။ဒါပေမဲ့ကားမောက်လာကြရင်လမ်းမှာအဖိုးကြီးနဲ့အဖွားကြီးတို့ရဲ့ကားတစ်စီးကပြက်နေအောင်တွေ့လိုက်ရပြီးရှင်းရတော့သူ့မှာချိန်မရှိတာကြောင့်မကူညီဖို့ပြောရင်ပဲစကားနားတောင်နဲ့ထိုးရင်းနဲ့ဒဲစင်းတို့ကတော့ကောက်အုပ်ချက်ကစိတ်မကူညီကြပါတယ်။နေရာကျောင်းရဲ့ဘက်မှာလည်းတရားထိုင်နေတဲ့ဆရာထိတ်ကကောင်းမှာပုံမှန်မဟုတ်တာကိုတွေ့လိုက်ရပြီးအဲ့ဒီအချိန်မှာလင်းနဲ့တစ်ခုနဲ့အတူဂျူလောင်းခေါ်နေရာကျောင်းအောင်ရောက်လာရပါတယ်။ညနေဖိုးရဲ့လူရဲ့နာမည်ကလိုသာဖြစ်ပြီးသူ့ရဲ့အဖွဲကားတွေကိုလှုပ်ရှားရှိအောင်ဆက်လုပ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။ဆရာထိတ်ကွက်နဲ့လိုသာအသိနေဖို့ရပြီးဆရာထိတ်ကွက်ကဒီနေ့တိုင်းလုပ်ဖို့မလိုကြောင်းပြောရင်မဲ့လိုသာကတော့ဘာလို့ကူးမှခြားနာတာကိုလိုချင်နေရလဲလို့မိကဆရာထိတ်ကွက်ကိုစားပြီးတက်ခဲ့ပါတယ်။ဒါကိုလေ့ကျင့်လုံနေကြတဲ့နေညာတွေကလည်းမြင်သွားခဲ့ပြီးအဲ့ဒီအချိန်မှာလိုသာလွတ်လိုက်တဲ့အဖွဲသားတွေကလည်းသူတို့စီကိုရောက်လာခဲ့ပါတယ်။အဲ့လိုနဲ့နေညာရင်းနဲ့ဂျိုသားတွေကလည်းအပြင်းထန်တိုက်ခိုက်နေကြပြီးဆရာထိတ်ကွက်နဲ့လိုသာတို့ရဲ့တိုက်ပွဲကလည်းပြင်းထန်နေပါတယ်။နောက်ဆုံးမှာတော့ဂျိုသားတော်ရဲ့ကျောင်းမှာရှိတဲ့တစ်တာတွေကနေပူအောင်လို့ရာတွေကထွက်လာခဲ့ပြီးနေညာတွေကိုဖမ်းလိုက်ကသူတို့ရဲ့အာဃာတရင်ရှိအောင်ပို့လိုက်ပါတယ်။လိုသာလည်းစွာတစ်ခုနဲ့ဆရာထိတ်ကွက်ကိုတိုက်ခိုက်လိုက်ပြီးအဲ့ဒီအချိန်မှာနောက်ကျောက်သူမောင်ရှင်းတို့၃ယောက်လည်းနေညာကျောင်းစီကိုရောက်လာခဲ့ပါတယ်။ရှင်းတို့ရောက်တဲ့အချိန်မှာတော့လေစင်သမောင်းလိုရာနေရာကျောင်းကိုပါဆုပ်သွားခဲ့ပြီးဘာမှမရှိတဲ့မြေခွက်လက်တစ်ခုသာဖြစ်သွားခဲ့ပါတယ်။ရှင်းတို့၃ယောက်ကလည်းပြည့်စည်သွားတဲ့နေရာကျောင်းကိုနားမလည်သွားနဲ့လိုက်ကြည့်နေကြပြီးတနေအောင်ရောက်တဲ့အခါမှာတော့ဆရာထိတ်ခွက်အသားပြည့်တဲ့ကံကိုကျောင်းတို့တွေကြားမှာပိတ်မိနေအောင်တွေ့လိုက်ရပါတယ်။ရှင်းတို့၃ယောက်ကလည်းပိတ်မိနေတဲ့ကံကိုကုထုတ်ပေးလိုက်ကြပြီးဒီမှာဘာဖြစ်သွားလဲဆိုတာမင်းနေကြပါတယ်။အဲ့ဒီအချိန်မှာနေရာကျောင်းကိုထပ်ပြီးဖျက်ဆီးဖို့အတွက်အာဃာတရင်ကနေလေဆိုင်နဲ့ပြစ်နေရကြောင်း၄ယောက်သားကလည်းမြောက်ခွဲရှိအောင်ခွေးပြေးဝယ်ပြီးပြေးကြရပါတယ်။နေညာကျောင်းမှာမြောက်ခွဲရှိအောင်ခုမှတည်ရရှင်းတို့၃ယောက်ကလည်းဒီနေရာဘာနေရာလဲဆိုတာကံကိုမေးပေမဲ့ကံကတော့သူဘာမှဖြစ်နိုင်မှာမဟုတ်ဘူးလို့ပဲပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူတို့အားလုံးစီကိုတွန်းတဲ့တတိနဲ့ကြွက်တော်ကောင်ရောက်လာပါတယ်။ကြွက်ကြီးကစကားပြောတတ်နေရဲ့အပြင်သူတို့ရဲ့ဆရာထိတ်ခွက်ရဲ့အတန်ထဲမှာတူနေခဲ့ရကြောင်းရှင်းတဲ့ဒက်စင်တို့ကတော့အံ့ဟောနေကြပါတယ်။အဲ့နောက်မှာတော့ကြွက်ကြီးကရှင်းတို့တော့မသိသေးတဲ့လူသားရဲ့အကြောင်းစာပြီးပြောပြပါတယ်။အရင်တော့ဆွမ်းအားကြီးမှရဲ့နေညာတယောက်ရှိခဲ့ပြီးသူကတော့ထိုသားပဲဖြစ်ပါတယ်။ဒါပေမဲ့လူသားရဲ့ဆွမ်းအားတွေကသူ့ကိုမော်ဘယ်ချမ်းစီခေါ်လာသွားတဲ့အတွက်ကဘာပေါ်ကနေပြင်းနေပေးလိုက်ပေမဲ့အခုပြန်လွတ်လာတဲ့အပြင်ဆေးရက်တဲ့ဟိုပါခေါ်လာပြီးဗီလိန်တွေရဲ့ထုတ်ကန်အတိုင်းကဘာမျိုးကိုတိတ်ပိုက်ကိုလုံနေတဲ့အကြောင်းပြောပြပါတယ်။
တကယ်တော့ကြွက်ကြီးကသူတို့ရဲ့ဆရာထိတ်ွယ်ပဲဖြစ်ပြီးလိုလာနေကြကြောင်းလာတော့ကနှစ်ယောက်ကတိုက်ခိုက်နေကြရင်စွမ်းအားနယ်ပဲချင်းချင်းတိုက်မိသွားတာကြောင့်ကြွက်ပေါ်အဖြစ်ပြောင်းလဲသွားတာဖြစ်ကြောင်းရှင်းပြပါတယ်ဆရာကျွတ်ကသူ့ရဲ့လိုလာနဲ့သူ့ရဲ့စစ်တပ်ကိုရက်တန်းအောင်လောက်ရမယ်လို့ပြောပေမဲ့ဒန်စင်ကတော့နေကြပိသားစွာနဲ့ဘသူကမန့်အိမ်မဲနဲ့လိုလာကိုရက်တန်းမှုအတွက်စူးစမ်းမှလဲလို့ဆရာကျွတ်ကိုမေးလိုက်ပါတယ်ဆရာကျွတ်ကလည်းမေကွန်းတစ်ခုပဲလို့ပြောလိုက်ကကန်းကိုသူတို့ရဲ့သူမြောင်ခရီးရာယူခဲ့ဖို့အတွက်ပြောလိုက်ပါတယ်ကန်းကတော့ဒီလိုငဘောနေကြသုံးအောင်တကယ်ပေးမလို့လားလို့မေးရင်ဆရာကျွတ်ကတော့သူတို့မှရွေးချက်တရားမရှိဘူးလို့ပြောလိုက်ပါတယ်ဒါရောက်ကန်းလည်းအဖေကျွတ်ရဲ့စကားကိုနားထောင်ကဘူးတော့ဖို့ကိုယူလာခဲ့လိုက်ပါတယ်ဘူးထဲမှာတော့လှပတဲ့ဝင်းရလက်ပတ်သုံးခုကရှိနေခဲ့ပြီးကန်းကရှိန်တို့ဒါပေါင်းရင်းရသွင်းပြောင်းနိုင်တဲ့ကရိယာလေးလို့ပြောပြလိုက်ပါတယ်ဒန်စင်ရလေသူငယ်တဲ့အမြဲဖက်ခဲ့ရတဲ့ကတ်တွန်းဆောင်တွေကဝင်းရတွေအပြင်မှာတကယ်ရှိရလို့ပြောတာသုံးအောင်လောက်ရတယ်ဝင်းရလက်ပတ်တွေကိုယူလိုက်ကြပါတယ်ဒါပေမဲ့လည်းငကြောင်နေကြသုံးအောင်နေဖြစ်နေကြအကြောင်းလက်ပတ်မှာအသွင်မြောင်းတဲ့ခလုတ်ကဘယ်နေရာမှာလဲဆိုတာနဲ့ငါးပြေကိန်းဆလော်ကိန်းတို့ကပါလားဆိုပြီးဘေးဥတုပ်ကတွေဆရာကျော်ကိုသွားမိနေပါတယ်အဲ့လိုနဲ့မော်နီတာကနေလူသားစစ်တဲ့ရောက်လာတာကိုတွေ့လိုက်ရတာကြောင့်ဆရာကျော်ကရှိန်တို့ဝင်းရပုံစံပြောင်းဖို့အတွက်ဆိုရင်နေကြမုံတိုင်းဝင်းရပုံစံပြောင်းလို့ရွတ်လိုက်ရပြီလို့ဆိုတာတောင်းလိုက်ပါတယ်တမမရှိရဲ့လူသားတပ်သားတွေကလည်းပျောက်ဆုံးနေတဲ့နေကြသုံးအောင်လိုက်ရှာနေခဲ့ကြပြီးအဲ့ဒီအချိန်မှာငါတို့ကိုလိုက်ရှာနေရလားဆိုတဲ့စကားနဲ့သူချင်းတို့တော့ရောက်လာခဲ့ပါတယ်သုံးအောင်လောကဝေးချောင်းပုံစံပြောင်းဖို့လှုပ်လိုက်ပြီးမဲ့လေထုံးစံအတိုင်းဗျာပဒါနဲ့တလွဲတွေဖြစ်နေကြပါတယ်။ဒါကြောင့်ငယ်လေးကပေါင်းရင်းရကတော့နေဖတ်ခဲ့ရတဲ့ဒန်စင်ရပဲရှင်းလို့နေအောင်သူရင်ဝေးချောင်းပုံစံပြောင်းတာကိုကြည့်ဖို့အတွက်ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ဒန်စင်ကလက်တင်ဂီတာနဲ့နေကြမုံတိုင်းဝေးချောင်းပုံစံပြောင်းသူရွတ်လိုက်ကခဘာကြီးရဲ့ဆွမ်းအားဖြစ်တဲ့ဝါရဝေးချောင်းပုံစံကိုပြောလိုက်ပါတယ်။ပြီးရနောက်ရှိန်းနဲ့ထိုရီတို့ကလည်းရေးရဲဆွမ်းအားဖြစ်တဲ့အနီးအဝေးချောင်းပုံစံနဲ့ရေးရဲဆွမ်းအားဖြစ်တဲ့အပြောင်းဝေးချောင်းပုံစံဆိုပြီးအသီးသီးပြောင်းအဲ့လိုနဲ့နေရဘဝတော့တလွဲတွေဖြစ်ခဲ့ရတဲ့အကွက်တွေကိုပေါင်းရင်းရဖြစ်မှကျွမ်းကျင်နဲ့တုံးနေကြပြီးယူစားတဲ့တပ်သားတွေကိုတိုက်ခိုက်ကြပါတယ်။တပ်သားတွေကိုရှင်းပြီးသွားချိန်မှာတော့သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဂျိုနယ်ချောင်းနဲ့ဂျိုသားကိုဆက်ပြီးတိုက်ခိုက်ကြပါတယ်။နောက်ဆုံးမှာတော့ပေါင်းရင်းရတွေကသူတို့ရဲ့လက်နက်ကိုပေါင်းသိပြီးဂျိုနယ်ချောင်းနဲ့ဂျိုသားကိုတိုက်ခိုက်ကအနိုင်ယူလိုက်ပါတယ်။ဆရာကျော်ကတော့ဒီတိုက်ပွဲကအခုမှအစပဲရှိသေးတာဖြစ်ပြီးအနာဂတ်မှာဒီလက်များရဲ့တိုက်ပွဲတွေကိုတိုက်ရမယ်ဆိုတော့နားလည်ထားရမှာဖြစ်ပြီးဂျိုသားကလည်းကဘာကြီးကသူ့လက်အောက်မယောင်မချင်းရဲတက်မှာမဟုတ်တာကြောင့်ကဘာကြီးကပေါင်းရင်းရတွေဖြစ်တဲ့ရှိန်းတို့ရဲ့လက်ထဲမှာလို့ပြောလိုက်ပါတယ်။ပြီးရတဲ့ပိုင်းမှာဆရာကျော်ရဲ့ရွှေချယ်မှုကြောင့်ရှေ့ဒဲစင်နဲ့ထိုရီတို့ကပေါင်းရင်းရတွေဖြစ်လာပါတယ်။ဒီပိုင်းမှာတော့ရှိန်းတို့တော့ရောက်ဘယ်နေရာဘယ်ဒေတာမှမသိတဲ့နေရာတစ်ခုမှာလက်ထက်ရခဏရပြီးစာလိတ်တစ်ခုကိုလည်းသဲဆန်လေးရှာဝင်နေကြပါတယ်။အဲ့လိုနဲ့တောင်းအောင်သာချင်းတော်ကြလမ်းလျှောက်လာပြီးတဲ့အခါမှာတော့သူလက်ရနေတဲ့စာလိတ်ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့စာလိတ်ရှိတဲ့နေရာကိုလိုသားရဲ့ခက်ဆက်တပ်သားတွေရောက်လာခဲ့ရကြောင်းရှိန်းတို့တော့ရောက်လည်းလက်ထက်ကခဏရတဲ့အနေထားနဲ့ပဲခက်ဆက်တွေကိုထားခဲ့ကြရပါတယ်။အဲ့လိုနဲ့တိုက်ခိုက်နေကြရင်ခက်ဆက်တကောင်ကျေးဇူးနဲ့သူတို့ခက်ထားတဲ့လက်ထိတ်တွေကပြုတ်သွားခဲ့ရကြောင်းရှိန်းဟာသူစာလိတ်ကိုသွားယူလိုက်မယ်လို့ပြောတာထိုရီနဲ့ဒဲစင်ကိုခက်ဆက်တွေကြောင်းမှဒီတိုင်းထားခဲ့ပါတယ်။ရှိန်းဟာစာလဲကိုရတော့မဲ့ချိန်မှာသူ့ရဲ့ပွဲစားဖြစ်တဲ့ဒက်ဆင်နဲ့ထိုရီတို့ကတော့ခဲသက်တစားကြီးရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။ခဲသက်တွေကထိုရီတို့ကိုဆုံးသက်ဖို့လှုပ်လိုက်ပေမဲ့လည်းဘာမှမသိရဲ့အရာကြောင့်ခဲသက်တစားရဲ့အားလုံးကပျောက်ကွယ်သွားခဲ့ပြီးရှိန်းကလည်းသူစာလဲကိုရတော့မှလို့ပြောတာသုံးအောင်လုံးနင်ဂျာထားတဲ့ချုပ်ရှိအောင်ပြန်အောင်သွားကြပါတယ်။တကယ်တော့ဒါရအားလုံးကကန်ရဲ့တရုတ်ပြဖန်တီးထားတဲ့ပေါ်ရောက်ရင်းနဲ့ရှိန်းတို့တော့ရောက်လေ့ကျင့်နေကြဖြစ်ပါတယ်။ထိုရီကဘာလို့သူတို့တွေချိန်ချင်းလေ့ကျင့်နေရတာမောင်မြင်ပဲရှုံးရင်းရှုံးနေရတာလဲလို့ဆရာကျွဲအောင်မေးကြည့်ပါတယ်။ဆရာကျွဲလည်းအဲ့ဒီပြဿနာကိုယ်တိုင်ဖြေရှင်းရမယ်ဖိစားဖြစ်တာကြောင့်မနေ့ပြန်မှာထပ်ပြီးစူးစမ်းကြည့်ဖို့ပြောတာတောင်းအောင်လို့အနားယူခိုင်းလိုက်ပါတယ်။တညာလုံးလေ့ကျင့်နေလှုပ်ထားရတာကြောင့်ထိုးရင်းနဲ့ဒက်စင်တို့ကလည်းအေးပြန်ပြီးအနားယူဖို့လှုပ်လိုက်ပေမဲ့ရှင်းရလေ့ကျင့်တော့မရဘူးချင်းတယောက်မှပြန်လို့မရဘူးလို့ပြောပါတယ်။ထိုးရင်းနဲ့ဒက်စင်လည်းဆရာကျွဲတော့သူတို့ကိုနားလဲပြီးနေ့ပြန်မှာလေ့ကျင့်လှုပ်ခိုင်းရင်ရှင်းရတော့မရမချင်းအေးပြန်နဲ့လို့ပြောရတာကြောင့်သူတို့နှစ်ယောက်နားလဲမပြီးရှင်းကိုစိတ်ဆိုးကထောက်ထားကြပါတယ်။ရှင်းရထွက်သွားရဲ့ထိုးရိုးနှစ်ယောက်တင်းလိုက်ဆိုတာဒါကနညာအကယ်ဒမီကျောင်းမဟုတ်တော့ပဲတကယ်ပြန်မဖြစ်တာကြောင့်အရေးကြီးတဲ့ကိစ္စတွေပေါ်မှာအာရုံစိုက်ဖို့အတွက်စတိပေးလိုက်ပါတယ်။ဒက်စင်ရလည်းရှိန်းကိုပိုကောင်းလုံးနိုင်တယ်လို့ထင်ကိုရိုင်းနာစာလဲကိုတွားယူလိုက်လို့ပြောတာတောင်းအောင်လုံးကလည်းသဘောထားကိုလည်းမှုဝင်နေအဲ့ဒီနေရာမှာလက်ခွဲလိုက်ကြပါတယ်။တစ်ဖက်ကလူသားရင်ပေါ်မှာလည်းခါဘီနဲ့မာဆိုတဲ့ဂျိုးသမားနှစ်ယောက်ကဂျိုးသားထိချုံအိစက်ကနေတန်လိုက်ဂျိုးသားတကောင်ဆင့်ဝင်နေပါတယ်။ဒါပေမဲ့ခေါ်တော့ခေါ်ပြီးနှစ်ယောက်လောက်ကဂျိုးသားကိုစိတ်ဝင်စားပဲစက်ကိုလူရင်တယောက်နဲ့တယောက်ကရန်ဖြစ်နေကြပါတယ်။အဲ့ဒီနေရာကိုလူသားလည်းမကြခင်မှာရောက်လာခဲ့ပြီးရန်ဖြစ်နေတဲ့တူတူမနှစ်ယောက်တန်လိုက်ဂျိုးသားရဲ့အစွမ်းကိုပြလိုက်ဖို့အတွက်အမိန်ပေးလိုက်ပါတယ်။တန်လိုက်ဂျိုးသားကသူ့အစွမ်းနဲ့ရန်ဖြစ်နေတဲ့နှစ်ယောက်ခွာလို့မရအောင်လှုပ်လိုက်ပြီးလူသားလည်းအတူတူလှုပ်နိုင်ဖို့မသိမနိုင်မရှိရင်ဒီလိုက်ထားမယ်လို့ပြောလိုက်ပါတယ်။နေရာဌာနချုပ်မှာလည်းကန်ကဝေးရတွေအတွက်ဆက်ရုပ်ကိုတည်နေခဲ့ပြီးစိတ်ပိုင်းတစ်ခုကတော့မရသေးတဲ့အတွက်စိတ်ညစ်နေပါတယ်။ဆရာကျွဲကလည်းတချို့စွမ်းအားတွေကိုကွန်ပျူတာထဲမှာပဲလုံးလို့မရဘူးဆိုတော့ကန်အောင်ပြောပြနေခဲ့ပြီးကန်ကတော့အဲ့ဒါဘာအဓိပ္ပာယ်လဲဆိုအောင်မေးနေခဲ့ပါတယ်။အကြိုင်မှာတော့နေရာဌာနချုပ်စီကိုတိုးကြီးနဲ့ဒက်စင်တို့ကရောက်လာပြီမဲ့ရှင်းရတော့ပါမလာတဲ့အတွက်ကန်ကမေးကြည့်ပါတယ်။ဆရာကျွဲကလည်းတောင်းအောင်သာရမ်းပြထားတာကိုသိရကြောင်းကန်တီနွေနဲ့ဆက်ရုပ်ဥမာပေးကအစိမ်ပိုင်းတစ်ခုစီတိုင်းမှာသူ့နေရာနဲ့သူရှိရလို့တိုးကြီးကိုပြောရပါတယ်။ဒါကြောင့်ဆရာကျွဲကတင်းစုံဆရာကြီးရှိနေတဲ့ရှင်းကိုအခြေခဏတော့ပေးလိုက်ဖို့အတွက်ပြောပါတယ်။ဘက်မှာရှင်းရလေစိတ်ရင်းနဲ့တယောက်တည်းစကိစီးနေခဲ့ပြီးအဲ့ဒီနေရာကိုလိုသားရဲ့တူမကြီးဖြစ်တဲ့ခါဘီနဲ့မာတို့ကလည်းရောက်လာရပါတယ်။ဘာယာကဂျိုသားတဲ့ရုပ်အစကနေရှင်းရအနီရဝင်းကြားဆိုအောင်တီးလိုက်တာကြောင့်သူတို့ရဲ့တန်လိုက်ဂျိုသားကိုပြန်ပြီးဆင်ဝင်လိုက်ပါတယ်။တန်လိုက်ဂျိုသားကလည်းရှောက်တာနဲ့မြို့ထဲမှာရှိနေတဲ့လူတွေအားလုံးကိုသူ့ရဲ့စွမ်းနဲ့ပူးတွဲလိုက်ပြီးကြောက်လို့တွေအဖြစ်ကိုပြလိုက်ပါတယ်။
ရှင်းတို့ရဲ့ဆိုင်မှာလည်းစိုင်ပိုင်ချင်းဖြစ်တဲ့ကယ်လီကလက်ရမိုင်နေတဲ့ရှင်းကိုတခုရင်မွေးနေတာရှိလားလို့မေးကြည့်ပါတယ်။ရှင်းကလည်းကယ်လီကအရန်တော့ရဲ့တတိတယောက်ဖြစ်တာကြောင့်အဲ့ဒီလိုဝက်ချက်ကဘာလဲဆိုတာမေးကြည့်ပါတယ်။ကယ်လီကတော့ဘာလို့ဝက်ချက်မှမရှိပဲကိုနဲ့အလုံးလုံးနေတဲ့လူတွေကိုအခွင့်အရေးပေးဖို့နဲ့ဘေးနားမှာရှိနေတဲ့တငယ်ချင်းတွေကိုလည်းယုံကြည်ဖို့ပြောပြပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားစကားပြောနေကြရင်အပြင်မှာစူညာတိုင်းနဲ့လေပေါ်မှာပြန်နေတဲ့လူတွေကိုတွေ့လိုက်ရတာကြောင့်ရှင်းကလည်းအပြင်ကိုထွက်ကြည့်ပါတယ်။အပြင်ကိုရောက်တဲ့အခါလူတွေအများကြီးကတနေရာထဲမှာပူတဲ့ခံရပြီးကြောင်တော့တွေအဖြစ်ပြောင်းသွားတော့မြင်ရတာကြောင့်ရှင်းကလည်းကြောင်လာရပါတယ်။အဲ့ဒီအချိန်မှာကြောင်တော့နောက်ကနေတန်လိုက်ကြိုးစားထွက်လာခဲ့ကြကြောင့်ရှင်းလည်းဒီကောက်လက်ချက်ပဲဆိုတာတိလိုက်ပြီးတိုက်ခိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဂျိုသားရဲ့အစွမ်းကြောင့်သူသာပပြေးနေခဲ့ရပြီးဒါကိုရဲတပ်ဖွဲ့ရဲ့စောက်ရည်စနစ်တွေကိုခိုးဝင်ထားတဲ့ကံကြောင့်ထိုရီတို့ကလည်းမြင်သွားခဲ့ကြပါတယ်။ထိုရီနဲ့ဒန်စင်လည်းတယောက်တည်းအချိန်မကောင်းဖြစ်နေတဲ့ချိန်ကိုတွားပြီးခုညိုလောလိုက်ပေးမယ်လေဆရာကျွဲကတွားမဲ့ချိန်ကိုသူညွှန်ကြားမယ်လို့ပြောတာထားလိုက်ပါတယ်။ချင်းကလည်းလူပုံစံနဲ့ဆက်ကြနေမယ်ဆိုရင်ချိန်မကောင်းတော့အောင်နေရာဝေးကြောပုံစံကိုပြောင်းတာတာလိုက်ဂျိုသားကိုတီးဖို့လုပ်ပါတယ်။ဒါပေမဲ့တာလိုက်ဂျိုသားရဲ့စွမ်းအားကြောင့်သူပဲကားမှသွားခဲ့တာပြန်တီးခံနေရပါတယ်။နောက်ဆုံးမှာတော့ချိန်နဲ့သူကပေါင်းရတယောက်ဖြစ်နေတော့ပျောက်တဲ့ဆိုတော့ဘာမှမဟုတ်ပဲဒန်စင်နဲ့ထိုရီတို့ရဲ့အကူအညီကိုလိုအပ်တဲ့ဆိုတာနားလည်သွားပြီဂျိုသားကလည်းသူ့ရဲ့လက်နဲ့ချိန်ကိုဆုံးသတ်ဖို့လုပ်ပါတယ်။ဆရာကျွဲကလည်းမြန်မာရောက်သွားတဲ့ချိန်ကြောင့်ထိုရီနဲ့ဒန်စင်တို့ကိုတွားကူညီခိုင်းလိုက်ပြီးနှစ်အောင်လုံးကလည်းအလင်းမြန်ပဲဝေးရောက်ပုံစံပြောင်းကအသက်ခံရတော့မှချိန်ကိုအချိန်မီလေးခွဲလိုက်ကြပါတယ်။ချိန်ကသူမရဲ့ရဲ့အတွက်ထိုရီနဲ့ဒန်စင်တို့ကိုပြန်တောင်းပန်လိုက်တာကြောင့်ညီကိုတွေကလည်းပြန်လည်ပြေးသွားခဲ့ကြပါတယ်။အဲ့လိုနဲ့ညီရဲရောက်သွားတဲ့တောင်းအောင်သားကလည်းအတူတော်ကပူးပေါင်းကတန်လိုက်ဂျိုသားဆက်ပြီးတိုက်ခိုက်ကြပါတယ်။ချိန်ကသူ့ရဲ့နေရာလေးပေါ်ကန်ကျန်းနဲ့ဂျိုသားကိုအပြင်ရောက်ကန်ထုတ်လိုက်ပြီးတောင်းအောင်သားကလည်းသူတို့ရဲ့နေရာဓာတ်အိမ်နဲ့ဂျိုသားကိုတိုက်ခိုက်ကြပါတယ်။ဒါပေမဲ့တန်လိုက်ဂျိုသားဖြစ်နေရကြောင်းဓာတ်အိမ်ကဘာတက်ရောက်မှုမှမရှိပဲဂျိုသားရဲ့လက်ချက်နဲ့သူတို့တောင်းအောင်သားပြန်မောက်သွားရပါတယ်။အဲ့နောက်မှာတော့စပီးတက်ဟက်နေကြရင်ဂျိုသားရဲ့စွမ်းရည်ပိုချက်နေအောင်တွေ့လိုက်ရတဲ့ရှင်းတို့ကလည်းသူတို့ရဲ့လက်နက်တွေကိုပေါင်းပြီးတန်တရားရှိတဲ့ဘုံနဲ့ဂျိုသားကိုအဆုတ်သက်ပေးလိုက်ပါတယ်။ဒါပေမဲ့တိုက်ပွဲကဒီနေရာမှာတင်ပြီးသွားခဲ့ပဲဂျိုသားရင်ကနေစာလိုက်တစ်ခုကကျလာခဲ့ရကြောင်းတန်လိုက်ဂျိုသားကမသေးတဲ့အပြင်ရေတန့်ဆဲတာကြီးပါတာကိုတွေ့လိုက်ရပါတယ်။ဂျိုသားကသူ့ရဲ့ channel ကြီးတွေနဲ့ရှင်းတို့တက်နေကိုလုံနေခဲ့ရကြောင်းရှင်းတို့လည်းအသေးစံနဲ့ရှောင်နေရပါတယ်။ကဲရဲဆဲတို့တွေကလည်းစင်းစင်းမဖြစ်စေရကြောင်းရှင်းတို့ထိချုံနိုင်မှာမဟုတ်ဘူးလို့ပြောရမယ်။ဆရာကျော်ကတော့သူတို့တွေစင်းစင်းဖြစ်ပြီလို့ပြောကဆဲတို့တွေကိုပို့လို့ခိုင်းလိုက်ပါတယ်။သားလေးမာလေးကန်လည်းချက်ချင်းပဲဗိန်းရတွေစီကိုမြောက်ခမ်းမှာတင်ထားတဲ့စွမ်းမြင့်ဆဲရုပ်တွေဖြစ်တဲ့လင်းယုံဆဲရုပ်ချင်းလေးဆဲရုပ်နဲ့လေးမိုင်ဆဲရုပ်တွေကိုပို့လိုက်ပါတယ်။ရှင်းတို့လည်းသူတို့တွေရဲ့ဆဲရုပ်ကြီးကအအောနေခဲ့ကြပြီးအနောက်မှာတော့တက်ဆက်ရဆဲရုပ်တွေကိုတယောက်ချင်းစီကလည်းဝင်လိုက်ကြပါတယ်။ရှင်းကမိတော့တက်ကွက်နဲ့ဂျိုသားရဲ့ပက်လက်ကိုမိလိုက်နေခဲ့ပြီးထိုရီကလည်းလှိုင်းလုံးကြီးနဲ့ဂျိုသားကိုဝိလျှော်ဆက်လို့လျှော်နေခဲ့ပါတယ်။ဒါပေမဲ့ဂျိုသားကသူ့ရဲ့လက်တံကြီးနဲ့ရှင်းနဲ့ထိုရီတို့ရဲ့ဆဲရုပ်ဖမ်းသွားလိုက်တာကြောင့်ဒက်ဆင်ကပဲသူ့ရဲ့ချင်းလေးမုံတိုင်းနဲ့ဂျိုသားကိုတိုင်းရကကတင်လိုက်ရပါတယ်။ဒီရဲ့နောက်ဒက်ဆင်ကသူ့ရဲ့ချင်းလေးခေါင်းရိုက်ကွက်နဲ့ဂျိုသားကိုထောက်ဆက်လိုက်ပေးမဲ့လေတန်လိုက်ဂျိုသားဖြစ်နေခဲ့ရကြောင်းပြည့်စည်သွားတဲ့အပိုင်းအစတွေကငကိုမူလာတိုင်းပြန်ပြစ်သွားရပါတယ်။ဒါကြောင့်ရှင်းတို့တော့ရောလည်းဗာဆက်လုပ်တင်လဲဆိုတော့ခေါင်းချင်းဆိုင်ကစဉ်းစားနေခဲ့ကြပြီးအဲ့ဒီအချိန်မှာဆရာကျွဲကမင်းတို့ရဲ့နေချစွမ်းရင်ကရှေ့ဆောင်သွားလိမ့်မယ်လို့ပြောလိုက်တာကြောင့်ရှင်းတို့ကလည်းအကြံတစ်ခုကိုရရှိသွားရပါတယ်။ပြီးရင်နောက်ရှင်းတို့ကသူတို့တော့ဆက်ရုပ်တွေကိုတရုတ်ထဲပြအောင်ပေါ်ယူလိုက်တာကြောင့်စွမ်းကြီးရဲ့မကစောဆက်ရုပ်ကြီးဖြစ်သွားရပါတယ်။ဂျိုသားကသူ့ရဲ့တန်လိုက်စွမ်းအနေနဲ့မကစောကြီးကိုတိုက်ခိုက်ပေးမယ်လေဆက်ရုပ်ကတော့ခြေရတစ်ခုတော့မထင်ပဲဖြစ်နေပါတယ်။အနောက်မှာတော့ကန်းညွန်ကြမှုနဲ့ရှင်းတို့ကသူတို့ရဲ့စွမ်းအပြားတွေကိုဆက်တဲ့ကိုထည့်လိုက်ကြအောင်ကြောင့်မကစောကြီးရဲ့ရှင်ပန်းကနေအလုံးတစ်လုံးကထွက်လာရပါတယ်။ဘုံထဲကနေမကစောဓာတ်ကထွက်လာခဲ့ပြီးဆက်ရုပ်ကြီးကလည်းသုံးကိုခွဲသွားရပါတယ်။သုံးကိုခွဲသွားတဲ့မကစောကြီးကတကောင်တစ်ချက်တည်နဲ့တက်ခိုက်လိုက်တာကြောင့်နောက်ဆုံးမှာတော့မတည်နိုင်ပါဘူးဆိုပဲဂျိုသားကလည်းအနှိမ့်စာသဘောနဲ့ပြစ်စာချောသွားရပါတယ်။အနောက်မှာတော့တာလိုက်ဂျိုသားမရှိတော့အကြောင်းတော်တော်နေဖြစ်နေကြတဲ့လူတွေအားလုံးကလည်းပုံမှန်အတိုင်းပြက်ဖြစ်သွားကြပြီးရှိန်တို့တော့ရောလည်းအရင်လိုချေခင်နဲ့စီးလုံးပြန်ဖြစ်သွားကြပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းလိုလာတယောက်ကတော့ဒေါသတွေထွက်နေခဲ့ပြီးအဲ့ဒီအချိန်မှာသူတို့စီကိုအမည်မသိဝင်းကြားနှစ်ယောက်ကရောက်လာရပါတယ်။အဲ့ဒီဝင်းကြားနှစ်ယောက်ကတော့ကျွန်တော်တို့ရဲ့အကြိုက်ဆုံးတပတ်ဂျူရိုဖြစ်တဲ့တန်တာဝင်းကြားညီကိုတွေပဲဖြစ်ပါတယ်။ဘိုင်းလုံးရဲ့အစားမှာတော့ပင်လယ်ကမ်းခြေတစ်ခုမှာထိုးရရေပါလျှော့စီနေခဲ့ပါတယ်။ရှင်းကလည်းအဲ့ဒီကမ်းခြေမှာရှိနေခဲ့ပြီးခေါင်းလေးတယောက်ကတော့သူ့ကိုထိုးရအကြောင်းတွေကိုမေးနေခဲ့ပါတယ်။ဒီအကြောင်းတွေကိုရှယ်လေထိုးရီကိုပြန်ပြောပြတဲ့အခါသူမကိုယ်တိုင်ကလည်းထိုကောင်လေးကိုမြင်ချင်းပဲဖုန်းရင်လက်သွားခဲ့ရကြောင်းပြောနေခဲ့ပါတယ်။ဒါပေမဲ့ရှင်းကသူ့နဲ့အောင်မိတ်ဆက်မပေးရကြောင်းဇလန်ကပိုက်တစ်နဲ့သာဇသိမ်းသွားခဲ့ရပြီးထိုရီကလည်းရှင်းကိုစိတ်ဆူသွားခဲ့ပါတယ်။အားနောက်မှာတော့ဆိုင်ပြန်ရောက်တဲ့ဒီထိုရီကရှင်းကိုစိတ်ကူးမရီစီရကြောင်းဒက်ဆင်ကလည်းကြားကနေနှစ်ယောက်သားပြေးလဲဖို့အတွက်ကူပြောနေရပါတယ်။ထိုရီကတော့ရှင်းနဲ့ဒက်ဆင်နှစ်ယောက်လုံးကမိန်းကလေးဖြစ်တဲ့သူ့ကိုနားလဲနိုင်မှာမဟုတ်ဘူးလို့ပဲပြောပါတယ်။ရှိန်နဲ့ဒက်စတင်ကလည်းထိုးကြီးကမိန်းကလေးဆိုပေမဲ့ယောက်ျားဆက်နဲ့မိန်းကလေးနဲ့သာပူတူရဲလို့ပြောလိုက်တာကြောင့်ထိုးကြီးတယောက်ကလည်းပြောတဲ့စကားတွေပြောဆုံးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကယ်လီရောက်လာခဲ့ပြီးရှိန်နဲ့ဒက်စတင်လုံနေတာအဆင်မပြေပဲပူဆိုးနေရကြောင့်ဘာမှမလုပ်ပဲဒီတိုင်းနေဖို့သာပြောလိုက်ပြီးအဲ့နောက်မှာတော့ထိုးကြီးရောက်လာတဲ့စာတကောင်ကိုလည်းပေးလိုက်ပါတယ်။အဲ့လိုနဲ့ထိုးကြီးလည်းစာအုပ်ဖတ်ကြည့်လိုက်တဲ့အခါအကစားမဂ္ဂဇင်းတစ်ခုကနေသူနဲ့ဓာတ်ပုံရိုက်ကူကြီးလှုပ်ရှင်တဲ့အတွက်ကန့်လန့်ထားတာကိုတွေ့လိုက်ရပါတယ်။ထိုးကြီးလည်းသူကရှိန်နဲ့ဒက်စတင်တင်နေတယ်လို့စာဝတ်ရတယောက်မဟုတ်ဘူးဆိုတော့တိုက်တိပြနေတာကြောင့်ဓာတ်ပုံရိုက်ကူကြီးလှုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။
အဲ့နောက်မှာတော့ထိုရဒါဓပုတ်ရေကွေးလို့အတွက်ကောင်းတဲ့အကြောင်းပြချက်တစ်ခုလားဆိုတာဆရာကျွတ်အောင်မေးကြည့်ပါဆရာကျွတ်ကတော့နေရာတယောက်ရဲ့စွမ်းရည်ကသူတို့ရဲ့အနှရှင်းဆုံးနေရာထဲမှာရှိပြီးအဲ့ဒီစွမ်းရည်ကထိုးကြီးကိုအချိန်တိုင်းမှာကူညီပါလိမ့်မယ်ဆိုပြီးဒါတစ်ခုကိုရည်ညွှန်းပြီးပြောလိုက်ပါတယ်ဒါပေမဲ့ထိုရကတော့ဆရာကျွတ်ရဲ့စကားတွေကိုတစ်ခုမှနားမလည်ရကြောင်းချောင်းချောင်းနဲ့ဒါစာရုပ်ကိုယူပြန်လာခဲ့ပါတယ်အဲ့လိုနဲ့ထိုးရလည်းဓပုတ်ရေကွေးလို့ဖို့အတွက်ချင်းသားရဲ့နေရာကိုရောက်လာခဲ့ပြီးဒါတွေကိုဝေးတဲ့နေရာကနေတန်တော်ဝေးရညီကိုကလည်းစောင့်ကြည့်နေခဲ့ပါတယ်ဓပုတ်ရပေးမဲ့နေရာကထိုးကြီးကိုပုံလာတဲ့အင်ကြီးဝေပေးလိုက်ကြပြီးအဲ့နောက်မှာတော့သူတို့ရဲ့ဘိုးတော်ဘေးကလက်ထက်ကင်မရာနဲ့ဓပုတ်ရေကွေးလို့ဖို့စပါတယ်ဒါပေမဲ့ထိုးရစပင်ပန်းအောင်နဲ့မိမလက်ထဲကဂျူလာထေးချုပ်စောင့်မြင်လာရတာကြောင့်ဒီနေရာကဒူသားရဲ့ဒူမရဲ့ဆိုအောင်မှတ်မိသွားခဲ့ပါတယ်တကယ်တော့ဓပုတ်ရပေးမဲ့နေရာကခါပြီးနဲ့မာရဝဲဖြစ်ပြီးသူတို့ရဲ့အလေတွေပေါ်လာခဲ့ရကြောင်းနှစ်ယောက်သားလေဒူသားထေးချုပ်စက်တွေကနေကဲဆက်တွေကိုဆင့်ဟောလိုက်ကြပါတယ်အဲ့လိုနဲ့ထိုးကြီးလည်းညပြလာတဲ့ကဲဆက်တွေကိုရှင်းတဲ့ဒက်ဇင်လုံးပါရတယောက်တည်းရှင်းဆိုင်နေခဲ့ရတာကြောင့်မကြရင်မှာတော့ကဲဆက်တသားရဲ့ဖန်တီးခြင်းကိုခံလိုက်ရပါတယ်။မာယာလည်းထိုးကြီးကိုသူ့ရဲ့ကင်မရာနဲ့အလင်းပြပဲဓပုတ်ရိုက်လိုက်တာကြောင့်ကင်မရာထဲကနေနောက်တဲ့တိုးကြီးတောင်ထွက်လာခဲ့ပြီးတိုးကြီးစစ်ကတော့ကင်မရာရဲ့စုပ်ယူတာကိုခံလိုက်ရပါတယ်။အဲ့တော့မှတော့ခါပြီးကတိုးရီတူကိုညနာရုပ်တဲ့ရောက်အောင်လက်ပေါ်အတွက်အမေပေးလိုက်တာကြောင့်တိုးရီတူကလည်းရှင်းရုံနေအောင်စုကြောင်းလာရပါတယ်။ထိုးရီတူကသူ့ကိုခက်ခက်တကားတိုက်ဟက်လိုက်တဲ့အတွက်အခုချိန်ရင်ညနာရုပ်ကြီးတောင်းမှဖြစ်မယ်လို့ပြောတာလှည့်သားလိုက်တာကြောင့်ဘာမှမသိရရှင်းရုံနှစ်ယောက်ကလည်းရှုပ်ရှိသွားကြပါတယ်။ထိုရစစ်ရဲ့ဘက်မှာလည်းကင်မရာရဲ့ကနေထွက်လို့ရနိုင်မယ့်နည်းလမ်းကိုရှာမတွေ့ရတဲ့အတွက်တယောက်တည်းစိတ်ထဲချနေပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာသူ့ကိုဆရာကျော်ပြောခဲ့ဦးရဲ့နေညာတယောက်ရဲ့စွမ်းရည်ဆိုတာသူတို့ရဲ့အနှရှမ်းဆုံးနေရာရဲ့ကနေလာဆိုတဲ့စကားကိုတိုးရပြန်သတိရသွားရပါတယ်။ဒါကြောင့်တိုးလေးချက်ချင်းပဲသူ့ရဲ့ပြောင်းနေရာစွမ်းကိုတုံးရေတွေကိုမြင့်တက်အောင်လုပ်ဖို့အတွက်မဲပေးလိုက်တာကြောင့်သူ့ရဲ့ခြေထောက်ကနေရေတွေရလည်းဖတ်ဖို့လာခဲ့ကနောက်ဆုံးမှာတော့ပြင်းထောက်ကပေါပြန်လည်ရောက်ရှိလာရပါတယ်။ပြီးရဲ့နောက်ထိုးရအလင်းမြန်မဲ့ညညာသားကျိုးစုသွားနေတဲ့ရှိန်းရွက်ကားရှိမှာပိတ်ရက်လိုက်ပြီးထိုးနေအောင်မြင်လာတဲ့ရှိန်းနဲ့ဒက်ဇင်တို့ကတော့ကြောင်သွားခဲ့ကြပါတယ်။အဲ့နောက်မှာတော့ထိုရီတူကလည်းကားပေါ်ကနေဆင်းလာခဲ့ရကြောင်းထိုရီတူနဲ့စစ်တို့ရဲ့တိုက်ပွဲကလည်းစပါတယ်။ရှိန်းနဲ့ဒဇင်တို့ကလည်းတိုရီစစ်ကဘယ်သူလဲဆိုအောင်သိရကြောင်းဒီတိုင်းနဲ့ရှိတ်ကြည့်နေခဲ့ရပြီးတိုရီလိုသွားဆိုတဲ့အကြောင်းဒိုသာတယောက်ကလည်းသိရှိသွားရပါတယ်။ဒါရောက်ဒိုသာလည်းတမှုစာကဲကိုပြင်းနေခိုင်းတာတဲ့ရေးပေါ်စီစဉ်ထုံးလိုက်ဖို့အတွက်မေပေးလိုက်တာကြောင့်ရှင်းလို့ညောင်းရှိမှာဒိုသာလွှတ်တဲ့ဂျိုကားတစ်ကောင်ပေါ်လာရပါတယ်။အဲ့လိုနဲ့ရှိန်းနဲ့ဒဇင်တို့လည်းမချောင်းပုံစံနဲ့ပြောင်းသွားဂျိုသားကိုတိုက်ခိုက်ကြပြီးတိုရီတူနဲ့စစ်တို့ကလည်းလက်ရည်တူနေခဲ့ရကြောင်းတိုက်ပွဲကအချိန်ကြာနေပါတယ်။အခုမှတော့တိုရီစစ်ကပဲရေတိုင်းကိုတုံးအတူကောင်ရေးပြောလုပ်ပြီးအနိုင်လိုက်ပါတယ်။ပြီးရနောက်ထိုရလေးရှင်းလို့နေအောင်ကူညီဖို့အတွက်ရောက်လာခဲ့ပြီးပြောင်းဝင်ရောက်ဖို့ဆောင်ကိုလည်းပြောင်းလိုက်ပါတယ် Just stop! Beautiful! Ha! ခန်းညာတော့ရောက်လာနေရာရိတ်တိုက်ခွက်နဲ့ခဲဆက်တွေကိုတခဏတွင်းမှာပဲတီးထုတ်ပေးလိုက်ပြီးအနောက်မှာတော့ဂျူသားကောင်ဆက်ပြီးတိုက်ခိုက်ကြပါတယ်။ဒါပေမဲ့ဂျိုသားကကိုပြောက်ကိုသူတို့ကိုတိုက်ခိုက်တာကြောင့်ရှင်းလို့လည်းခက်တွေ့နေပြီပဲတိုရသူ့ရဲ့ရင်းနှီးရတိုက်ခွက်ကိုတော့ဂျိုသားကိုအားနေအောင်လုပ်လိုက်ပါတယ်။ခနောက်မှာတော့အားနေသွားဂျိုသားကိုသူတို့ရဲ့လက်နက်တွေကိုပေါင်းစည်းထားပြီးစောနေတန်းတန်းနဲ့လေးပေါ်မှာစုပ်ဆက်ပေးလိုက်ပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းလူသားရဲ့ရှင်ပေါ်ကနေစာလေးတစ်ခုကကျလာခဲ့တာကြောင့်ဂျိုသားကမသေးရဲ့အပြင်အေယာမကောင်ဖြစ်သွားခဲ့ပါတယ်။ကန်လေချက်ချင်းပဲထိုရီတိုစီကိုဆဲအုပ်တွေပို့ပေးလိုက်ပြီးထိုရီတိုကလည်းဆဲအုပ်တွေကိုမော်ကဆော့အဖြစ်ပေါင်းစည်းလိုက်ကြပါတယ်။လူသားကသူ့ရဲ့ဆဲတို့ကလုံးတွေကိုတုံးပြီးမော်ကဆော့ကြီးကိုတိုက်ခိုက်တာကြောင့်ဆဲအုပ်လည်းနေငယ်ထိနာသွားခဲ့ပြီးထိုရီတိုလည်းဂျီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကန်းကိုမေးကြပါတယ်။ဒါကြောင့်ကန်လေမော်ကဆော့မိုးတို့ကိုတုံးဖို့အတွက်ထိုရီတိုကိုပြောလိုက်ပြီးချွင်းရက်အနေနဲ့ကတော့ဒီကွက်ကစက္ကန့်60ပဲခန့်နေဆိုအောင်တတိပေးလိုက်ပါတယ်။အဲ့လိုနဲ့ထိုရီတိုလည်းမော်ကဆော့မိုးတို့ကိုတော့လိုက်တာကြောင့်ဆဲရော့ကိုတဲ့စိတ်ပိုင်းနေရာတီးသွားခဲ့ပြီးအရင်ကပေါ်သွားပါတယ်။ပြီးရင်တော့စက္ကန့်60အတွင်းမှာပဲဂျိုသားကိုဘတ်တော်စီကိုအလင်းမြန်ပဲဖြုတ်လိုက်ကြပြီးအခြေပေးသွားချိန်မှာတော့မကစောကြီးကနှုတ်ကုန်းလာတိုက်ပြန်ပြသွားရပါတယ်။အနောက်မှာတော့ကျန်နေအစ်စ်ကောင်လည်းမကစောစိတ်ဆွမ်းရုံတော့ကော်ပီကောင်ကိုပီနဲ့ပဲစုံစပ်ပေးလိုက်ပါတယ်။နောက်နေ့မှာတော့တိုရီ4လက်နေအကောင်လေးကသူတို့ရဲ့ဆံကိုတက်ဆက်စွာနဲ့ရောက်လာခဲ့ရကြောင်းရှိန်တို့ရဲ့ခွင့်ပြုပေးမှုနဲ့နှစ်ယောက်သားလည်းအဆင်ပြေသွားကြပါတယ်။ဒါအောင်မော်နီတာကနေခါပြီးနဲ့မာရိုရဲကြီးကအားကြနေခဲ့ပြီးသူတို့လည်းအဲ့လိုခွန်မိုက်ကောင်းလေးတယောက်တော့လူချင်းတဲ့အကြောင်းကိုပြောနေကြပါတယ်။ဒါပေမဲ့လူသားကတော့နျိုးလိုသုံးသက်တဲ့ပုံမှာရုပ်ဆိုးနှစ်ယောက်ကလူချင်းတဲ့ဆိုရင်တော့ခြေချောင်းနဲ့ဂျိုသားပဲရှိရဆိုပြီးအားပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာတန်တော်ရင်းကြီးကရောက်လာခဲ့ပြီးကစားဝဲစားဖို့အစင်စင်ပဲလို့လူသားကိုပြောလိုက်ပါတယ်။ပိုင်းလေးရဲ့အစမှာတက်ဆင်းကဆိုင်ငယ်ပြန်ပွဲတစ်ခုကိုပြန်နေရပါတယ်။တောင်းတစ်ခုကနေဆိုင်နေစီးတဲ့လူနှစ်ယောက်လည်းစောက်ကြည့်နေခဲ့ပြီးကြားရင်မှာတော့ထိုသူနှစ်ယောက်လည်းသူတို့ရဲ့ဆိုင်ငယ်နဲ့ပြန်ဝင်နဲ့ဝင်ရောက်လာရပါတယ်။အဲ့လိုနဲ့သူတို့ရဲ့ဆိုင်ငယ်ကပြန်ပွဲရှိဆုံးမှာဥတီနေတဲ့ဆင်းကိုလိုက်မလာခဲ့ရကြောင်းတောင်းလုံးကလည်းပထမဆိုတဲ့နေရာကိုရဖို့အတွက်ရေကိုရေကန်းနဲ့ရှင်မှန်နေရပါတယ်။ဒါပေမဲ့ဆိုင်ငယ်တွေလေပေါ်ဟုံးတဲ့နေရာတစ်ခုကြောင်းမှာတော့ထိုသူနှစ်ယောက်ဒက်ဆင်းကိုကြော်တက်သွားခဲ့ပြီးပထမနေရာကိုလည်းရောက်သွားခဲ့ကြပါတယ်။အဲ့ဒီလူတွေကတော့ဗလိတ်နဲ့ဟန်နာဆိုတဲ့ညီကိုနှစ်ယောက်ဖြစ်ပြီးကျွမ်းနေဆိုင်မောင်းသမားတွေလည်းဖြစ်ပါတယ်။အနောက်မှာတော့ဒက်ဆင်းလည်းဗလိတ်နဲ့ဟန်နာကိုသွားမိတ်ဆက်ခဲ့ပြီးတောင်းလုံးကလည်းဝါသန်လူတွေဖြစ်တာကြောင့်ချိန်နေငယ်အတွင်းမှာပဲရင်းနှီးသွားခဲ့ကြပါတယ်။အဲ့လိုနဲ့ဒက်ဆင်းလည်းပြန်ပွဲကြောင့်ရွှေနုနဲ့လေးချင်းကိုချိန်တိုင်းနေအောင်နောက်ကျမှရောက်လာခဲ့ပြီးသူသားအချိန်မှာတော့တယောက်မှမရှိတော့တာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာတယောက်လေးရှိနေတဲ့သူစီကိုခဲခက်တရာရောက်လာခဲ့ပြီးလွန်ရမ်းနှမ်းလွန်လာကြောင်းဒက်ဆင်းတယောက်လည်းအဖမ်းခံလိုက်ရပါတယ်။ဒါပေမဲ့ရှင်းလို့နေအောင်သူတို့ရဲ့စူနာမဆိုင်ခင်နဲ့အချိန်မရောက်လာခဲ့ပြီးဒက်ဆင်းကိုခဲခက်တွေလက်ထဲကနေကင်လိုက်ပါတယ်။ရှိန်တို့ကဆိုင်မှာရှိတဲ့လေတိုင်းနဲ့ခက်ဆက်တွေကိုတိုက်ခိုက်နေပြီးဒါကိုဆိုင်လက်ပါလေးတက်စင်တယောက်ကတော့အံ့ဩပြီးကြည်နေခဲ့ပါတယ်
အဲ့လိုနဲ့ကန်လည်းခဏကြာမှရောက်လာခဲ့ရကြောင်းဒန်ဆင်လည်းသူ့အတွက်ဆိုင်ကယ်တစ်စီးတောင်းအောင်မယ်ကန်ကတော့ရုပ်တည်နေမရှိဘူးလို့ပြန်ပြောလိုက်တာကြောင့်ဒန်ဆင်တောင်းရလဲဆိုင်ကယ်သမားဆိုင်ကယ်များလို့ဆိုပြီးပါဝင်နေပါတယ်။ဒါကြောင့်ကန်လည်းဒန်ဆင်ကိုစိတ်ရှုပ်ကိုထိလိုက်ရပြီးအနောက်မှာတော့သူ့ရဲ့ဝေးတဲ့ခလုံးနဲ့ကားတစ်စီးကိုဆင့်ခေါ်လိုက်ပြီးကားပေါ်ကနေတော့ဝါယောဆရာမဆိုင်ကယ်တတိယဆင်လာရပါတယ်။ဆိုင်ကယ်ကိုတွေးလိုက်တဲ့ဒန်ဆင်တယောက်ကလည်းခြေဦးကိုတွေးလိုက်ရသူပျော်ရှင်လောင်းခဲ့ပြီးအဝါဝေးရောက်တော့အလင်းမြန်မြန်ပြောင်းသွားဆိုင်ကယ်နဲ့ရှဲရုံတောင်လိုက်လာရပါတယ်။အဲ့လိုနဲ့တောင်းအောင်လုံးဆိုင်ကယ်မှာရှိတဲ့လေတိုင်းနဲ့ခက်သက်တွေကိုတက်ခိုက်နေပြီးသူ့ရဲ့ဆိုင်ကယ်ကိုထိဖို့ကြိုးစားခက်သက်တကောင်လည်းဒန်ဆင်ကခေါင်းဝင်ပေါ်ပို့ပေးလိုက်ပါတယ်။ခက်သက်တွေကိုရှင်းပြီးသားတဲ့အချိန်မှာတော့ကန်ကဆိုင်ကယ်နဲ့ပတ်သက်ရင်ဆရာကြီးဖြစ်တဲ့ဒန်ဆင်ကိုစင်စစ်မဖြစ်စေတဲ့စူနာမဆိုင်ကယ်တွေကိုကြည့်ပေးဖို့အတွက်ဆိုင်ကယ်ရဲ့ချက်လက်တွေပါတဲ့အခွေတစ်ခုကိုပေးလိုက်ပါတယ်။ခံမြန်သွားတဲ့အချိန်မှာတော့ရှိန်ကဒန်ဆင်ကိုလေ့ကျင့်ကိုနောက်ကျမှလာတဲ့အကြောင်းရင်းကိုမေးတာကြောင့်ဒန်ဆင်လည်းပြန်ဝဲရှိလို့လေ့ကျင့်ကိုနောက်ကျနေတာဖြစ်ပြီးသူပြန်ဝဲမှာတွေ့ရတဲ့ဘလိတ်နဲ့ဟန်နာအကြောင်းတွေကိုလည်းပြောပြနေပါတယ်။ဒါပေမဲ့ရှိန်ကတော့ဘလိုပဲဖြစ်နေပါသေးဒီနေ့အားလာဒန်ဆင်အတွက်ရေးကျိုးဆိုတော့မမေးလိုက်ဖို့အတွက်တတိပေးလိုက်ပါတယ်။ဒူသားရဲ့ဘက်မှာလေဆိုင်ကယ်တွေကိုဖျက်ဆီးမဲ့မစ်ရှင်ကမောင်မြင်ခဲ့ရကြောင်းတမှုစာကလေးကိုဖြည့်တင်နေခဲ့ပြီးအဲ့ဒီအချိန်မှာတန်တာဝေးရတွေရောက်လာခဲ့ပါတယ်။တန်တာဝေးရတွေကသူတို့မှာပေါင်ရရကိုဖျက်ဆီးဖို့အစီအစဉ်ရှိရလို့ပြောရင်မဲ့လူသားကတော့သူကအစီအစဉ်တွေကိုကူးဆိုင်ပဲရလောက်ကိုသာအာယုဆိုင်တယ်လို့ပြန်ပြောပါတယ်။တန်တာဝေးရတွေကသူတို့လုံးဝမဲ့လက်ကိုသိရကြောင်းဆရာမလုပ်ဘူးလူသားကိုတတိပေးလိုက်ပြီးဇာငင်းကလေသူ့ရဲ့ခေါင်းဆောင်အချုံးမဲ့ပြီးပြောနေတဲ့တန်တာဝေးရတွေကို၄တောင်းရှိဖို့ပြန်တတိပေးလိုက်တဲ့ကြောင့်နှစ်ပွဲလောက်ကလည်းစတာတဲ့ဒူရွက်သားဆွဲဖြစ်ကုန်ကြပါတယ်။အဲ့ဒီချိန်စေးရုပ်တစ်ခုမှလည်းငလေးတစ်ခုလှုပ်နေခဲ့ပြီးအကြောင်းကတော့မြောက်မှရှိနေတဲ့ဂျိုမာသားတောင်အောင်ရောက်ဖြစ်ပါတယ်။မလင်းကကန်တို့ရဲ့ညခါးချုပ်ထိပါရောက်လာခဲ့ရကြောင်းကန်လည်းဒီလိုဖြစ်ရတဲ့အကြောင်းရင်းဆိုင်လိုက်တဲ့အခါခုနကဂျိုမာသားရဲ့လက်ဆက်ဆိုတာတီးသွားကြပါတယ်။ဒါကြောင့်ရှိန်တို့တော့လည်းပေါင်းရောက်ပုံစံနဲ့ပြောင်းအောင်မြို့ကိုဖျက်ဆီးပြီးကျေးဇူးအတင်ခံရနေတဲ့ဂျိုသားစီကိုရောက်လာခဲ့ပါတယ်။ဂျိုသားကလည်းမင်းတို့ဖမ်းလိုက်လာပန်းလို့ဆိုတာပေါင်းရတယ်ကိုစင်ကုန်လိုက်ပြီးမြေကြီးတော့ဝင်သွားခဲ့ပါတယ်။ဂျိုသားကမြေပေါ်တက်လိုက်အောက်ကိုဆင်းလိုက်နဲ့ဘန်းတို့များဖြစ်နေရကြောင်းဒန်ဆင်လည်းသူ့ရဲ့နေရာမြေပေါက်ဝက်နဲ့မြေကြီးတွေကိုလိုက်ဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ဂျိုသားရဲ့လက်ချက်နဲ့သူကမြေကြီးပေါ်ကားကြီးပြောင်းလာခဲ့ပြီးဂျိုသားကလည်းအဲ့နေရာကနေဝေးကိုထွက်ပြေးသွားခဲ့ပါတယ်။ဟန်နောက်မှာတော့သူတို့ရဲ့ဆိုင်ကိုရောက်လာတဲ့ဘလိတ်နဲ့ဟန်နောင်ဒန်ဆင်ကရှင်းလို့နဲ့မိတ်ဆက်ပေးနေခဲ့ပါတယ်။ရှင်းကဘလိတ်တို့ညီကိုနှစ်ယောက်စီကနေဒန်ဆင်ကိုစကားပြောဖို့ခေါ်ထုတ်လာခဲ့ပြီးနေညာထားချုပ်ကိုမလာကြောက်ဆရာကျွတ်စေလို့နေရဆိုအောင်ပြောပြပါတယ်။အဲ့လိုနဲ့ဒန်ဆင်လည်းနေညာထားချုပ်ကိုရောက်တဲ့အခါအမြဲတမ်းတတ်မှတ်ထားတဲ့အခြေတဲ့နောက်ကျပြီးမှလာကြောက်ဆရာကျွတ်ရဲ့ဆုံးမတာကိုခံနိုင်ရပါတယ်။ပြီးရနောက်ရှင်းကဒန်ဆင်ကိုစကားပြောဖို့ခေါ်လိုက်ပြီးဘလိတ်နဲ့ဟန်နောင်ညီကိုကြောက်ဘယ်လောက်တိလဲဆိုတာမေးကြည့်ပါတယ်။အဲ့ဒီညီကိုနှစ်ယောက်ကဘယ်ကနေလာမှမသိရပြီးအချိန်လိုတွင်းမှာပဲဒန်ဆင်ရဲ့ရင်းနှီးလူတွေဖြစ်လာရကြောင်းရှင်းကတော့ဘလင်ကပြစ်နေပေမဲ့ဒန်ဆင်ကတော့ရှင်းနဲ့စကိတ်စီးရဲ့လူနဲ့တကယ်ကြီးဖြစ်တာကြောင့်သူလည်းအတူတူပဲလို့ခြေပါပါတယ်။ဒါပေမဲ့အဲ့လိုဆိုရင်တော့သူကဘာရေးကြီးလဲဆိုတာကိုသိပြီးဒန်ဆင်ကတော့အဲ့ဒီညီကိုနှစ်ယောက်နဲ့ပေါင်းတဲ့ချိန်အားစပြီးဦးစားပေးရမယ့်ຢာတွေကရှုပ်သွေးကုန်တယ်လို့ရှင်းရပြောပါတယ်။ဒန်ဆင်လည်းသူ့ဘက်ကနေခူပြောပေးဖို့ထိုးရင်းနဲ့ဆရာကျွတ်ကိုစစ်ကူတောင်းရမယ်နှစ်ယောက်လောက်ကလည်းချင်းလိုဖြစ်တာကြောင့်ဘာမှမပြောဘဲနှုတ်ဆိတ်နေခဲ့ကြပါတယ်။ဒါကြောင့်ဒန်ဆင်လည်းသူ့ကိုတယောက်မှနားလည်မပေးနိုင်တဲ့လူတွေစီကနေစိမ့်ရင်းနဲ့ထွက်လာခဲ့ပြီးတယောက်တည်းဆိုင်ကစီးနေခဲ့ပါတယ်။ဆိုင်ရတီးပြီးသွားရင်မှာတော့ဒန်ဆင်ကအဲ့ဒီမှာရှိနေတဲ့ဘလိတ်နဲ့ဟန်နောင်မင်းတို့ကပဲငါ့ဘောနားလည်ပေးနိုင်တဲ့လူတွေပဲလို့ပြောတာစကားစိတ်ပြီးပြောနေကြရပါတယ်။အဲ့လိုနဲ့စကားပြောနေကြရင်ငလင်တစ်ခုနဲ့အတူတူတော့ရအောင်ကနေဘာမှမသိတဲ့အရာတစ်ခုကဖြစ်သွားခဲ့ပြီးဒန်ဆင်ရဲ့လက်ပတ်မှာလည်းအချက်ပေးတန်မိလာခဲ့ပါတယ်။ချက်ပေးတန်ကြောင့်ဒန်ဆင်လည်းရှင်းတို့စီကိုအမြန်သွားခဲ့ပြီးသူ့ရဲ့လွယ်ကတော့ဘလိတ်တို့စီမှာခြံခဲ့ပါတယ်။ရှိန်နဲ့ထိုးတိုးရဲ့ပတ်မှာလည်းမြောက်ကနေပေါ်လာတဲ့ဂျိုသားကြောင့်အလူးလဲခံနေခဲ့ရပြီးဒန်ဆင်ကလည်းအိတ်နေအောင်ခဏကြာမှရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဒေါအောင်သားလေးကတမ်းမကူကြီးပဲခဏမောပြင်းနေတာကြောင့်ရှင်းလို့နေအောင်လေဂျိုသားရဲ့လက်စစ်ချောလိုက်တာကိုတစ်ချက်ထားလိုက်ရပါတယ်။အဲ့လိုနဲ့မောဖြီးသွားချိန်မှာတော့ဒန်ဆင်ကလည်းသူ့ရဲ့ချင်းလေးတူကြီးနဲ့စူပါမန်လိုအထားကြကြနဲ့ဆင်းလာပြီးမြေကြီးကိုထုလိုက်တာကြောင့်ဂျိုသားကလည်းအပေါ်ပြန်တက်လာခဲ့ပါတယ်။အဲ့နောက်မှာတော့မြေပေါ်ပြောင်းလာတဲ့ဂျိုသားကိုဒန်ဆင်တို့ပေါင်းရတော့အောင်သူတို့ရဲ့လက်လက်တွေကိုပေါင်းစီပြီးတန်တရာဘုံနဲ့အဆုံးသတ်ပြီးလိုက်ပါတယ်။ပိုင်းငါးရဲ့စာမှာရှိနေဒန်ဆင်တို့ကကန်ရဲ့ကွန်ပျူတာကိုကလိနေခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲမင်းတို့ခွင့်ပြုထားတဲ့ຢာတွေကိုမထိတာကောင်းလိမ့်မယ်ဆိုတဲ့စကားနဲ့အတူပြန်ရောက်လာခဲ့ပြီးအထဲမှာသူနှစ်ပတ်လောက်နေမိတ်ညာမိတ်နဲ့လှုပ်ထားတဲ့ဖိုင်ရှိရာကြောင့်နောက်တစ်ခါဆိုရင်မပြောမစုံနဲ့မလို့ရှိန်တို့ကိုသတိပေးလိုက်ပါတယ်။အဲ့လိုနဲ့ကန်လည်းကွန်ပျူတာကိုပြန်စီကြည့်နေရုပ်တဲ့အချက်ပေးတဲ့နေရာထွက်ပေါ်လာခဲ့ပြီးသူတို့ရဲ့စနစ်တစ်ခုတော့ဟက်ကန်လိုက်ရကြောင်းကန်တယောက်ကလည်းခေါင်းမိတောက်သွားခဲ့ပါတယ်။ဒါပေမဲ့ရှိန်ကအရန်အနေနဲ့ကူးထားရှိရမလားလို့မေးရကြောင်းကန်လည်းသတိရတော့ကသူဒန်ဆင်ကိုစူနာမီဆိုင်ငယ်တွေကိုကြည့်ဖို့အတွက်ပေးလိုက်တဲ့အချက်ပြားကိုတောင်းလိုက်ပါတယ်။ဒန်ဆင်လည်းသူကြော်ဘွိုးထဲမှာရှိရလို့ပြောတာအခုချက်ပြားကိုဘေးကိုလှုပ်လိုက်ပေမဲ့အိတ်ကသူ့ရှိမှမရှိတော့ပဲပြောင်းနေရဆိုတော့တကောင်သားအခုမှတတိထားမိသွားပါတယ်။အဲ့နောက်မှာတော့ကန်တို့လိုက်ချနေတဲ့အချက်ပြားလူသားရဲ့လက်ထဲကိုရောက်နေခဲ့ပြီးဇာခဲကလည်းသူ့ကိုပေါင်းရရရဲ့ထားရကြောဝင်တိုက်ခိုက်ကြမယ်လို့ပြောနေပါတယ်။ဒါပေမဲ့လူသားကတော့ပေါင်းရတယောက်ပဲဆိုတာသူ့ကိုဝင်းချပုံစံပြောင်းတဲ့အချိန်မှပဲပြီးတဲ့ဖြစ်သီးတို့ရအကြောင်းမစင်မကြေလုံးမဲ့ဆိုရင်ဦးချေတီသူ့လှုပ်ထားခဲ့များတွေကအလကားဖြစ်သွားလိမ့်မယ်လို့ပြန်ပြောပါတယ်။ဟိုနဲ့ရှိန်တို့ရဲ့ဘက်မှာလည်းဒက်ဆင်ကိုဘယ်နေရာသွားရဲဆိုတော့တရားစင်းအားကြည့်ဖို့အတွက်မင်းနေရကြောင်းနောက်ဆုံးမှာတော့ဒက်ဆင်နဲ့ဆိုင်ကပြန်မှုမှာဆိုတော့တတိယသွားရဲတာ၃အောင်လုံးကနေအဲ့ဒီနေရာကိုသွားဖို့လုပ်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာကဲဟာကြောင်းချင်းသားမှာမူဝဲနဲ့တင်းကြီးသားတစ်ခုတွေးရလို့ပြောလိုက်တာကြောင့်ရှိန်တို့လည်းအရှင်ဆုံးပေါင်းရတွေဖြစ်ဆွေမျိုးကကြောင်းချင်းစီကိုသွားကြပါတယ်။ရှိန်တို့ရဲ့ကြောင်းချင်းစီကိုရောက်လာခဲ့ပေမဲ့ခွေးတော့ကြောင်းသမီးမှာမတွေ့ရကြောင်းသူ့သုံးအောင်လည်းပြန်ဖို့လှုပ်လိုက်ကြရမယ်လေအဲ့ဒီချိန်မှာပောက်ကွဲမှုတခုဖြစ်သွားခဲ့ပြီးတန်တာဝင်ကြတွေကသူတို့ရဲ့ရှေ့မှာထွက်ပေါ်လာရပါတယ်။
တို့တွေဖြစ်နောက်တော့ပေါင်းရည်ထိုက်ရှိနေတဲ့ဆိုတော့တိလိုက်ရတယ်ရှိန်တို့ကလည်းအအောင်ဝါကမင်းတို့တွေကဘယ်သူလဲလို့မေးမယ်တဏ္ဍဝရတွေကတော့ဘာမှပြန်ပြေးပဲလင်းမြန်တဲ့အချိန်နဲ့ပြင်းဝင်လာရရှိန်တို့ကိုစတင်နေခိုင်းလိုက်ပါတယ်ဒါကြောင့်ရှိန်တို့ကလည်းဒီကောင်တွေကစကားနဲ့ပြောလို့မရတဲ့ကောင်တွေဆိုအောင်နားလည်သွားရကသူတို့ကလည်းပြန်တန်းခိုင်းဖို့အတွက်ဆုံးဖြတ်လိုက်ပြီးအနောက်မှာတဲ့ရှိန်ရသူ့ရဲ့နေရာလေးပေါ်ကကြက်နေတဏ္ဍဝရတွေတီကိုပြင်းဝင်သွားရပါတယ်ဒါပေမဲ့တစ်ဖက်မှာရှိတဲ့အပြောင်းအလဲကကြက်နေသူကဝေးကိုပြောင်းသွားခဲ့ပြီးထိုးရင်းနဲ့ဒန်ဆင်တို့ကလည်းကျန်းတကောင်သမရအောင်အလူးလဲနဲ့ခံနေခဲ့ရပါတယ်အဲ့ဒါကြောင့်ရှိန်ရင်ဖွဲ့သားတွေကိုကူညီဖို့အတွက်သူရှိမှရှိနေကောင်းတော့ဂူးဆိုင်တော့ပဲထွက်လာခဲ့ရကြောင်းအပြောင်းလဲကြောင်းသားခဲ့ရအနောက်မှာတော့သူ့ဂူးဆိုင်တဲ့ရှိန်တို့၃ယောက်အပြောင်းအောင်မိုးကြိုးလုံးနဲ့ဝင်ပြီးပေးလိုက်ပါတယ်အတော့ကရှိန်တို့ကတော့အခုချိန်ဒီဒါကိုကန်ပုံရောက်လေ့ကျင့်လို့ထင်နေခဲ့ကြတာဖြစ်ပြီးတန်တောင်ကြီးတွေကတော့သူတို့ရဲ့စွမ်းအားတွေကိုလက်မှာစူးလိုက်ကြပါတယ်အဲ့တော့မှသူတို့ရင်ဆိုင်နေရတဲ့ကောင်တွေကအစ်စ်တွေဆိုအောင်ရှိန်တို့ကလည်းသဘောပေါက်သွားခဲ့ရအနေနဲ့ကြောက်ရွံ့ဝင်သွားခဲ့မယ်တန်တောင်ကြီးတွေကတော့စက်မတိုက်ခိုက်တော့ပဲအဲ့နေရာတွေထွက်သွားခဲ့ကြပါတယ်အဲ့လိုနဲ့တိုက်ပွဲပြီးလို့နေရာထားချက်ကိုပြောင်းကြတဲ့အချိန်မှာတော့ရှင်းတို့ကတန်တော်ရိုက်နေပတ်သက်ပြီးတော့ဆရာကျော်ကိုတယောက်တစ်မျိုးစီမေးခွန်းနေမေးနေခဲ့ကြပါတယ်။ဆရာကျော်ကအခုချိန်ဒီသူမြင်သလောက်ပြောရမယ်ဆိုရင်တော့အဲ့နေရာကိုတိုက်ခိုက်ပုံကြီးကမူရိုးနေရာအကယ်ဒမီကျော်တိုက်ခိုက်ပုံနဲ့တူရဲလို့ပြောပါတယ်။ဒန်ဆင်ကလည်းအဲ့လိုဆိုရင်ဒိုးသားကိုမူရိုးနေရာအကယ်ဒမီကျော်အကြောင်းကားတွေကိုဖောင်းဝါခဲ့ပြီးတော့သူတို့ကိုတိုက်ခိုက်ဖို့အတွက်ပြန်သုံးချနေရဖြစ်နိုင်တဲ့အကြောင်းပြောပြပါတယ်။ဆရာကျော်ကတော့အဲ့လိုတိုက်ခိုက်ဖို့ဆိုတာဒိုးသားကိုယ်တိုင်တော့မှသူတို့ကိုမေးပေးလို့မရပဲကိုယ်တိုင်တိုက်ခိုက်ဖို့အတွက်တင်းနေတဲ့စီးကြီးနေမှသာလုံနိုင်တယ်လို့ရှိမှာပါရှိန်ကတော့ဒီကောင်တွေကဘာလဲဆိုအောင်မသိပေမဲ့သူတို့အစိုးကလို့ရနေခဲ့တဲ့အချိန်မှာတော့အဲ့လိုမလုပ်ခဲ့ရတဲ့အကြောင်းရင်းကဘာလဲဆိုအောင်သိရလို့မရဖြစ်နေခဲ့ပါတယ်။ဒါနမရရဲ့ပတ်မှာလည်းစာခဲ့ရခွေးရတော့ဘာလို့ပေါင်းရတယ်ပြည့်စည်ခဲ့တဲ့ဆိုတဲ့အကြောင်းရင်းကိုမင်းနေခဲ့မဲ့ပေါ်လည်းမတဲ့နေရာကတော့ထုံးစံတဲ့စာခဲ့ရဲ့ဆိုတော့တောင်းနေကြတောင်းလုံးနဲ့ထားကြမယ်ဖြစ်နေတာပါ။ဒါပေမဲ့ဒါနမရရဲ့ပဲသူတို့ကတပွဲရေးဖြစ်တာကြောင့်ဖီလိုရအောင်လို့ပြောကအချိန်တွေကိုပြန်လိုက်ကြပြီးခံခဲ့ရတော့အဲ့တပွဲလေးဆိုတဲ့စကားလုံးကအချိန်ခဏအတွက်ပဲလို့ကဲမျိုးကထွက်လာရပါတယ်။နောက်မှာတော့ဇာခဲကပြည့်စည်တော့ညချောင်းစီကိုတယောက်တည်းရောက်လာခဲ့ပြီးသူရောက်လာတော့မြင်လာတဲ့ရှိန်တို့ကလည်းဖောင်ရပူတဲ့နေတဲ့အတွင်ကြောင်းကဇာခဲစီကိုထွက်လာခဲ့ကြပါတယ်။အဲ့လိုနဲ့ဇာခဲနဲ့ရှိန်တို့တွေကလည်းပထမသုံးချိန်ဖြစ်စိုင်းတိုက်ခိုက်ကြပြီးဇာခဲကပေါင်ရနဲ့ခဏခဏကြားနေရတော့သူစိတ်ကုန်နေပြီလို့ပြောတာသူ့ရဲ့ဆွမ်းနဲ့ရှိန်တို့တွေကိုတိုက်ခိုက်လိုက်ပါတယ်။ကြီးနေလို့သားတော့ဇာခဲကသူ့ကိုမပြောမဆိုပဲမင်းမဲ့တဲ့ဆန်ပြီးတုံးရလုံးနေခဲ့ရကြောင်းချင်းချင်းပဲလင်းရတစ်ခုနဲ့ဇာခဲကိုသူ့ရဲ့ရင်စီကိုပြောင်းဟောလိုက်ပါတယ်။ဒါမျိုးပြောက်သွားခဲ့ရကြောင်းရှိန်ကိုလည်းဒီကောင်တွေကသူ့အစီကနေဘာလို့ကျင်လဲဆိုတော့နားမလည်ဖြစ်နေကြပြီးအဲ့ဒီအချိန်မှာသူတို့စီကိုတန်တော်ဝင်ကြတွေကပြောင်းလာခဲ့ပါတယ်။တန်တော်မကြတွေကသူတို့ရဲ့ဆွမ်းနဲ့ဆူနာမီဆိုင်ငယ်တွေကိုစိတ်ဝင်လိုက်ကြပြီးဒါကိုတွေးလိုက်ရတဲ့ကန်ကတော့သူ့ရဲ့ဆူနာမီဆိုင်ငယ်တွေလို့ရေးယူလိုက်ပါတယ်။အနောက်မှာတော့တန်တော်မကြတွေကဆူနာမီဆိုင်ငယ်မှာပါတဲ့လေသားကိုမူကျိုးနဲ့ပေါင်းကအဆင့်မြင့်ထားတဲ့ဆွမ်းနဲ့တက်ခိုက်လိုက်တဲ့အပြင်နှစ်ယောက်ပေါင်းမူကျိုးဆွမ်းနဲ့ပြည်ချင်းဆိုတဲ့ကွက်နဲ့ပါတက်ခိုက်လိုက်တာကြောင့်ရှိန်တို့ရရ၃ယောက်လည်းအထိနာသွားခဲ့ကြပါတယ်။တန်တော်မကြတွေကဘယ်တော့မှမင်းတို့ကညညာအကယ်ဒမီနဲ့နေပြေးဆုံးမှာမဟုတ်ဘူး။မင်းတို့ရဲ့ဆရာကလည်းဒီတက်ပိုပြီးသင်ပေးခဲ့တဲ့နယ်လို့ပြောပါတယ်။တဟောက်ကြီးနေတဲ့ကန်ကလည်းအမြဲနေကြအကြောင်းဆိုရင်နောက်ကျောင်းမှလာတဲ့၃ကောင်မှပေါင်းရတဲ့ဖြစ်ရွေးရခဲ့တဲ့သူ့အဖေကိုကြားတယ်မလားလို့မေးနေခဲ့ပါတယ်။အဲ့လိုနဲ့တန်တော်ရတွေကသူစတင်ခဲ့တဲ့အရာကိုအဆုံးသတ်ရမယ်အခြေရောက်ပြီလို့ပြောလိုက်ကသူတို့ရဲ့ကရိယာတွေနဲ့ဆက်အုပ်ကောင်တွေကိုဆင့်ခေါ်လိုက်ကြပါတယ်။ပြီးရဲ့နောက်သူတို့ကဒီဂျုံမှာနောက်ဆုံးကြံရမယ်ပေါင်းရတွေပဲလို့ပြောတာတန်တော်ရတွေကဆက်အုပ်တွေကိုဝင်သွားခဲ့ကြပြီးရှိန်တို့ကလည်းကန်းအောင်သူတို့ရဲ့ဆက်အုပ်တွေကိုပို့ခိုင်းလိုက်ပါတယ်။အနောက်မှာတော့ရှိန်ကသူ့ရဲ့လင်းုံမြွေတိုက်ပွဲနဲ့တန်တော်ရချက်သွေးရောက်ကောင်ဆက်အုပ်ဖြစ်တဲ့အင်းဆက်ဆက်ရောက်စတင်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့အင်းဆက်ဆက်ရောက်ကမီဒီယာနဲ့အသားအရာပဲပြန်ထွက်လာခဲ့ပြီးသူ့မှာရှိတဲ့လက်နက်ရည်နဲ့ပါပြန်တိုက်ခိုက်တာကြောင့်လင်းုံဆက်ရောက်ကလည်းအလင်းမြန်ပဲရှောင်လိုက်ရပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာရှိတဲ့ပိုးတော်တမဆက်ရောက်ကလည်းချင်းလေးဆက်ရောအနီးကဖမ်းချုပ်လိုက်တာကြောင့်ဒက်ဆင်နဲ့လေးစင်နှမောက်တိုက်ခွက်နဲ့အဝေးကိုပြောင်းသွားအောင်လုပ်ပေးလိုက်ပါတယ်။အနောက်မှာတော့ဒီချဘိုးကိုတနေရမယ့်ချိန်မဲ့လို့ပြောတာဒက်ဆင်ကသူ့ရဲ့ချင်းလေးဆက်ရောနဲ့တနေဖို့လှုပ်လိုက်ပေမဲ့လေရုတ်တရက်ပိုးတော်တမဆက်ရောပျောက်သွားခဲ့ရကြောင်းထိုးကြီးနဲ့ဒက်ဆင်တို့ကလည်းကြောင်လာကြပါတယ်။ပြီးရဲ့နောက်ပိုးတော်တမဆက်ရောကထိုးကြီးရဲ့လေးမိုက်ဆက်ရောနောက်ကနေပြန်မလာခဲ့ပြီးအဝေးကနေဖမ်းချုပ်လိုက်ကလေးပေါ်မှာဝိုင်းပက်တူကိုလှုပ်ပေးလိုက်ပါတယ်။ရှိန်လွေကြတော့သူတို့ဒီတရက်ဆက်တိုင်းနေမယ်ဆိုရင်ခြေမကောင်းတော့ကြောင့်သူတို့တောင်းလုံးရဲ့ဆက်ရုပ်တွေကိုမကစောအဖြစ်ပေါင်းစည်းလိုက်ကြပြီးဒါကိုတွေးရတဲ့တန်တော်ရရဲ့ဘက်မှာလည်းအားကြမကန်သူတို့ရဲ့ဆက်ရုပ်တွေကိုမိုးချိုးမကစောအဖြစ်ပြန်လည်ပေါင်းစည်းပြလိုက်ပါတယ်။အဲ့လိုနဲ့ဆက်ရုပ်နှစ်ကောင်1/1ဆိုင်တိုက်ခိုက်ကြပြီးမကစောကသူ့ရဲ့လက်နဲ့မိုးချိုးဆက်ရုပ်တိုက်ခိုက်ပေမဲ့လည်းဟိုကအရားတော်မပြေပဲခြေထောက်နဲ့ပြန်ကထိလိုက်တာကြောင့်မကစောရဲ့လဲကျသွားရပါတယ်။လူရင်းချလည်းမနိုင်ဆက်ရုပ်ချင်းချလည်းမနိုင်ဖြစ်နေကြတဲ့ပေါင်းရားတွေကိုကန်ရပဲသူ့မှာနောက်ဆုံးကျရတဲ့ဆွမ်းအားပြတစ်ခုကိုပို့ပေးလိုက်တဲ့ကြောင့်ရှိန်တို့ကလည်းဆွမ်းအားပြနဲ့တန်တော်မကြားတွေကိုပြန်သမားကိုလှုပ်ကြပါတယ်။ဒါပေမဲ့ဆွမ်းအားပြသူတို့စီကနေဘာကြောင့်မှမသိပျောက်သွားခဲ့ရတစ်ဖက်မှာရှိနေမိုးကျိုးဆဲအုပ်တွေကိုကြောက်သွားခဲ့ရကြောင်းတန်တော်မကြားတွေကလည်းတုံဆိုင်မနေပဲဆွမ်းအားပြကိုစတဲ့ကိုထည့်လိုက်ကြပြီးပန်းအားပိုးတဲ့လက်နဲ့တစ်ခုကလည်းထွက်လာခဲ့ပါတယ်။အဲဒါကြောင့်ကျောင်းမှာတောင်ပန်တက်ပေးတယ်လို့ဖြစ်သွားခဲ့ပြီးမိုးကျိုးဆဲအုပ်ကပန်းအားပိုးတဲ့လက်နဲ့မကစောကိုဆက်မပြတ်တိုက်ခိုက်လိုက်ပြီးနောက်ဆုံးမှာတော့ပွဲသိမ်းတိုက်ပွဲဖြစ်တဲ့50 40 30အကွက်နဲ့ပါတိုက်ခိုက်လိုက်တာကြောင့်မကစောကြီးကလည်းပြက်စီးကလဲကျသွားခဲ့ပါတယ်။တန်တော်ရရရှိန်တို့တခါတည်းအစိုးသက်လို့ရရမယ်မလုပ်ခဲ့ပဲသူတို့ရဲ့ဆဲအုပ်ကပြက်စီးသွားဖြစ်တာကြောင့်လုံလောက်ပြီလို့ပြောကပြန်ထွက်သွားကြပါတယ်။တစ်ဖက်မှာတော့ကန်ဆဲအုပ်ထဲမှာရှိနေတဲ့ရှိန်တို့ဆက်သွယ်နေခဲ့ပြီးကြာရင်မှာတော့သူတို့တောင်းရလဲပြည့်စည်နေတဲ့ဆဲအုပ်ထဲမှာပြန်သတိရလာခဲ့ကြပါတယ်။အနောက်မှာတော့ပြည့်စည်သွားတဲ့နေရာလက်ပတ်ရည်နဲ့အတူရှိန်တို့3ယောက်ဒဏ်ရာရည်နဲ့နေရာထားကျုပ်စီကိုပြောင်းလာခဲ့ကြပါတယ်။ကန်ဆဲအုပ်ထဲမှာလိုလျောက်ပြည့်နေတဲ့စနစ်ပါကြောင့်သူ့ဘာသာပြောင်းသွားမှဖြစ်ပြီးနေရာလက်ပတ်တွေကိုတော့သူပြန်ပေးမှဖြစ်တာကြောင့်မစိုးရိမ်ကိုရှိန်တို့ကိုပြောလိုက်ပါတယ်။
ဆရာကျွတ်ကအခုချိန်မှာရှိန်တို့တော့အောင်လို့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပဲပြန်သွားနေလိုက်လို့ပြောလိုက်ပြီးကန်ကလည်းသူတို့ကစူနမ်မဆိုင်ကရဲ့လိုအပ်တဲ့ပစ္စည်းတွေကိုတော့ခိုးသွားနိုင်ခဲ့ရကြောင်းရှိန်တို့စကားပြောတဲ့အခါမှာချိုကြီးရတဲ့လူတွေနဲ့ပဲပြောဖို့တတိပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဆိုင်ရဆိုင်မှာရှိန်နဲ့ဒန်စင်တို့ကဘာလို့တန်တာမရတွေကအခွင့်အရေးရတာနဲ့သူတို့ကိုမသက်သွားလဲဆိုတာကိုစဉ်းစားနေခဲ့ကြပြီးအဲ့ဒီချိန်မှာဆိုင်ဘလိတ်နဲ့ဟန်နာတို့ကရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့သူ့အစီကိုလာမဟုတ်ပဲခဲလီကဆိုင်ပြိုင်ပွဲမဆိုင်ရင်လိုအပ်တာဖြစ်ဦးနဲ့မြူရအုပ်ထေးသူရဲ့လက်မှတ်ကိုထိုးခိုင်းဖို့ခေါ်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကမိဘရဲ့နေရာမဟုတ်ဘူးလို့ဟန်နာကပြန်ပြောလိုက်ပြီးဒါကိုရှိန်နဲ့ဒန်စင်တို့ကလည်းကြားနေခဲ့ရပါတယ်။အဲ့လိုနဲ့ဘလိတ်နဲ့ဟန်နာပြန်သွားချိန်မှာတော့ဒန်စင်ကဆိုင်ပြိုင်ပွဲနဲ့ပတ်သက်ပြီးမေးစရာရှိရကြောင်းနောက်ကနေလိုက်လာခဲ့ပေမဲ့ညီကိုနေအောင်ကျုပ်တဲ့ကြီးပျောက်သွားခဲ့တာကိုတွေးလိုက်ရတာကြောင့်ဒန်စင်လည်းကြောင်သွားခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့အာဂါသနေရာကြီးလိုတော့လက်သိမ်းဆိုပြီးနေတဲ့ခါမီနဲ့မာယာကိုတွေ့ရမှဖြစ်ပြီးဇာခင်းကလည်းအရင်တစ်ခါတော့သူ့အပြစ်အတွက်ပြန်ဖက်စင်ဝင်ပေးဖို့ပြောနေခဲ့ပါတယ်။ဇာခင်းကသူကြိုးစားတဲ့ကောင်ကိုတွေ့ထားပြီးအဲ့ဒီအရာပေါင်ရရဲ့လက်ဘက်ကိုဖျက်ဆီးနိုင်တယ်လို့ပြောရကြောင်းလိုသားလည်းခွင့်ပြုပေးလိုက်ပါတယ်။အဲ့လိုနဲ့ဇာခင်းလွတ်လိုက်တဲ့ဖျုတ်ကြိုးသားသူ့ရဲ့အကောင်နဲ့ညံပြလာတဲ့ရေတွေကိုတစ်ခါရအတွင်းမှာပဲဆက်ဦးလိုက်ပြီးတစ်ဖက်မှာယူလာချောစီဖို့ပြင်နေတဲ့ထိုးရီကလည်းရေတွေခန်းချောက်သွားခဲ့ရကြောင်းနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။အဲ့နောက်မှာတော့ဂျိုးသားထိုးရီကပေါင်ရဆိုတာကိုသိရကြောင်းသူ့စီကိုရောက်လာခဲ့ပြီးထိုးရီလည်းဝင်းချောင်းပုံစံကိုပြောင်းရင်ရေးဆိုင်ဖို့လှုပ်လိုက်ပေမဲ့လည်းနေညာလက်ပတ်မရှိအောင်သတိရသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ထိုးရီလည်းဂျိုးသားရဲ့တိုက်ခိုက်မှုတွေကိုအသေးအံနဲ့ရှောင်နေခဲ့ရပြီးအဲ့ဒီချိန်မှာဆိုင်ရတဲ့စီးနဲ့လူတယောက်ရောက်လာခဲ့ရဂျိုးသားကိုတဲတာကျူလိုက်ပါတယ်။ထိုးသွားတော့ဘလိတ်ပြေပြီးဂျိုးသားကိုနောက်ချိန်ဆိုင်နဲ့ထပ်တိုက်ဖို့လောက်ရင်လည်းဖျက်ကောင်ကအလင်းမြန်ပဲရှောင်လိုက်ပြီးပြန်တိုက်ခိုက်လိုက်တာကြောင့်ဘလိတ်လည်းဆိုင်ဘောကနေပြုတ်ကျသွားခဲ့ပါတယ်။ပြီးရင်တော့ဖျက်ကောင်နဲ့ထိုးရီတို့ကပြန်တိုက်ခိုက်ကြပြီးပေါင်ရပုံစံမဟုတ်တာကြောင့်ထိုးရီကအရေးနေခဲ့ပါတယ်။ဖျက်ဂျိုးသားကထိုးရီကိုသူ့ရဲ့အကောင်နဲ့ပြစ်လိုက်ပေမဲ့လည်းဂျားကနေဘလိတ်ကဝန်ခံပေးလိုက်တာကြောင့်ဆိုင်ဘောကနေပြုတ်ကျတာသတိမေးသွားခဲ့ပါတယ်။ဂျိုးသားကနောက်မှပဲပြန်တွေ့မယ်လို့ပြောကပျောက်သွားခဲ့ပြီးထိုးရီကတော့သတိမေးနေတဲ့ဘလိတ်ရဲ့ရင်ဘက်မှာကက်နေတဲ့အကောင်တွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကြောင့်ထိုးရီရဲ့နေညာထားချုပ်စီကိုပြောင်းလာပြီးကန်ကိုသူ့ရဲ့တငယ်ချင်းဒဏ်ရာရထားတာကြောင့်လက်ပြီးကူညီပေးဖို့ပြောနေခဲ့ပြီးကန်ကတော့ဒီနေရာကိုလူသေးတယောက်ခေါ်လာခဲ့ရကြောင်းထိုးရီကိုအပြစ်တင်နေခဲ့ပါတယ်။ဒါပေမဲ့ထိုးရီကသူ့ရောက်ဒဏ်ရာရသွားတာကြောင့်လက်ပြီးကူညီပေးဖို့အတင်းတောင်းဆိုနေခဲ့ရကြောင်းကန်လည်းမငင်းတော့ပဲဘလိတ်ရဲ့ရင်ဘက်ကက်နေတဲ့အကောင်တွေကိုလိုက်ပြီးခွာပေးပါတယ်။ထိုးရီကဒီကောင်တွေကဘာလဲလို့မေးတဲ့အခါလျှက်စစ်တက်ကြီးရဲ့မြောက်အောင်နေဖြစ်ပြီးလူတွေရဲ့ခန္ဓာကိုယ်တွေကရေတက်ကိုမသိမချင်းစုပ်ဦးတယ်လို့ကန်ကပြောရပါတယ်။ဒါပေမဲ့ဒီကောင်ကရေအများကြီးတောက်ထားတာကြောင့်အသက်နေရမရှိတော့ပဲကန်ကစူဆောင်းဝင်းနေမှဖြစ်တာကြောင့်ပြင်ပြီးသွားတဲ့နေရာလက်ပတ်တွေကိုထိုးရီကိုတွားယူခိုင်းလိုက်ပါတယ်။ထိုးရီလည်းသူ့ကိုကူညီပေးတဲ့အတွက်ကန်ကိုအနှမ်းတဝင့်ပေးကလက်ပတ်တွေကိုတွားယူခဲ့ပြီးသူတို့မသိလိုက်တာကတော့ဘလိတ်ကသတိမေ့မနေပဲနေညာထားချုပ်ဝင်ပေါက်ကိုမြင်သွားခဲ့ရဖြစ်ပါတယ်။ဒီနေ့အပိုင်းမှာနေပြန်ကောက်သွားတဲ့ဘလိတ်နဲ့ဟန်နာတို့ကအိမ်ပြန်တော့မှဖြစ်တာကြောင့်ထိုးရီတို့ကိုလမ်းလောက်ဆက်ခဲ့ကြပါတယ်။အဲ့နောက်မှာတော့ထိုးရီကရှိတ်နဲ့ဒန်စင်ကိုပြင်ပြီးသွားတဲ့နေညာလက်ပတ်တွေကိုပေးလိုက်ပါတယ်။လက်ပတ်တွေရပြီးကြာရင်မှပဲကန်ကခုနကဖောက်မြေကမ်းနားမှာပြန်တွေ့ပြီလို့လမ်းပြောလိုက်ပါတယ်။တောင်ဝိတ်ကောင်ဒန်စင်ကတော့အခုချိန်ထိဘာမှမသိသေးရကြောင်းကန်ဖားလို့ချင်းသူ့တွေတိတ်ကြံဆိုင်ကိုသွားကြရအောင်လို့ပြောပါတယ်။အဲ့ဒါကြောင့်ထိုးရီကပဲသူ့လမ်းမှာအကုန်လုံးရှင်းပြမယ်လို့ပြောတာတော့အောင်လုံးပေါင်ရပုံစံတွေဖြစ်တွင်ပြောင်းလိုက်ပြီးအဲ့နောက်မှာတော့ဖျောက်ကောင်ကြိုးစားရှိနေတဲ့နေအောင်ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့ရောက်ချင်းပဲတောင်းအောင်သားဖျောက်ကောင်ရဲ့လက်ချက်ကြောင့်အချုပ်ခံလိုက်ရပြီးကောင်းကင်ဘုံလွှတ်ပစ်ခံလိုက်ရပါတယ်။စီတဲ့ပြုတ်ကျသွားတဲ့ရှိန်တို့ကအပေါ်ကိုထားကြရနဲ့ပြန်လက်လာခဲ့ပြီးအဲ့နောက်မှာတော့သူ့ရဲ့နေရာလက်စိတ်တန်းနဲ့ဖျောက်ကောင်ဝိုင်းပြေးကြပါတယ်။ဖျောက်ကောင်ကြိုးစားလည်းငဘောမုတ်တာကြောင့်တိုက်ခိုက်မှုတို့ကိုပြောက်ဝက်နဲ့အလင်းမြန်ပဲရှောင်လိုက်ပြီးရှိန်တို့ရဲ့နောက်ကနေဘားသွားခုံသွားနဲ့ပြောင်းလာခဲ့တာတံပြန်တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒါအပြင်ဖျောက်ကောင်သူ့ရဲ့ပေါက်ဝဲစီရဲ့ပေါ်တိုနေနဲ့ပါထပ်ပြီးတိုက်ခိုက်လိုက်တာကြောင့်ရှိန်တို့၃ယောက်လည်းထိခိုက်သွားခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲတိုက်ပွဲတွေကိုတန်တာမရရပါထပ်ပြီးရောက်လာခဲ့ရကြောင်းတယောက်တည်းတော့မနေချနေရတဲ့ရှိန်တို့၃ယောက်လည်းတေပြီးလို့ရေရွလိုက်ကြပါတယ်။ငွေရိုးတော့ကိုဒီကပြီးတန်တာမရရသူတို့စီကိုပြေးဝင်လာခဲ့ရကြောင်းရှိန်တို့လည်းပြန်လဲခုခံမှုလုပ်ကြပါတယ်။ဒါပေမဲ့တန်တာမရရသူတို့ကိုမတိုက်ခိုက်ပဲနောက်မှရှိနေဖျောက်ကောင်ကတိုက်ခိုက်လိုက်တာကြောင့်ဒါအောင်မြင်လိုက်ရတဲ့ရှိန်တို့ကလည်းကြောင်သွားခဲ့ကြပါတယ်။ဖျောက်ကောင်ကြိုးစားကိုယ်တိုင်လည်းသူတို့ကတစ်ဖွဲ့တည်းလို့တွေးထားခဲ့ပေမဲ့တခြားဘောခံလိုက်ရတာကြောင့်သူ့ရဲ့ပေါ်လီထွန်းနဲ့ပြန်လဲတိုက်ခိုက်ပါတယ်။ဒါပေမဲ့ရှိန်တို့လိုဘာမှမပြင်သေးပဲလာရဲကောင်တွေမဟုတ်တာကြောင့်တန်တာမရရမိုးကြိုးတိုင်းကောင်တုံးပြီးပေါ်လီထွန်းတွေကိုကောင်းလာပြလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲအကောင်တွေကဖျောက်ကြိုးစားစီကိုပဲပြောင်းသွားရကိုပေါ်တဲ့စီကိုပြန်စားလိုက်ရပါတယ်။မိုးရိုးလက်နက်တွေနဲ့ပါတန်တာမရရဖျောက်ကောင်ပြီးသိလိုက်ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်လက်နက်ကိုပေါင်းစည်းထားတဲ့မိုးရိုးစက်နဲ့အဆုံးရပေးလိုက်ပါတယ်။ရှိန်တို့ကဘာလို့သူတို့ကိုကူညီတာလဲလို့မေးမယ်တန်တာမရရတော့စကားထုံးမှပြောပဲထွက်သွားခဲ့ကြပါတယ်။ဒါယူကြည့်နေတဲ့လူသားကတော့ချက်ချင်းပဲစားလိုက်နဲ့ဖျောက်ကောင်ပြန်အသက်သွင်းပေးလိုက်တာကြောင့်ရှိန်တို့လည်းဒီတခါတော့သူတို့ကိုယ်တိုင်ဖောင်းရင်ပြအောင်လောက်ရမယ်လို့ဆိုတာဆဲအုပ်တွေကိုဆင့်ခေါ်လိုက်ကြပါတယ်။အဲ့လိုနဲ့ရှိန်တို့ကပြောင်းသွားတဲ့ဆဲအုပ်တွေကိုမုံတိုင်းမကစောပြပေါင်းစည်းလိုက်ပြီးတိုက်ခိုက်ဖို့လုပ်ကြပါတယ်။ဖျောက်ကောင်ကြီးကသူ့ရဲ့ထုံးစံအတိုင်းပေါ်လီထွန်းနဲ့ထပ်ပြီးတိုက်ခိုက်ဖို့လုပ်မယ်မကစောကဗန်ဒူကိုထုတ်လိုက်ပြီးအကောင်တွေကိုပြန်အထုတ်လိုက်တာကြောင့်ဒုတိယအကြိမ်ဖြစ်ကိုပေါ်တဲ့ဆေးကိုပြန်စားလိုက်ရပါတယ်။ဒါပေမဲ့မလျှော်သေးတဲ့ဖားကြီးကတော့မင်းတို့ကဘာကြံသေးလဲဆိုတာရှိန်တို့သွားပြီးအားချောက်လိုက်တာကြောင့်ဗန်ဒူရဲ့ပွန်းသိမ်းတိုက်ခွက်နဲ့ဖားရင်တဲ့ကသက်သိမ်းသွားရပါတယ်။တဝက်ပြီလို့နေညာထားချုပ်ပြန်လာကြတဲ့အခါမှာတော့သူတို့ရဲ့စကန်တွေကိုကျူးကျော်လာတဲ့အပြင်ကမ်းအောင်မှာဒီဇိုင်းလုပ်ထားတဲ့တန်တာမရတွေကိုတွေ့လိုက်တာကြောင့်ရှိန်တို့လည်းတိုက်ခိုက်ဖို့လုပ်ကြပါတယ်။အဲ့ဒီအချိန်မှာပဲတန်တာမရတွေကသူတို့ရဲ့တဲုံမောင်ပြလိုက်ကြပြီးအဲ့ဒါကတော့ဘလိတ်နဲ့ဟန်တာညီကိုဖြစ်ပြီးဒါကိုသိလိုက်ရတဲ့ရှိန်တို့ကလည်းအံ့ဩသွားခဲ့ကြပါတယ်။အဲ့တော့မှထိုးကြီးလည်းသူ့ကိုဘလိတ်ခဲခဲ့တာနေညာထားချုပ်ရဲ့ဒီနေရာကိုသိရင်လို့ဆိုတော့သဘောပေါက်သွားခဲ့ပါတယ်။ဘလိတ်ကတော့သူထိုးကြီးကိုအတုံးရောက်ဖို့မရွေခဲ့တဲ့အကြောင်းပြောကတောင်းပန်လိုက်ပြီးသူတို့လိုရင်သားလေးကြားနေဖြစ်တာကြောင့်ကမ်းကိုထားခဲ့တာပျောက်သွားခဲ့ကြပါတယ်
ပလိတ်တို့ပျောက်သွားချိန်မှာတော့ကန်ကတခုကိုအသေးစိတ်နဲ့ရှာနေခဲ့ပြီးအဲ့နောက်မှာတော့တန်တောင်ကြားတွေသူ့အဖေကိုဖမ်းသွားကြပြီလို့ရှိန်းတို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆရာကျော်ကသူမဖမ်းမိတဲ့အချိန်အတွင်းမှာစွမ်းရင်ဘောလုံးတဲဝင်ပိတ်ထားခဲ့ရကြောင်းကိုယ့်ကိုကာဝနိုင်တဲ့အပြင်25မိုင်အတွင်းမှာလည်းသူ့ရဲ့တီနေရောက်ပါခြေရခံလို့ရကြောင်းကန်တို့လည်းမကြိုင်မှာတော့ဆရာကျော်တို့တွေ့လာခဲ့ကြပါတယ်။ပလိတ်တို့ဟာဆရာကျော်ကိုတွန်းနဲ့ခေါ်သွားခဲ့ရကြောင်းကန်တို့လည်းနားမလည်နိုင်ဖြစ်သွားခဲ့မယ်။ညညာသမိုင်းကိုလေးလိုက်နေတဲ့ထိုးကြီးကအမှပြောဆိုသွားရင်ညညာတောင်ရှိတယ်လို့ပြောလိုက်ပါတယ်။ထိုးကြီးကဆက်ပြီးတော့ညညာတောင်မှာဝင်းကျင်ကြောင်မြတ်လို့ခေါ်တဲ့အရာတစ်ခုရှိပြီးအဲ့ဒါဟာပဲကဘာပေါ်မှာစွမ်းရင်ဘောလုံးကိုဖျက်ဆီးနိုင်တဲ့တစ်ခုတည်းတော့အရာပဲလို့ရှိန်းတို့ပြောပြလိုက်ပါတယ်။အဲ့ဒါကြောင့်ရှိန်းတို့လည်းထွက်ကားနဲ့ညညာတောင်စီကိုဥတီလာခဲ့ပြီးကောင်းမှာတော့ထိုးကြီးကသူ့အမကြောင့်အခုလိုလေးဖြစ်လာခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ရှိန်းလည်းထိုးကြီးကကိုမမတင်တဲ့အရာကိုလုပ်ခဲ့တာဖြစ်ပြီးထိုးကြီးနေရာမှာသူတို့ဆိုရင်လည်းအခုလိုပဲလုံးဝဖြစ်တာကြောင့်စိတ်မကောင်းမဖြစ်ဖို့အတွက်နှိမ့်သိပြီးလိုက်ပါတယ်။အဲ့လိုနဲ့ကန်ကလည်းသူ့အဖေကိုတွေ့အောင်ရှာပြီးပြန်ခေါ်လာခဲ့ပြီကိုရှိန်းတို့တောင်းဆိုလိုက်ပြီးဆူနာမီတန်ငယ်တွေကိုစီးကဗင်းကြတွေကလည်းညညာတောင်စီကိုထောက်ခါလာခဲ့ကြပါတယ်။တစ်ဖက်မှာတော့ပလိတ်နဲ့ဟန်နာတို့စီကိုဝင်းကျင်လိုကောင်တွေကရောက်လာခဲ့ရကြောင်းနှစ်အောင်သားတဲ့တန်တာဝင်ကြတွေဖြစ်အသွင်ပြောင်းကစီဆိုင်နေခဲ့ကြရပါတယ်။ဒါပေမဲ့ဝင်းကျင်တွေဖြစ်နေရကြောင်းမမောနိုင်မပန်းနိုင်ထိခိုက်တယ်လည်းမရကြောင်းပလိတ်တို့ညီကိုနှစ်အောင်လည်းတိုင်ပတ်နေကြပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဆူနာမီဆိုင်ရင်နဲ့ရှိန်းတို့ကရောက်လာခဲ့ရကြောင်းတန်တာဝင်ကြရင်နဲ့ရိုင်းညင်ညံ့ယူကဝင်းကျင်ကောင်တွေကိုဝိုက်တမကြပါတယ်။ဝင်းကျင်တွေရှင်းပြီးသားချိန်မှာတော့ရှိန်းတို့ဝင်ကြတော့အောင်နဲ့ပလိတ်တို့ညီကိုရဲ့တိုက်ပွဲကပြန်လည်စတင်လာခဲ့ဖြစ်ပါတယ်။ဒန်စင်းကဘာကြောင့်ဒီလိုလုံးနေရတာလဲလို့မေးတဲ့အခါပလိတ်ကလက်သားရှင်နေရလို့ပြန်ပြောလိုက်ပြီးသူတို့ရဲ့တိုက်ပွဲတွေကိုစိတ်အုပ်တကောင်လည်းထပ်မံဝင်ရောက်လာခဲ့ပါတယ်။ထို့အရသူစားကင်းကိုထိန်းထားလိုက်မယ်လို့ပြောရကြောင်းရှိန်းနဲ့ဒန်စင်းတို့လည်းထွက်ပြေးသွားတဲ့နှစ်ယောက်နောက်ကိုလိုက်ကြပါတယ်။အဲ့လိုနဲ့ထို့အရမကစောကိုတယောက်တည်းထဲရောက်ကစားကင်းနဲ့တိုက်ခိုက်နေခဲ့ပြီးတစ်ဖက်မှာရှိန်းတို့နှစ်ယောက်နဲ့ပလိတ်တို့ညီကိုကလည်းတယောက်ချင်းဝမ်းမိုင်ပဲတီးနေခဲ့ကြပါတယ်။စားကင်းရဲ့ဆေးရုပ်ကမကစောကိုလက်ကြောက်ကိုလှုပ်လိုက်ပြီးထိုရှိနေခဲ့တဲ့လင်းမိုင်ဆေးရုံနေရာကိုဆေးရုပ်ရဲ့လက်မှာရှိတဲ့လက်နဲ့ထိုးလိုက်ပါတယ်။ဒါအောင်ရှိန်းနဲ့ဒန်စင်းတို့လည်းမြင်သွားခဲ့ရကြောင်းထိုးကြီးကိုစိတ်ဝင်နေခဲ့ကြတဲ့အချိန်မှာပလိတ်တို့ညီကိုရဲ့နောက်ကနေအလစ်ဝင်တိုက်တာကိုခံလိုက်ရပါတယ်။ဟန်နာသူတို့ရဲ့မိဘတွေကိုစွမ်းရင်ဘောလုံးထဲမှာရှိနေတဲ့မင်းတို့ရဲ့ဆရာကျော်ကတက်ခဲ့တာဖြစ်ပြီးအခုပြန်ပေးဆက်ရမယ့်အချိန်ရောက်ပြီလို့ပြောထွက်သွားခဲ့ကြပါတယ်။သူတို့ဆရာရဲ့အကြောင်းကိုသိရရှိန်းတို့ကတော့ဒါကအလိညာပဲလို့ပြောလိုက်ပြီးဇာကင်းကလည်းပြီးသွားပြီလို့ပြောကမကစောကိုဖျက်ဆီးဖို့လုပ်နေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကန်ရဲ့ငါ့ဖေကိုတယောက်ချပြီးပြန်ခေါ်လာခဲ့ပေးပါဆိုတဲ့စကားကိုကြားလိုက်ရတဲ့ရှိန်းတို့တောင်းအောင်လည်းသူတို့တွေအရှုံးပြီးလို့မရသေးတာကြောင့်ညညာလေးပေါ်ကန်ချက်နဲ့ရှိန်းကဟန်နာစီရဲ့ဘောလုံးကိုပြန်လုလိုက်ပါတယ်။ထိုအရာလည်းသူ့ကိုချုပ်ထားတဲ့ဇာကင်းရဲ့ဆက်ရုပ်ကိုဒေါ်ဖင်လေးစားနဲ့အဝေးကိုပြောင်းသွားအောင်လုပ်လိုက်ပြီးအဲ့နောက်မှာတော့ Power Speed Here 5နဲ့ Power Speed Here 6ပေါင်းထားတဲ့ဒေါ်ဖင်ကိုမိုးနဲ့အဆုံးသတ်ပေးလိုက်ပါတယ်။ဇာကင်းကတော့သူပြန်လာခဲ့မယ်လို့ပြောကပျက်စီးသွားတဲ့ဆက်ရုပ်တွေကနေထွက်သွားခဲ့ပြီးတစ်ဖက်မှာစွမ်းရင်ဘောလုံးရသွားတဲ့ရှိန်းတို့နှစ်ယောက်ကလည်းတန်တာဝင်ကြရဲ့လက်ထဲကနေတချို့လည်းလေပြေးလာခဲ့ကြပါတယ်။ဒါပေမဲ့ပလိတ်ကမိုးချိုးတုံးနဲ့သူ့အစီကိုပြောင်းလာခဲ့ပြီး၃ယောက်တယောက်ဝင်ချနေခဲ့ပါတယ်။ဟန်နာကတော့အဝေးကနေမိုးချိုးတနက်နဲ့ရှိန်းတို့ကိုပြစ်ဖို့လုံနေခဲ့ပေမဲ့ပြင်ဝင်းထဲမှာပလိတ်ပါရှိနေခဲ့ရကြောင်းတုံဆိုင်နေခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့ပလိတ်ကသူ့ကိုမထောက်ဝဲပြစ်လိုက်ဖို့ပြောရကြောင်းရွေးရစရာမရှိတဲ့ဟန်နာကလည်း၄ယောက်လုံးမိုးချိုးတနက်နဲ့ပြစ်လိုက်ပါတယ်။ဒီကမှုရှင်ကြောင့်စွမ်းရင်ဘောလုံးကဟန်နာစီကိုပြောင်းသွားခဲ့ပြီးအနေနဲ့ထိခိုက်သွားတဲ့ပလိတ်နဲ့အတူရှိန်းတို့စီကနေထပ်မံထွက်ပြေးသွားခဲ့ကြပါတယ်။တို့နဲ့နင်ညာတော်ရဲ့လိုက်ကိုရောက်လာခဲ့ကြတဲ့ပလိတ်နဲ့ဟန်နာတို့ကဝင်းကျင်ကြောက်တုံးနဲ့စွမ်းရင်ဘောလုံးကိုဖျက်ဆီးဖို့လုပ်နေခဲ့ကြပြီးရှိန်းတို့ကလည်းမကြခင်မှာတော့ထိုးနေအောင်ရောက်လာခဲ့ကြပါတယ်။ထိုနဲ့ဒန်စင်ကတော့လူစားလူစိုးတယောက်ပြောတဲ့စကားကိုယုံလားလို့မေးကနားချကြည့်ရင်ဘလိတ်နဲ့ဟန်နာကတော့လက်မခံမဲ့ဝင်းကျင်ကြောက်နဲ့စွမ်းရင်ဘောလုံးကိုဖျက်ဆီးဖို့လုပ်ပါတယ်။ဒါပေမဲ့ရဲလိုက်ဟန်နာဆိုတဲ့စကားတန်တဲ့သူနေရာမှာဝင်းကျင်တစ်ခုကပေါ်လာခဲ့ပြီးအဲ့ဒါကတော့သိဆုံးသွားပြီဖြစ်တဲ့ပလိတ်နဲ့ဟန်နာတို့ရဲ့မိဘတွေပဲဖြစ်ပါတယ်။မင်းဖြစ်တဲ့သူကသူတို့တွေခုလိုဖြစ်ရတာဆရာကြွကြောင်မဟုတ်ပဲလူသားကြောက်တာဖြစ်ပြီးသူတို့ကအမြဲတမ်းပလိတ်တို့ကိုစောက်ရောက်နေမှာဖြစ်တာကြောင့်ခုံရွာကိုလုပ်ဖို့ပြောပြန်လည်ပြောက်ွယ်သွားခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲလူသားလည်းထိုးနေအောင်ရောက်လာခဲ့ရကြောင်းသူတို့တစ်ချိန်လုံးလိန်ထားခဲ့တာတွေအတွက်ပလိတ်နဲ့ဟန်နာတို့ကတင်သွားခဲ့ပါတယ်။လူသားရှိန်းတို့တောင်းအောင်နဲ့ပလိတ်တို့ညီကိုသူ့ရဲ့ဆွမ်းအားနဲ့ပြစ်လိုက်ပေမဲ့ဂျားကနေဟန်နာဝင်းကျင်ကြောင်နဲ့ပြန်ကာလိုက်တာကြောင့်ဆွမ်းအားကလူသားကိုပဲထိပြီးပြောက်ွယ်သွားခဲ့ပါတယ်။ဟန်နာကသူမတိလိုက်ခင်မှာပဲဝင်းကျင်ကြောင်နဲ့လူသားကိုဖမ်းလိုက်တယ်လို့ဖြစ်သွားခဲ့တာဖြစ်ပြီးကြောက်ရတော့တစားစီကွဲသွားခဲ့ပြီဖြစ်ပါတယ်။အဲ့လိုနဲ့နောက်ဆုံးခန်းမှာတော့ဝင်းကျင်ကြောင်ကမကောင်းလူတွေလက်ထဲရောက်သွားမယ်ဆိုရင်အပြင်းမဲ့လူတွေရဲ့အသက်ကိုအနေပေးလိုက်တာကြောင့်ဆရာကျွတ်ရဲ့အကြံပေးမှုနဲ့ကန်ကပင်လယ်ထဲကိုလွတ်ပြေးခဲ့ပါတယ်။အဖြစ်မှန်တွေကိုသိသွားခဲ့ကြတဲ့ဘလိတ်နဲ့ဟန်နာတို့ကလည်းသူတို့ကဘဲချိန်ထိပြောင်းနေအောင်မယ်ဆိုတော့မသိပေမဲ့ကျိုးနှစ်ယောက်သူရှိနေရပြီလို့ဆိုတာတနေရာကိုထွက်သွားခဲ့ကြပါတယ်။ညအိတော့မှာကင်မရာတစ်လုံးကိုင်ရဒန်စင်ကစကရီစီနဲ့ရှဲကိုရိုက်ပေးနေခဲ့ပါတယ်။ကင်မရာနဲ့ရိုက်နေကြရင်ရှဲရဲ့နောက်ကနေခက်ဆက်တွေဖြည်းဖြည်းသွားတော့တွေ့လိုက်ရတဲ့အတွက်ကောင်းမှရှိနေထိုးရုပ်ခေါ်က၃အောင်လုံးခက်ဆက်တွေနောက်လိုက်ကြပါတယ်။ခက်ဆက်တွေကသူတို့ယူလာခဲ့တဲ့ပစ္စည်းတစ်ခုကိုမြေကြီးထဲကိုထည့်လိုက်ကြပြီးဒါကိုဂျိုသားတယောက်လည်းတနေရာကနေစောက်ကြည့်နေခဲ့ပါတယ်။ရှင်းတို့တွေရောက်လာကြတဲ့အခါမှာတော့ခက်ဆက်တစားရဲ့အားလုံးကဖနှောင်းတွေမှာတစားရဲ့ကြောက်ထွက်ပြေးသွားခဲ့ကြတာကြောင့်၃အောင်လုံးလည်းဝေချောင်းမှုစဉ်တွေဖြစ်အသွင်ပြောင်းတော့ကြတာနောက်ကနေလိုက်ပြီးတီးကြပါတယ်။ခက်ဆက်တွေနဲ့တိုက်ခိုက်နေကြရင်ရှင်းရဲ့ချက်တော့အရာတစ်ခုကဆွဲသွားခဲ့ပြီးအဲ့ဒါကတော့ပန်းမုံရှိတဲ့ဂျိုသားတစ်ကောင်ပဲဖြစ်ပါတယ်။ဒါနာကလို့ခေါ်တဲ့ဂျိုသားကရှင်းတို့တွေကိုသူ့ရဲ့ပေါင်းဝဲမုံနဲ့တိုက်ခိုက်လိုက်ကပြန်လဲပြောက်ဝဲသွားရပါတယ်။ရှင်းတို့လည်းနောက်ကနေဆက်ပြီးလိုက်ဖို့လုပ်လိုက်ကြရမယ်အဲ့ဒီအချိန်မှာကန်ကပြန်လာခဲ့ကြဖို့အတွက်လမ်းပြီးတတိပေးလိုက်တာကြောင့်ဘန်နာကလေးလွတ်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်ရှင်းတို့လည်းခဲသက်တွေမြေကြီးတွေကိုထည့်ခဲ့တဲ့အပင်စစ်လိုယာရင်နဲ့တူညညာသားကြောင့်ပြောင်းလာခဲ့ကြပြီးဆရာကျော်ကိုပြလိုက်တာပါတယ်။
ဆရာကျော်လည်းအစီအကြောင်းတရားမသိအကြောင်းရှင်းလို့သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ဒေါက်တာဘဲရက်စီကိုသွားဟိုက်လိုက်ပြီးကန်ကတော့အပင်ကြောင်းနားလေသူ့အကြောင်းသွားဟိုက်နေတဲ့အတွက်စိတ်ဆိုးနေပါတယ်။အဲဒီလိုနဲ့ရှင်းတွေထွက်သွားကြတဲ့အခါဆရာကျော်ကကန်ကိုကိုယ့်ရဲ့နေရာမှာပဲနေဖို့ပြောရမယ်။သူလည်းပေါင်းကူညီနိုင်တဲ့အကြောင်းနဲ့အမြဲတမ်းကိုနာရှိမှပဲထိုင်နေရတဲ့ဘောညီဝတ်နေဖြစ်တဲ့အကြောင်းပြန်ပြောပါတယ်။ဆရာကျော်ကတော့သူ့မှာလည်းကန်ကိုဒီလိုနေသေးခြင်းနဲ့အကြောင်းရင်းတွေရှိရကြောင်းလို့ပြန်ပြောရကြောင်းကန်လည်းဘာမှဆက်ပြောနေတော့ပဲစိတ်ရင်းနဲ့ထွက်လာရပါတယ်။နောက်တဲ့နေ့မနက်မှာတော့ကန်ရှင်းရုံတဲ့ရင်ဒေါက်တာဘဲရက်စီကိုရောက်လာရတဲ့အစီအကြောင်းမေးပါတယ်။ဒါတော့ပဲလေဒါဗီယက်ထောင်ရောက်ဝင်တဲ့မျိုးနွယ်တူဖြစ်တဲ့စူရီမာပင်လို့ခေါ်တဲ့အကြောင်းနဲ့အပြည့်အဝကြီးသွားလာတဲ့ချိန်ကျရင်သူ့ရဲ့လမ်းကြောင်းမှာရှိတဲ့အရာရာတွေကိုဖြည့်ဆည်းပြမှာဖြစ်တဲ့အကြောင်းရှင်းပြပါတယ်။ဒါပေမဲ့သူတို့အထူးသဖြင့်ရဲ့သဘောအရင်နဲ့မထင်းတဲ့အချိန်ထိအနေနဲ့မရှိပြောရအောင်ကန်လည်းအဲ့ဒီကိုဘယ်ကနေရနိုင်လဲလို့မင်းတဲ့အခါဒီနေရာကနေမြောက်ဘက်မှာရှိတဲ့မိတော့ချိုးရရင်ပြောလာတဲ့ဖန်ရောက်တစ်ခုရှိအဲ့ဒီကနေရနိုင်တဲ့အကြောင်းပြောပါပါတယ်။အဲ့ဒီလိုနဲ့ကံမြလာတဲ့အချိန်ကြောင်းမှာရှိန်းတို့ကရောက်လာခဲ့ကြပြီးအမြဲနေရထားကျုပ်အပြုံတော့မထွက်တဲ့ကန်ကဒီကိုရောက်နေခဲ့ရကြောင်းရှိန်းတို့လည်းအားသိနေကြပါတယ်။ထိုရဆရာကျော်ကိုခေါ်ဖို့လုပ်လိုက်ပေမဲ့ရှင်းရတားလိုက်ရဒိုဝီနဲ့ဒန်ဆင်ကိုဒေါက်တာဘဲစီသွားဟိုက်လိုက်ပြီးသူကတော့ကန်အနောက်လိုက်သွားရပါတယ်။ထိုဝီနဲ့ဒန်ဆင်တို့လည်းအထဲကိုရောက်ကြတဲ့အခါရုပ်ပြထားတဲ့ခါဘီနဲ့မာတို့တွေ့လိုက်ကြရပြီးဒီရုပ်တွေဆိုကိုကြည့်သွားတော့မှတ်မိရဲ့ထိုရတော့ချင်းချင်းပဲတည်သွားခဲ့ရကြောင်းရှေ့မှာရှိနေပေါ်မော်တစ်ခုနဲ့ထိုရီတို့ကိုသတိမိသွားအောင်လုပ်လိုက်ပါတယ်။ထိုနေရာမှာဗန်နာကလေးရှိနေပြီးတော့ဒေါက်တာဘဲရဲ့မြေအောင်ခန်းမှာစူရီမှာအပင်ကိုစိုက်ထားခဲ့ပါတယ်။င်ပေါင်းများကတိုင်အောင်လူသားတွေကပင်တွေကိုရေတော့ပေါင်းနေနေမပြီးရတဲ့အပြင်ဖယ်ပြီးပြတာတွေကိုလည်းခံခဲ့ရကြအောင်ဘန်နာကစူရီမာပင်ကိုကြီးထွားအောင်လုပ်အောင်မြို့ကိုဝါမြဖျက်ပြီးကိုကြံနေခဲ့တာဖြစ်ပါတယ်။တောထဲမှာလည်းကန်ကတဘာအယူလာဦးနေခဲ့ပြီးကြာရင်မှတော့ထိုနေအောင်ခက်ခက်တွေကလည်းရောက်လာရပါတယ်။အဲအကြောင်းခက်ခက်တွေနဲ့ကန်ကလည်းတိုက်ဟိုက်နေခဲ့ကြပြီးအမြဲတမ်းကွန်ပျူတာရှိရနေမှာခေါ်ရလူကအခုလိုခက်ခက်တွေအများကြီးကိုတယောက်တည်းနဲ့ကျွမ်းကျင်တိုက်ဟိုက်နိုင်တာကဒါအောင်မင်းရဲ့ရှင်းရတဲ့အအောင်နေခဲ့ပါတယ်။အဲ့နောက်မှာတော့ရှင်းရလေတိုက်ပွဲတွေကိုရောက်လာခဲ့ပြီးကဲဘက်ကနေကိုကြီးပြီးတိုက်ဟိုက်ပြလိုက်တဲ့ကြောင့်ခက်ခက်တွေကလည်းပြန်ပြေးသွားခဲ့ကြပါတယ်။ညထားကျုပ်ပြန်ရောက်တဲ့အခါသူစကားကိုနားမထောင်ပဲကဲအပြေထွက်သွားတာကိုသိခဲ့ဆရာကျော်ကလည်းစိတ်ပြက်နေပါတယ်။ကဲကတော့ဖွဲ့သားကိုကူညီဖို့အတွက်သူကအမြဲတမ်းဒီနေရာမှာပဲထိုင်နေမှာမဟုတ်တဲ့အကြောင်းနဲ့လိုရဲ့အပြေထွက်ပြီးကူညီတဲ့ရင်လည်းကူညီမှာဖြစ်တဲ့အကြောင်းပြောတဲ့အခါဆရာကျော်ကပေါင်းရည်လိုလားလို့မေးလိုက်ပါတယ်။ကဲလည်းသူကဘာလို့ပေါင်းရတဲ့အောင်မဖြစ်နိုင်တာလဲလို့မေးတဲ့အခါဆရာကျော်ကအားလုံးထဲမှာကဲကတော်ဆုံးနဲ့အရင်ရင်တော့ပေါင်းရတဲ့အောင်ဖြစ်နိုင်တယ်ဆိုတော့သိပေမဲ့သူ့ကိုခရီးတစ်ခုကခြေထောက်ထားရတဲ့အကြောင်းလို့ပြောပါပါတယ်။ဆရာကျော်ကညီရတောရဲ့ဘွားဆိုတာအမြဲတမ်းအန်နယ်နဲ့သာပြည့်တဲ့နေရာဖြစ်ပြီးဒါအောင်သိတဲ့ကံအမေကလည်းသူ့ရဲ့ဆောင်ဒီလိုယာယီနဲ့ဝေးဆုံးမှာထားပြီးဖို့အတွက်ဂတိတောင်းနေရကြောင်းကံအောင်ပွားရတယောက်ဖြစ်မရွေးချယ်ခဲ့ရဖြစ်တဲ့အကြောင်းပြောရပါတယ်။အဲ့လိုသူတို့တွေစကားပြောနေကြတဲ့အချိန်နောက်မှာတော့ကံယူလာခဲ့တဲ့သဘောအယူစူဒီမာအစ်ရဲ့အတက်လက်တွေကစုပ်နေခဲ့ပြီးတစ်ဖက်မှာလည်းဘန်းခန္ဓာရဲ့ထိုးရင်ဒန်ဆင်တို့ကလည်းပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။ပြီးရင်နောက်သူတို့လိုပဲဘန်းခန္ဓာရဲ့ဒေါက်တာဘဲကိုတွေ့လိုက်ရပြီးဒေါက်တာဘဲကသူ့ရဲ့မြောက်ခန်းမှာဂျိုသားတော်စူဒီမာပင်ဆိုင်နေတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲဒါကြောင့်ဒန်ဆင်တို့လည်းမြောက်ခန်းကိုရောက်တဲ့အခါစူဒီမာပင်ကိုတွေ့လိုက်ကြရပြီးဘန်နာကလည်းကြာရင်မှပဲထိုးနေအောင်ကြောက်လာရပါတယ်။စူဒီမာပင်ရဲ့ຫນွေတွေကဒန်ဆင်တို့ကိုချိုးလာလိုက်ကြပြီးအပင်ကလည်းချက်ချင်းပဲကြီးထွားသွားခဲ့ပါတယ်။ဒါအောင်နေရာထားကြုံမှာရှိနေတဲ့ကဲရလည်းမြင်သွားခဲ့ပြီးရှဲကိုအတိပေးလိုက်တာကြောင့်ဝေးရောက်မှုဆောင်ပြောင်းကဒန်ဆင်တို့ရှိရဲ့နေရာကိုထွက်လာရပါတယ်။ရှဲရသူ့ရဲ့လက်နက်နဲ့စူဒီမာပင်ရဲ့ຫນွေတွေကိုဖြည့်ဆည်းဖို့ကြိုးစားရမယ်လေသူပဲပြန်ပြီးအစော်ဟန်လိုက်ရပါတယ်။အဲ့ဒီချိန်နေရာထားကြုံရဲ့ဘက်မှာလည်းကဲကောင်းမှုကြောင့်စူဒီမာပင်တွေကကြီးထွားသွားခဲ့ပြီးတောင်းကျနေခဲ့ကြကြောင့်ကဲနဲ့ဆရာကျွတ်တို့ကလည်းတိုက်ဝဲနေခဲ့ကြဖြစ်ပါတယ်။ဒါပေမဲ့ကဲကစူရီမာပင်ရဲ့ຫນွေတွေကိုဖျက်ထောက်ပြလိုက်တဲ့စွမ်းအားနဲ့နေရာသားကိုရှင်းစီကိုပိုးပေးလိုက်တဲ့အတွက်စွမ်းအားလေးနဲ့ရှင်းရတဲ့စူရီမာပင်တစ်ခုလုံးကိုဒကားကြီးဆုပ်လိုက်ပါတယ်။ရှင်းတို့ရဲ့ရှေ့မှာရှိနေတဲ့စူရီမာပင်ကပျက်စီးသွားတဲ့တပံနဲ့နေရာသားကျုံမှာတောင်းကျနေတဲ့အပင်ရလေးချင်းချင်းပဲပြတ်ဝဲသွားရပါတယ်။အနောက်မှာတော့ရှင်းတို့ကဘန်နာကဲကိုလည်းစတုံးစွိုက်ကောင်ကိုတုံးကအစိုးရပေးလိုက်ပြီးဘေးကနေပြန်မလာမှမသိတဲ့ဒိုးသားလေးစားလေးကိုစုပ်ဝင်ဘန်နာကဲကိုတပံပြန်ပြီးအသက်သွင်းလိုက်ပြန်ပါတယ်။ရှင်းတို့ကလည်းမဂဇောကိုလိုက်တင်ဖို့ဖြစ်ပြောင်းလိုက်ကြပြီးအနောက်မှာတော့ဘန်နာကဲကိုရန်အတက်နဲ့အားနေအောင်လုပ်လိုက်ကအချိန်ဆွဲမနေပဲ Seven of Finisher အကွက်နဲ့ပါတခါရင်ဆက်သိမ်းမိလိုက်ပါတယ်။ဒီချိန်တုန်းကဘလိန်းနဲ့နာတို့တွေကသူတို့ရဲ့မိဘတွေတည်ခဲ့ရတာဆရာကျွတ်ရောက်သူရဲ့လူသားရဲ့ဗလိန်းဝက်လုပ်ခြင်းကိုခံရပါတယ်။အဲဒါကြောင့်ဆရာကျွတ်ရဲ့စပက်တွေဖြစ်တဲ့ရှိန်းတို့ဒီချိန်လုံးပိုထွေးမမောကတဟက်နေခဲ့ကြပြီးနောက်ပိုင်းမှာတော့အမှန်တရားတွေကိုသိရှိသွားရအဝေးကိုထွက်သွားခဲ့ကြပါတယ်။ရော်ဂျာဆိုတဲ့လူတယောက်ကဒန်ဆင်တို့ရဲ့ဆိုင်ရင်ဆိုင်ကိုရောက်လာခဲ့ပြီးကောက်လေးမြောက်ရှာနေခဲ့ပါတယ်။ရော်ဂျာကိုတွေ့လိုက်ရတဲ့ဒန်ဆင်ကလည်းပြောသားခဲ့ပေမဲ့ထိုးရတော့ဘယ်သူမှမသိရကြောင်းမော်တော်ဆိုင်တွင်မှာအားကျတဲ့အနာရထားသူဖြစ်ပြီးခေါင်းမှာသူ့ရဲ့ဆိုင်ကိုချိုးနေတဲ့လူကလည်းမရှိသေးတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။တကယ်တော့ရော်ဂျာလိုက်ရနေတဲ့ကောက်လေးမြောက်ကပလိန်းနဲ့ဟန်နာတို့ဖြစ်ပြီးသူတို့ကိုဗမာတွေ့လို့ရနိုင်လဲလို့မေးတဲ့အခါဒန်ဆင်တို့ကိုယ်တိုင်လည်းမသိရကြောင်းရော်ဂျာလည်းသူ့ရဲ့လိပ်စာကုတ်သာပေးထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူသားလူဖြစ်တဲ့ချူဦးကကောင်းဝင်ဝါနေကြောက်ရလာခဲ့ပြီးသူလူသားစစ်တဲ့ကနေထုတ်ဖို့ထုတ်ပြထားတဲ့အကြောင်းဘလိတ်တို့အတိပေးလိုက်ပါတယ်။အဲဒါကြောင့်ဘလိတ်တို့ကလည်းသူတို့ရဲ့မိဘတွေကိုတတ်ခဲ့တဲ့လူသားကိုလက်သားကျင်နိုင်မှုအတွက်ချူဦးနဲ့ပူးပေါင်းလိုက်ကြပါတယ်။ထိုရဲ့ဘက်မှာလည်းတယောက်တဲ့ဆိုင်ရပစီးနေပြီးအဲ့ဒီအချိန်မှာသူ့ရဲ့ဆိုင်ရနောက်ကနေနောက်ထပ်ဆိုင်ရတစ်စီးကလိုက်လာရပါတယ်။အဲဒါကြောင့်ထိုကြီးလည်းဆိုင်ရအသေးအံမောင်ကပပြေးနေခဲ့ပြီးတနေရာအရောက်မှာတော့အချိန်မထိန်နိုင်ပဲတသားတော့ကိုတိုက်မိသွားတဲ့အတွက်ဆိုင်ရဘဝကနေပြုတ်ရသွားရခါကြီး
တကယ်တော့သူ့ရဲ့နောက်ကနေလိုက်လာတဲ့သူကဘလိတ်ဖြစ်ပြီးဘလိတ်ကသူ့မှာလူသားရဲ့နေအောင်ဝင်နိုင်တဲ့နီးလက်ရှိတဲ့အကြောင်းထိုးကြီးကိုပြောပြပါတယ်။ထိုးကြီးလည်းဒီကြောက်ကိုရှင်းလို့ပြောပြတဲ့အခါချူဘူးကရုတ်တရက်ကြီးလူသားရဲ့စစ်တပ်ကနေထွက်ချင်နေရကြောင်းမစင်ကဖြစ်နေကြပြီးဆရာကျွတ်ကလည်းဒါအရုံးကိုလုံးနေခဲ့ရကြောင်းမယုံကြည်ရဖြစ်နေပါတယ်။ထိုးကြီးကတော့ဘလိတ်နဲ့နာတို့ကလူသားရဲ့နေရာစီကိုအရင်ဆုံးဖြစ်ပြီးအဲနောက်မှာသူတို့ကိုခေါ်ပြီးအတူတိုင်းမှာဖြစ်တဲ့အကြောင်းပြောပြပါတယ်။အဲဒီလိုနဲ့ဘလိတ်နဲ့နာတို့ကရေမောကိုရောက်လာခဲ့ကြပြီးတော့ချူဘူးနဲ့အတူအနားယူနေတဲ့လူသားစီကိုသွားကြပါတယ်။ဘလိတ်တို့ကထိုးရီတို့ကိုခွန်နိုင်မဲ့ဝင်ပေါက်ကိုရှာနေခဲ့ကြပြီးအဲ့ဒီအချိန်မှာအနားယူနေတဲ့လူသားပြန်လို့လာရခဲတဲ့ရင်ကအများပြားနဲ့ဘလိတ်တို့ကိုဖမ်းလာလိုက်ပါတယ်။တကယ်တော့ချူဘူးကသူ့လူကိုဘက်သားလောက်ကဘလိတ်တို့ကိုထောက်ချောက်ဆင်ခဲ့တာဖြစ်ပြီး7ခုနဲ့2အောင်လုံးကိုကြောက်အုပ်ဖြစ်သွားအောင်လုပ်လိုက်ပါတယ်။ပြီးရင်တော့ရင်တော့ရှိခဲ့တဲ့ဘလိတ်တို့ရဲ့မှတ်ညက်နေအားလုံးကိုဖျက်ဆီးပစ်လိုက်ပြီးတစ်ဖက်ကဆက်ရုံမှလည်းဂျူသားတော့ဟာတောင်းကျနေရကြောင်းရှင်းတို့လည်းဝင်းချောင်းမှုအောင်မြောက်ကထွက်လာခဲ့ကြပြီးဘသူ့ဘုံမှာဘသူပဲဖြစ်နေပါတယ်။ဒါပေမဲ့ရုတ်တရက်မိခိုးအများပြားထွက်ပေါ်လာခဲ့ပြီးအဲ့ဒါကိုအကာအဝယ်ယူပါဂျူသားအရှင်းတို့ကိုတိုက်ခိုက်လိုက်ပါတယ်။အဲ့ဒါအပြင်ထမ်းမှတ်ပြီးပရိဝက်လောက်ခံလိုက်ရတဲ့ဘလိတ်နဲ့ဟန်နာတို့တဖြစ်လေတန်တာရကြားတွေကလည်းရောက်လာခဲ့ပြီးရှိန်တို့မိုးကြိုးရင်းနဲ့ထမ်းမှတ်တိုက်ခိုက်လိုက်ပါတယ်။တဲစီရလေးရှယ်တို့ကလုံးတော့တိုက်ခိုက်ပြီးမဲ့ဟန်နာအစားအဆိုင်နဲ့ရှောက်လိုက်ပြီးအနောက်မှာတော့အီယာမအရွယ်စားနဲ့ပြန်ပေါ်လာရတဲ့ဒန်စင်ခိုးဘောကိုပြားသွားအောင်လုပ်လိုက်ပါတယ်။ခရီးအောင်ကြိုးစားကလည်းသူ့ရဲ့တန်းကိုကာဝယ်ယူပါလိုက်ပြီးတိုက်ခိုက်နေခဲ့ရကြောင်းရှိန်တို့ပေါင်းကြ3ရောက်လည်းဖနှောင်းနဲ့တင်မှာတားရဲကြောင်ထွက်ပြေးနေခဲ့ရပါတယ်။အနောက်မှာတော့ရှင်းရအဝိတ်လှုပ်ထားတဲ့ညညာသားနဲ့ခရီးကအပြင်ပြောင်သွားအောင်လုပ်လိုက်ပြီးစတိုးဆိုင်ကောင်တော့အစိုးသက်ပေးလိုက်ပါတယ်။လူသားလည်းစားလိုက်ကိုတော့နောက်ကြီးပြန်ပြီးအသက်သွင်းလိုက်တာကြောင့်ရှိန်တို့ကလည်းစတိုးမကစောကိုဆင့်အောင်လိုက်ကြပြီးဂျိုးသားသူ့ရဲ့မာလာပါဆိုခရီးကိုနဲ့ပကစောကိုတိုက်ဟက်နေခဲ့ပါတယ်။အဲဒါကြောင့်မကစောကိုလိုက်တင်မှုပြောင်းလိုက်ကြပြီးဒွန်အတက်နဲ့ခရီးကိုတို့ကလည်းထိတဲ့သူသားခဲ့ကြတာပေါက်ကွဲမှုဖြစ်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲတိုက်ပွဲတော့ဘလိတ်နဲ့ဟန်နာတို့ရဲ့ဆဲအုပ်တွေကလည်းဝင်လာခဲ့ကြရင်မဲ့သူတို့နှစ်အောင်လို့ရဲ့စိတ်ထဲမှာဘာကြောင့်သူတို့ကတိုက်ဟက်နေရတာလဲဆိုတာကိုနားမလည်ပဲဖြစ်နေကြပါတယ်။ဒါအောင်တူသားရတဲ့လူသားတို့ကလည်းဆက်ရဲစွမ်းနဲ့ဘလိတ်တို့ကိုနောက်ကျထပ်ပြီးဘလိတ်ဝက်လှုပ်လိုက်ပါတယ်။ရှိန်တို့ကလည်း Service of Finisher နဲ့ခရီးကအစိုးသက်ပေးလိုက်ပြီးအနောက်မှာတော့မပြီးဆုံးသေးတဲ့တန်တာမကစောနဲ့ Stone မကစောတို့ရဲ့တိုက်ပွဲကလည်းပြင်းထန်နေပါတယ်။အဲဒီအချိန်မှာမကစောနှစ်ကောင်ရဲ့တိုက်ပွဲတွေကိုချူဘူးကရောက်လာခဲ့ပြီးတင်းဆုံးမဖြစ်တဲ့ဂျိုသားရဲ့ခရီးဝင်ရဲ့အရာတစ်ခုနဲ့ရှိန်တို့ပွဲနဲ့ဘလိတ်တို့ကိုပျောက်သွားအောင်လုပ်လိုက်ပါတယ်။တော့ထိုနဲ့ဒယ်ဖင်တို့တွေကကျွန်းတစ်ခုရဲ့ပုံမှာပြန်လို့လာခဲ့ကြပြီးရှိန်ကနေမကြိုင်မှာပဲသူတို့စီကိုရောက်လာရဲ့ပါတယ်။အမြဲတမ်းတန်တာရရိုင်းနဲ့တွေ့ရဲ့အချိန်တိုင်းမှာသူတို့ကြီးပဲအေးနေပြီးပြန်လာနေရတာကြောင့်ရှိန်လည်းစိတ်တူနေခဲ့ပြီးကျွန်းမောကနေထွက်နိုင်မဲ့လမ်းကိုလည်းရှာနေခဲ့ကြပါတယ်။အဲဒီအချိန်မှာသူတို့ရဲ့ရှေ့မှာရှိတဲ့တောအုပ်ထဲကနေအရေးတစ်ခုကဖြည်းဖြည်းသွားတာကိုတွေ့လိုက်ရတဲ့အတွက်ရှိန်တို့3ယောက်လည်းနောက်ကနေလိုက်သွားခဲ့ကြပြီးအနောက်မှာတော့ဘလိတ်နဲ့ဟန်နာကိုပြန်ပြီးတော့တွေ့လိုက်ရပါတယ်။ထိုးရတော့ဘလိတ်ကိုအနေငယ်ယုံကြည်နေသေးပေမဲ့ရှိန်ကတော့ဒီကောင်ကိုစကားနဲ့တရားချမယ်ဆိုရင်အာညောင်းရောင်လက်ဘာမှထူးခြားအောင်မဟုတ်တာကြောင့်အပိုးကြီးပြောမနေတော့ပဲစရိုက်တက်ခိုက်ကြပြီးနှစ်ဖက်လုံးကဝရမှုတဲ့နဲ့အသီးသီးကိုဖျောက်လိုက်ကြပါတယ်။ရှိန်ကသူ့ရဲ့လက်နဲ့ဖြစ်တဲ့ Hobbuster နဲ့ပြစ်လိုက်ပြီးမဲ့ဟန်နာသူ့ထွက်ချင်းနဲ့လက်နဲ့ကိုတော့ပြန်လှော်ထည့်လိုက်ပြီးဒက်စီယန်လည်းညညာပြီးနဲ့တက်ခိုက်ပြီးမဲ့ဘလိတ်ကမိုးကြိုးကိုတော့အဝေးကိုပြောင်းတော့လုပ်လိုက်ပါတယ်။အဲဒီလိုနဲ့ဘလူးဝက်ချတန်တောင်ရတွေကိုတော့ရှိန်တို့ကလည်းမရှင်းနိုင်ကြအကြောင်းအတုံရုပ်ဖြစ်နေခဲ့ကြပြီးဟန်နာရဲ့စိတ်ထဲမှာတော့အခုချိန်ထိရှိန်တို့ကိုတိုက်ခိုက်နေရတဲ့အကြောင်းရင်းကိုနားမလည်ပဲဖြစ်နေခဲ့ပါတယ်။အနောက်မှာတော့ဟန်နာရဲ့ခေါင်းထဲမှာဒန်စင်တို့နဲ့ရင်းနှီးခဲ့တဲ့မှန်ညံချိုးကပြောင်းပေါ်လာခဲ့ပြီးဒါတို့မသိတဲ့ရှိန်တို့ကတော့အခွင့်အရေးရတော့မှကျုံးဆိုင်ကနဲ့ဘလိတ်တို့ကိုပြန်ကြိတ်လိုက်ပါတယ်။တန်တောင်ရတွေကသူတို့ရဲ့မှန်ညံတွေပြန်နေပြီဆိုတော့သတိထားမိသွားတဲ့လိုသားလေးကျူဦးကိုကျွန်းစီကိုဆေးလို့လိုက်ပါတယ်။ကျွန်းပေါ်ကပောက်ကွဲမှုတစ်ခုနဲ့အတူရှိန်တို့သုတ်တက်ခဲ့တဲ့ခရီးကောက်ကျူသားပြန်ပေါ်လာခဲ့ရကြောင်းရရလည်းနားမလည်တာဖြစ်နေကြပါတယ်။ရင်ရတဲ့ပုံပြီးစွမ်းကြည့်လာခဲ့တဲ့ခရီးကောက်ကျူသားနဲ့ခဲဆက်အများပြားရှိန်တို့အသက်ရှင်ရင်ကြောင်မပြည့်ပဲအသေးအတန်နဲ့တိုက်ခိုက်နေခဲ့ကြပါတယ်။ရှိန်တို့ကိုကူကိုလှုပ်တဲ့ဘလိတ်နဲ့ဟန်နာကိုတော့ကျူဘူးကသွားလို့မရအောင်ဟန်တားနေခဲ့ပြီးအဲ့ဒီအချိန်မှာလိုသားဆက်ရဲစွမ်းနဲ့နောက်ကျထပ်ပြီးပြစ်လိုက်ပါတယ်။ဒါပေမဲ့သတိရှိတဲ့ဟန်နာဘလိတ်ကိုအချိန်မီတွန်းလှောက်လိုက်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ထဲကိုသာစွမ်းရည်စီးဝင်သွားရပါတယ်။ဟန်နောက်မှာတော့ဘလိတ်ကထိုးတိုးနဲ့ပေါပြီးဟန်နာကိုတိကျပေါင်းနေတာဖြစ်တဲ့အကြောင်းကျူဘူးကတွေးထိုးလိုက်ပြီးလိုသားပစ်လိုက်တဲ့စွမ်းအားကြောင့်ဒါအောင်အမှန်လို့ယုံကြည်သွားခဲ့တဲ့ဟန်နာဘလိတ်ကိုပြန်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ဟန်နာဘလိတ်ကိုတိကျပေါက်တဲ့ကောင်လို့ပြောကအသေးအံလိုက်တိုက်ခိုက်နေခဲ့ပြီးတစ်ဖက်မှာလည်းရှဲဦးနဲ့တိုက်ခိုက်နေခဲ့တဲ့ဂျိုကသူ့ရဲ့စိတ်ကမီချာဖြစ်တဲ့အစိတ်တခွင့်တွေကိုထုတ်လိုက်ပါတယ်။ခဲသက်3ကောင်ရှင်းတို့ဝင်တိုက်ခိုက်လိုက်ရင်အသားတို့တိုင်းနဲ့ရှောက်လိုက်ကြပြီးအနောက်မှာတော့ခဲသက်တကောင်အစိတ်တုံးကိုထုတ်နေတဲ့နေရာစီကိုကန်ထုတ်လိုက်ပါတယ်။အဲဒီတုံးကိုရှူမိသွားတဲ့ခဲသက်ကောင်ရုတ်တရက်ကြီးရဲ့ကင်းမဲ့သွားခဲ့ပြီးအဖွဲသားချင်းချင်းတွေပါပြန်ချခုန်တာကြောင့်ဒါအောင်မြင်ရတဲ့ရှင်းတို့ကလည်းကြောင်သွားခဲ့ကြပါတယ်။တကယ်တော့ရှိန်တို့ရောက်လာခဲ့ကြတဲ့ကျွန်းကချူဟူပန်ထားတဲ့ဒါမရှင်တစ်ခုမှဖြစ်ပြီးထိုကျွန်းကိုဖန်တီးစရာတုံးခဲ့တဲ့မော်ပညာတစ်ခုကြောင့်ပြင်လောကမှာတော့အချိန်ကာမဟုတ်ပဲနေရာတိုင်းမှာနှင်းနေပြည့်နေခဲ့ပါတယ်။အဲ့ဒါအပြင်ကျွန်းတစ်ခုလောကလည်းမကြိုင်မှာပင်လယ်ထဲကိုပြန်ပြီးနင်းမြုပ်တော့မှဖြစ်တာကြောင့်ရှိန်တို့ကလည်းပေါ်မို့အတွက်နေရာကိုရှာနေကြပါတယ်။အင်္ဂါထားကျော်ဘက်မှာလည်းကန်ကဂျိုဒူရဲ့တုံးကရှိန်တို့ကဘာနဲ့မှလိုက်ရှာနေခဲ့ပြီးနောက်ဆုံးမှာတော့မကြိုင်နင်းမြုပ်တော့မှကျွန်းပေါ်မှာရှိနေဆိုအောင်သိရှိသွားရပါတယ်။တစ်ဖက်ကကျွန်းပေါ်မှာလည်းဘလိတ်နဲ့ရှိန်တို့တွေကဟန်နာကိုနေရာနဲ့မှလိုက်ရနေခဲ့ပြီးထိုးရဘလိတ်တို့ညီကိုတွေဘလို့လုပ်ပြီးစွမ်းအားတွေရလာတာလဲဆိုအောင်မိကြည့်ပါတယ်။အဲဒါကြောင့်ဘလိတ်လည်းသူတို့ရဲ့မိဘတွေဆုံးမသွားတဲ့အချိန်နဲ့ညညာအကယ်ဒမီကျောင်းအဆရာဖြစ်တဲ့ဆန်လဲရမန်တို့ကမွေးသားခဲ့တာဖြစ်တဲ့အကြောင်းပြောပြပါတယ်။
န်သေးရမှာတော့သူတို့ကောင်းမှုနဲ့လူတွေဖြစ်လာဖို့အတွက်လေ့ကျင့်ပေးခဲ့ပြီးတနေ့မှာတော့ဘလူးသားသူတို့ကြောင်းအောင်ရောက်လာခဲ့ရအရာအလုံးကိုဖျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်အာမာနိုကဘလိတ်နဲ့ဟန်နာကိုဝရဆွဲရည်ရှိရဲ့မော်ဖာတွေကိုပေးခဲ့ပေမဲ့ရန်သူတွေကရေလုံးမှုရသွားခဲ့ရကြောင်း၃အောင်လောက်ဖမ်းခံရပါတယ်။နောက်ပိုင်းမှာတော့လူသားသူတို့ရဲ့မိဘတွေကိုဆရာပြတ်တက်ခဲ့တာလို့အယုံသွင်းခဲ့တဲ့အတွက်ရှိန်းတို့မှားယွင်းပြီးတက်ခိုက်ရတာဖြစ်တဲ့အကြောင်းရှင်းပြပါတယ်။အဲဒီလိုနဲ့ဟန်နာလည်းလမ်းမချောင်းနိုင်တော့တဲ့တိုင်အောင်ဘလိတ်ကိုတဲကြီးမဲကြီးနဲ့ဆက်လက်ရှာနေခဲ့ပြီးချူဘူးကလည်းဘင်းရတွေကသူတို့ရဲ့ရန်သူဖြစ်တဲ့ဆိုအောင်ရှေ့ကနေအဆက်မပြတ်သတိပေးနေခဲ့ပါတယ်။နောက်မှာတော့ဘလိတ်တို့ကဒီရင်းတဲ့အနေထားနဲ့ဟန်နာကိုတွေးလိုက်ကြရပြီးအဲဒီအချိန်မှာကီးအောက်ကြိုးစားကလည်းသူတို့စီကိုပြန်ပြီးကြောက်လာရပါတယ်။အဲဒါကြောင့်၄ယောက်လုံးလည်းဘင်းရဝန်တန်တွေပြောင်းလိုက်ကြတာနေညာရှဲရိုးပဒန်နဲ့ခရီးကိုခေါ်တီးပေးလိုက်ကြပြီးစတုံးသွိုင်ကနေပါတခါတည်းကိစ္စတိုးပေးလိုက်ပါတယ်။ပြီးရနောက်သူတို့ကိုတွေ့လိုက်ရတဲ့ဟန်နာလည်းဒေါ်ရကြီးနဲ့ပြုံးလာရတက်ခိုက်နေခဲ့ရကြောင့်ဘလိတ်ကသူ့ကိုယုံကြည်ဖို့အတွက်ဟန်နာကိုပြောနေခဲ့ပါတယ်။အဲဒီချိန်ဟန်နာရဲ့ခေါင်းထဲမှာတော့အရာအလုံးကရှုပ်ထွေးနေခဲ့တဲ့အတွက်ဘလိတ်ပြောတာတွေကိုနားမဝင်ပဲဆက်လက်တက်ခိုက်နေခဲ့ရကြောင်းယူရဲစရာမရှိတဲ့ဘလိတ်လည်းနောက်ဆုံးမှာတော့ပြန်ပြီးတော့တက်ခိုက်လိုက်ရပါတယ်။ဒါပေမဲ့တက်ခိုက်နေကြရင်ဟန်နာရဲ့ခေါင်းထဲမှာသူတို့ညီကိုနှစ်ယောက်ငယ်တုန်းကအမတ်တရားတွေအထူးပြောရှင်ရတဲ့အခိုက်အတန့်တွေကတန်းတလပြောင်းမလာခဲ့တဲ့အတွက်နောက်ဆုံးမှာတော့ဟန်နာလေးကိုပြန်ပြီးထိချုံနိုင်သွားရပါတယ်။အဲဒီလိုနဲ့ကဲရလဲမော်ဖာတရားနေတဲ့ဖြင့်ရှိန်းတို့ဆက်သွယ်လိုက်ပြီးနေမျိုးတို့မဲ့ကျွန်းကနေပြန်လာနိုင်ဖို့အတွက်ဆိုရင်လီလန်ကတခုပဲရှိပြီးအဲ့ဒါတော့မဂဇောတွေကိုသုံးမှရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူသားတို့ကစားလိမ့်နဲ့ခူးကောင်နောက်ရိပ်ပြန်ပြီးအသက်သွင်းလိုက်တဲ့အတွက်ရှိန်းတို့လည်းအရင်ဆုံးဇောရင်နဲ့ဂျိုးသားကိုချကြရပါတယ်။ခရီးကောင်ဂျိုးသားကသူ့ရဲ့ပါးစပ်ကနေဗီဒီယိုမှုတ်ထုတ်လိုက်ပြီးတန်တာမရတဲ့စောကတော့ခဏရှိပေမဲ့ရှိန်းတို့၃ယောက်ကတော့အာဖီကောင်ရောက်သွားတယ်လို့ပူနေခဲ့ပါတယ်။တကယ်တော့အဲသုံးအောင်မြန်မာပြည်ကိုမြောက်ဦးသေးလို့အဲစကားကိုပြောပါပါ။နောက်မှာတော့မဂဇောနကောင်လှည့်ဘက်ကလေဦးမီးနဲ့နှိမ့်လိုက်ကြပြီးနှစ်ယောက်ပေါ်တိုင်းမှုကိုသုံးကဂျိုးသားကိုဇက်စိတ်ပေးလိုက်ပါတယ်။ပြီးရဲ့နောက်မှာတော့ပြန်လည်နှိမ့်မှုသွားတဲ့ကျုံးပေါ်ကနေထောက်လာခဲ့ကြပါတယ်။စံကိုပြောင်းရတဲ့အခါမှာတော့ဒက်စင်တို့မရှိတော့မှအလုပ်တွေအားလုံးကိုတယောက်တည်းတင်းညုံပြီးလုံနေရတဲ့ကလေးတယောက်ကတော့ဒေါသတွေထွက်နေခဲ့ပါတယ်။ဒါပေမဲ့ဘလိတ်နဲ့အနာတို့ကသူတို့နှစ်ယောက်ကအလုပ်တွေကိုကူညီပြီးလုပ်ပေးမယ်ပြောရကြောင်းပြန်ဆင်ပြီးသွားခဲ့ကြပါတယ်။အနောက်မှာတော့ရှိန်ဒက်စင်နဲ့ထိုးရိုးကဘလိတ်နဲ့ဟန်နာကိုသူတို့ရဲ့အဖွဲတွေကိုဝင်ဖို့အတွက်စီးရုံးနေပြီးတစ်ဖက်မှာလည်းဒိုးသားတောင်ကျေးခဲ့တဲ့ချူဘူးကိုနေတန်ပေးလိုက်ပြီးသူ့ကိုအခုလိုအဆက်ကွဲအောင်လုပ်ခဲ့တဲ့တန်တောင်ကြားတွေကိုတော့ချူဘူးကစိတ်ထဲကတီးထားခဲ့ပါတယ်။ဒီနေ့ပိုင်းမှာချူဘူးကသူ့ကိုအဆက်ကွဲအောင်လုပ်ခဲ့တဲ့တန်တောင်ကြားတွေကိုပြန်ပြီးတော့တစားချေနိုင်ဖို့အတွက်တားမြစ်ထားတဲ့မေဘေးစာလေးကိုချူကထွက်လာခဲ့ပါတယ်။ကန်တို့ကလည်းတန်တာမဂဇောရဲ့တီထောက်ပုံကိုလေးလာနေခဲ့ကြပြီးဆဲအုံမှာရှိတဲ့စိတ်ဝိုင်းတစ်ခုကတော့မလိုပဲပါနေခဲ့ရကြောင်းအဲ့ဒီမေခွန်းရဲ့အဖြစ်ကိုနားမြင်နိုင်ဖြစ်နေခဲ့ရပါတယ်။အဲဒီလိုနဲ့ကမ်းခြေမှာလည်းဆိုင်ငယ်ချစ်သူညီကိုနှစ်ယောက်ကထုံးစံအတိုင်းဆိုင်ငယ်ပြန်ပေါင်းနေခဲ့ကြပြီးထိုနှစ်ယောက်ချူဘူးကလည်းကြောက်လာရပါတယ်။ဘလိတ်တို့ညီကိုနှစ်ယောက်လည်းဂရင်းရောက်မတန်တွေကိုပြောက်ပြီးချဖို့လှုပ်လိုက်ကြရမယ်။ချူဘူးရဲ့ကြောမှာရှိတဲ့တိတဘိုးတွေကနေအေးရမလက်နှစ်ဖက်ကထွက်ပေါ်လာခဲ့ပြီးသူ့နှစ်ယောက်ဖမ်းလိုက်ကအထဲကိုထိပေးလိုက်ပါတယ်။ပြီးရဲ့နောက်ချူဘူးကတောထဲမှာအနက်အောင်နေညာဝင်းညုံဆင်းအောင်နေခဲ့ပြီးဘလိတ်နဲ့ဟန်နာတို့ကလည်းဘာမှမသိတဲ့နေရာကိုရောက်လာခဲ့ကြပါတယ်။ချူဘူးကဘလိတ်နဲ့ဟန်နာကိုဝင်တက်ဟိုက်လိုက်ပြီးဒါကသူ့ရဲ့ပိုင်နယ်ဖြစ်တဲ့ဆိုတဲ့အကြောင်းနဲ့ဒီနေရာမှာရင်းရရဲ့ဆိုတာသုံးလို့ရမှာမဟုတ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဘလိတ်တို့တွေဆိုင်ငယ်တီးခဲ့ကြတဲ့နေရာကိုဒက်စင်လည်းခဏကြာမှရောက်လာခဲ့ပြီးဆိုင်ငယ်သားရှိပြီးယူရီးယားပြောင်းနေရကြောင်းဒက်စင်လည်းထူးဆန်းနေခဲ့ပါတယ်။ရှိန်းတို့လည်းဒီမြောက်ကဆိုင်ငယ်တွေကိုဂလူးမဆိုင်ပဲပြထားခဲ့ကြမယ်ကောင်မျိုးတွေမဟုတ်တာကြောင့်ဒက်စင်ကိုတိုက်ပွဲဖြစ်ခဲ့တဲ့လက္ခဏာရှိလားဆိုတော့မေးကြည့်ပါတယ်။အဲဒီအချိန်မှာကန်ကွန်ပျူတာကနေပြီးတောထဲမှာတယောက်လေးရှိနေချူဘူးကိုတွေ့လာတဲ့အတွက်ဘလိတ်တို့ပြောင်းနေရတဲ့ပတ်သက်နေနိုင်တယ်လို့ပြူစားကရှိန်းတို့တောင်းအောင်လို့လဲဆူနာမီတိုင်းကနဲ့ထွက်လာခဲ့ကြပါတယ်။ကန်ကဘလိတ်နဲ့အနောက်ပြန်လွတ်အောင်လုပ်နိုင်ဖို့အတွက်ရင်စုပ်ချူဘူးရဲ့ရင်ဘက်ကနေတောဘက်မှာရှိတဲ့တစ်တာပုံနဲ့ဆက်ထားတဲ့အကြောင်းဖျက်ဆီးရမှာဖြစ်တဲ့အကြောင်းပြောပြပါပါတယ်။အဲဒါကြောင့်တောင်းအောင်လုပ်တဲ့လူစုခွဲလိုက်ကြပြီးငင်ညာဓာတ်အိမ်နဲ့ချူဘူးရဲ့ရင်ဘက်ကိုဥတီပြီးတက်ဟတ်လိုက်တာကြောင့်တစ်တာပုံနဲ့ဆက်ထားတဲ့အရာလေးပစ္စည်းသွားခဲ့ပြီးဘလိတ်နဲ့ဟန်နာတို့ကလည်းပြန်လွတ်လာခဲ့ကြပါတယ်။အဲဒီလိုနဲ့လူစုကားတဲ့ဗေးရ9ယောက်လည်းချူဘူးကိုဝိုက်တမလိုက်ကြပြီးတုံးဆွဲရတန်နာဘလက်စတာတို့နဲ့ပါအစိုးသက်ဖို့လုပ်ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ချူဘူးကမေဘေးစာလေးနဲ့ရှိန်းတို့ကိုထဲကျုပ်လိုက်ပြီးတုံးဆွဲရနဲ့ဘလိတ်တို့ကိုပြန်ချေလိုက်ပါတယ်။ရှိန်းရဘလိတ်တို့စတိုးဆွဲကနေမဖြစ်မိအောင်ခလုတ်ကိုတက်နိုင်လို့ထိထားခဲ့ပြီးအဲဒီအချိန်မှာဟန်နာတို့ကချူဘူးကိုဝင်ရောက်တက်ခိုက်လိုက်ကြပါတယ်။ပြီးရင်တော့တုံးကြရတန်နာဘလက်စတာတို့ပါတုံချူဘူးကိုအတိုးလိုက်ကြရမယ်လူသားပြီးကျန်းလို့ကောင်ဖြစ်နေခဲ့ရကြောင်းနည်းငယ်သာတိကျသွားရပါတယ်။အဲဒီလိုနဲ့ချူဘူးကတိုးလိုက်စားလေးကိုတုံပြီးအေယာမရွယ်စားဖြစ်သွားအောင်လုပ်လိုက်တဲ့ကြောင့်ရှိန်းတို့လည်းမဂဇောတွေကိုစိတ်ဝင်လိုက်ကြပါတယ်။ရှိန်းတို့ကရှိသမျှလက်နက်တွေကိုတုံပြီးချူဘူးကိုတက်ခိုက်ကြရမယ်သူ့ရဲ့တောင်မွေကြောင့်တိုက်ပဲနေခဲ့ကြရပါတယ်။ကလကနေပါမီးရဲ့မုံပြီးတက်ခိုက်တဲ့ချူဘူးကြောင့်မဂဇောနှစ်ကောင်လည်းမှောက်သွားရပါတယ်။အဲဒီအချိန်မှာကန်ကတနာမဂဇောမှာရှိနေတဲ့ဖေပန်းရဲ့လှုပ်ဝက်ကြောက်တီးသွားခဲ့ရကြောင်းရှိန်းနဲ့ဟန်နာတို့စီကိုစွားပြရိုက်ပို့ပေးလိုက်ပါတယ်။ကန်ကချူဘူးကိုနိုင်မဲ့ထူးထူးရောနီးလက်မဂဇောနှစ်ကောင်တစ်ခုတည်းဖြစ်ပေါင်းပြမှာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။အဲဒါကြောင့်ရှိန်းတို့ဖွင့်တဲ့ဘလိတ်တို့လည်းစွားပြားတွေကိုဆက်တဲ့ကိုထည့်လိုက်ကြတဲ့အခါသူတို့ရဲ့ရှိမှာမီနီသောအသေးစားတစ်ကောင်ထောက်ပေါ်လာရပါတယ်။မီနီမဂဇောကတုံးမဂဇောနဲ့တနာမဂဇောကိုပေါင်းစည်းဖို့အတွက်နေပေးလိုက်တာကြောင့်ဆက်ရုံနှစ်ခုကလည်းပေါင်းစည်းသွားခဲ့ရတနာတုံးမဂဇောကြီးဖြစ်သွားရပါတယ်။ကျင်းနေကိုနားမလဲချူဘူးကတော့တနာတုံးမဂဇောကိုတောင်မွေးနဲ့တွားတဲ့နေရာကြောင့်သူ့ရဲ့လက်နဲ့ပဲကျိုးသွားရပါတယ်။ဒီတိုင်းနဲ့ပါဓာတ်ပြီးဖြစ်ပေမဲ့မဂဇောကတော့အရားတော်မဖြစ်ပဲချူဘူးကိုလက်သေးတစ်ချက်နဲ့ပီရီယာလောက်တွင်အောင်ထိုးလိုက်ပါတယ်။ဒီသောရဲ့လမ်းညွှန်မှုနဲ့လမ်းပယ်တာနဲ့ပါဓာတ်ပြီးတဟလိုက်တာကြောင့်ချူဘူးလည်းနောက်ဆုံးမှာတော့အဆုံးသက်သွားရပါတယ်။
ရှိန်းနဲ့အနာတို့ဟာကမ်းခြေမှာတယောက်ချင်းလေးချင်းနေကြပြီးဆရာကျော်ကလည်းသူတို့ကိုစောင့်ကြည့်နေတာဖြစ်ပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးကအနိုင်ရလို့သိပြင်းထန်နေတဲ့အတွက်ပြိုင်ပွဲလိုမဟုတ်ပဲအတီးချနေကြအကြောင်းဆရာကျော်လည်းလူခွဲလိုက်ရပါတယ်။ဆိုင်ရဲ့ဘက်မှာလည်းကယ်လီကပြိုင်ပွဲတစ်ခုကိုလှုပ်ဖို့စီစဉ်နေခဲ့ရဖြစ်ပြီးရှိန်းနဲ့အနာတို့ကလည်းသူ့ပြိုင်ပွဲမှာတယောက်ချင်းရှိမှန်မှုအတွက်စိတ်ပေးလိုက်ကြပါတယ်။အဲ့ဒီချိန်အာကာသာထဲမှာလည်းအလုံးမရှိအခိုင်မရှိတဲ့လူသားတို့အုပ်စုဟာထုံးစံတိုင်းပဲဗေးရတွေကိုဒုက္ခပေးဖို့စဉ်းစားနေခဲ့ကြပြီးအဲ့ဒီချိန်မှာ American Fighter မိုးဆက်တာကိုရှင်းရုံနဲ့တပွဲလောက်တဲပေးဖို့အတွက်မျက်စိကျသွားခဲ့ပါတယ်။ခလီစီနဲ့ပြိုင်ပွဲမှာစကီကြီးရာပြင်ဆိုင်ရန်မောင်းတာမှာပါနေရကြောင်းရှိန်လက်ဒဇင်းဒီမှာဆိုင်ရန်မောင်းတင်နေခဲ့ရပါတယ်။ဒါပေမဲ့လူတက်လေးရှိန်ကဒဇင်းပြောတော့နားမထောင်ပဲလှုပ်ချင်ရလှုပ်တာကြောင့်ချန်စီအိုကြီးကိုဝင်ကျုံးကမှောက်သွားခဲ့ပါတယ်။တပတ်မှရှိရဲ့တကိကွင်းမှာလည်းဟန်နာတကိသီလေးချင်းနေခဲ့ရဖြစ်ပြီးအခြေအနေကတော့အတွင်းရင်မုံဆန်ပြောတော့ဖို့အတွက်နီးနေပြီဖြစ်ပါတယ်။ရှိန်နဲ့အနာတို့လည်းပြိုင်ပွဲမှာအနိုင်ရဖို့အတွက်ပြင်းပြထန်လေးချင်းနေခဲ့ကြပြီးအဲ့ဒီအချိန်မှာသူတို့စီကိုတဝိတ်ချန်ပီယံမွန်ဆက်တာရောက်လာခဲ့ပါတယ်။နေအောင်လုံးကဗေးချမိုးစံတွေကိုပြောင်းပြီးဝင်တက်ခိုက်ကြရမယ်မွန်ဆက်တာရဲ့မိတော့လက်သီးကျကြောင့်အဝေးကိုပြန်လွှင့်လာခဲ့ကြပါတယ်။အဲ့ဒါအပြင်ကံပွဲတွင်းမှာပဲနေအောင်လုံးကတယောက်တစ်ပေါက်လုံးချင်ရလုံးနေကြအကြောင်းတင်းပွဲဆိုတော့ဘာမှမသိပဲဖြစ်နေကြပါတယ်။ဟန်နာသူ့ရဲ့မိုးရိုးတုံးနဲ့မွန်ဆက်တာကိုအနီးကဝင်ရောက်တက်ခိုက်လိုက်ပြီးတခါအသုံးမသက်လိုက်တာကြောင့်ရန်ဘိုးကိုရှောင်နိုင်တဲ့လူကနောက်တစ်နေ့ထပ်ပြီးအသက်ရှင်ဝင်ရလိမ့်မယ်ဆိုတဲ့တောင်းမုန်းနဲ့အတူမွန်ဆက်တာလည်းတချို့လေးလပြေးသွားခဲ့ပါတယ်။ဒိုသားတော့ဝေးရိုင်းနဲ့ပထမဆုံးတွေ့တဲ့အချိန်မှာရင်ကောင်းလေးလိုမျိုးတမ်းမလျှော်သွားတဲ့သူ့ရဲ့ခေါင်းကိုချီးကျူးလိုက်ပြီးမွန်ဆက်တာရဲ့လက်ရည်တွေကိုလည်းပိုကောင်းတဲ့တန်တယ်အဖြစ်ကိုပြောင်းလဲပေးလိုက်ပါတယ်။ဟန်နာရှိန်ကိုသူနဲ့ပလိတ်ကအမြဲတမ်းမိဘရေးဆရာကြီးကုညီမဲ့လူတွေမရှိပဲကိုယ့်ကိုယ်သာအကိုခဲ့ရလူတွေဖြစ်တာကြောင့်တင်းပွဲဆိုတော့ယုံကြည်မရှိရဖြစ်တဲ့အကြောင်းပြကပါတယ်။ရှိန်ကတော့သူတို့အားလုံးကအခုချိန်မှာတပွဲတည်းဖြစ်နေဖြစ်တာကြောင့်အဖွဲသားချင်းချင်းကုညီဆောက်ကြောင်းအောင်မှာဖြစ်တဲ့အကြောင်းရှင်းပြပါတယ်။အဲဒါကြောင့်ရှိန်နဲ့အနာတို့လည်းတယောက်နဲ့တယောက်နားလည်သွားခဲ့ကြပြီးပြိုင်ပွဲအတွက်တက်လက်လေးချင်နေခဲ့ကြပါတယ်။အဲဒီလိုနဲ့အသိမြင့်ထားတဲ့တန်လိုက်တွေနဲ့မွန်ဆက်တာရှိန်တို့စီကိုပြောင်းလာခဲ့ရကြောင်းဒီတစ်ခါတော့နှစ်ယောက်ထဲနဲ့ဂမူယူတို့ဝင်မချတော့ပဲဖွဲသားတွေကိုလှမ်းပြီးခေါ်လိုက်ပါတယ်။ဒါပေမဲ့မွန်စတာရဲ့လက်ချက်ကြောင့်ရေရန်ကောင်လိုပဲမှောက်သွားခဲ့ပြီးရှိန်တို့ကတုံးတက်ကနဲ့ပြစ်ပင်မဲ့လေအကာရန်တစ်ခုကြောင့်သူတို့ကကန်တီသွားခဲ့ပါတယ်။တကယ်တော့အကာရန်ကမာယာလောက်လိုက်တာဖြစ်ပြီးဇာခိန်တို့ကလည်းတိုနီယာကိုရောက်လာခဲ့ပါတယ်။အဲဒါကြောင့်မင်းရန်9ယောက်လည်းတူတူကွဲရရန်သူတွေကိုရေတန်းနေကြရပြီးဒီလေဘောကတော့ဘယ်ကောင်းမှလူမထင်တဲ့ပလိန်းနဲ့ဟန်နာတို့လည်းလူကောင်းဖြစ်မှာခါမီနဲ့မာယာညီမတမတာကိုခံနေရပါတယ်။ဟန်နာကသူ့ရဲ့စွမ်းအားတွေကိုရှိန်ရဲ့နေရာသားတွေကိုထည့်ပေးလိုက်တာကြောင့်ငိုချိုးဆွမ်းခိုးချက်နဲ့ရှိန်နဲ့မွန်စတာကိုအလေးထိုးလိုက်ပါတယ်။နောက်ကျိတ်တက်ပြီးစတိုးဆိုင်ကတနပလန်ဆာတို့နဲ့ပြဖို့လုပ်နေမာယာတို့ကအကာရန်ကိုထပ်ပြီးတုံးလိုက်တာကြောင့်ရှိန်နဲ့ဟန်နာတို့လည်းသူတို့ရဲ့လက်နက်တွေကိုပိုကောင်းတဲ့တနစတိုးကန်တို့တွေဖြစ်ပေါက်စီလိုက်ကြပါတယ်။ဂျင်းနဲ့မကောင်းတော့အကြောင်းမာယာတို့အုပ်စုလည်းနောက်ကျရဲ့ချက်တော့သစ္စာပေါက်ဆိုတဲ့စကားအတိုင်းအမြဲပဲဒေးဗစ်စားခဲ့ပြီးလူပေါင်းမမီရဲ့မွန်စတာတကောင်ကတော့ရန်9ယောက်ရဲ့စူပေါင်းတက်ကွက်နဲ့အဆုံးသတ်ခံလိုက်ရပါတယ်။ရင်းမောပြောင်းလာခဲ့ကြတဲ့မာယာတို့ကသားလေးနဲ့နောက်ကျိတ်ပြန်ပြီးအသက်သွင်းမလိုက်တာကြောင့်ဝင်ကတော့နေတက်ခိုက်ဖို့လုပ်ပေမဲ့မွန်စတာရဲ့ဒတိချက်တွေကိုသာပေးလို့ခံနေခဲ့ရပါတယ်။အဲဒါကြောင့်ရှိန်တို့လည်းစောင်းတစ်ခုကိုတနာစတုံးမှာကစားဖြစ်ပေါက်လိုက်ကြပြီးလမ်ဘလီဆာနဲ့အစိုးသက်ပေးလိုက်တာကြောင့်လူသားတို့ရဲ့အစီအစဉ်အရနောက်ကျိတ်ထပ်ပြီးပြည်စည်းစားခဲ့ဖြစ်ပါတယ်။စွမ်းဆိုတဲ့အရာခန္ဓာကိုယ်တွေကနေလာမဟုတ်ပဲစိတ်ဝိညာဉ်ကနေလာဖြစ်တဲ့အကြောင်းဆရာကျော်ကရှိန်တို့ကိုပြပြနေခဲ့ပြီးရှေ့မှာရှိတဲ့ဒေတာတုံးကိုလည်းထိချောင်းခွဲပြလိုက်ပါတယ်။ဟန်နာလည်းသူ့ရဲ့ကောင်းလို့လက်သီးကျော်ကိုပြရမယ်လို့ပြောလိုက်ပြီးဆရာကျော်ညီလေးဒေတာတုံးကိုခွဲလိုက်ပြီးမြဲအဲ့ရလေးတောင်မထင်တာကြောင့်ရှိန်တို့ဝိုင်းရတာကိုခံလိုက်ရပါတယ်။အဲဒီလိုနဲ့ကြံနေတဲ့၄ယောက်လေးညီလဲမျိုးမျိုးတော့တိုးရကြည့်ရင်မဲ့ဒေတာတုံးကိုမခွဲနိုင်ကြတဲ့အတွက်ဆရာကျော်က9ယောက်လို့လေးချင်းလောက်တာလိုအပ်နေသေးကြောင်းပြောပါတယ်။ဒါပေမဲ့သူတို့တွေအဲ့လိုစကားပြောနေကြတဲ့အချိန်နောက်မှတော့ကန်ဒေတာတုံးကိုဒေတာစီပြေသွားခွဲပြလိုက်ပါတယ်။ရှိန်တို့ကတော့ကဲအောင်လေးသာပြည့်ပြက်ွက်တစ်ခုပြည့်တုံးလိုက်တယ်လို့ထင်နေရကြောင့်သူ့ကိုအသုံးမလို့မြင်နေကြတဲ့ရှိန်တို့ကန်လည်းစိတ်ရွက်ကထွက်သွားခဲ့ပါတယ်။ထိုးရကန်တော့လိုက်လာခဲ့ပြီးအခုချိန်ကြီးသူတို့လုံးနိုင်ခဲ့တာရဲ့အားလုံးကကန်ကူညီပေးတဲ့လို့သာဖြစ်တဲ့အကြောင်းပြောတာပါတယ်။ကန်ကတော့တောင်းမလုံတော့သေးဘူးလို့ပြောရကြောင်းရင်းရတယောက်ဖြစ်နေတယ်ဆိုတော့ထိုးကြီးလည်းတည်သွားခဲ့ပါတယ်။ဆရာကျော်ရဲ့ဘက်မှာလည်းအရင်တော့ကသူပေးရခဲ့တဲ့ခရီးတစ်ခုကြောင့်ကန်ကိုရင်းရတယောက်မလုံခိုင်းတာဖြစ်တဲ့အကြောင်းရှိန်တို့ကိုပြောပြနေခဲ့ပါတယ်။သူတို့၃ယောက်ရဲ့မိသားစုတပုတ်လည်းဆရာကျော်ကအကြည့်နေခဲ့ရဖြစ်ပြီးထိုးရလည်းကန်ကိုကိုပြည့်ရှင်တဲ့အရာကိုနားလည်အောင်ပြောပြဖို့အတွက်အကြံပေးပါတယ်။ပြီးရနောက်သူတို့တွေညညာထားကြကိုပြန်ဖို့လှုပ်လိုက်ကြရင်မဲ့နောက်မှရှိတဲ့ရေကန်ထဲကနေပြီးခါပြီးမှရီမနှစ်ယောက်နဲ့ခဲဆက်တရရောက်လာခဲ့ပါတယ်။ထိုတို့စီကိုလည်းရှိန်တို့ကအချိန်မီရောက်လာခဲ့ရကြောင်းနှစ်ပတ်လုံးကအပြင်းနဲ့တိုက်ခိုက်နေခဲ့ကြပြီးကန်ကတော့ခဲဆက်တရဓာတ်နဲ့ဝိုင်းတော်ကိုခံလိုက်ရပါတယ်။မက်ထရိုပိုလစ်လို့ခေါ်တဲ့ဂျိုသားကစက်လုံးတစ်ခုနဲ့ဘေးချောင်းအောင်လုံးရဲ့စွမ်းအားတွေကိုစုပ်ယူလိုက်တဲ့အတွက်ရှိန်တို့လည်းအားနေသွားခဲ့ကြပါတယ်။အဲဒီလိုနဲ့ယုံကြည်နိုင်ရသောအနေနဲ့တိုင်နဲ့မာတို့အုပ်စုကလည်းထွက်သွားခဲ့ကြပြီးကန်ပဲအားနေပြီးသူ့ဘက်ပြောဖြစ်နေတဲ့အားကြောင့်နေရာထားကြပြီးပြန်ဝင်လာခဲ့ပါတယ်။စကန်အောင်ပြောင်းကြတဲ့အခါကွန်ပျူတာကနေပြီးမက်ထရိုပိုလစ်ရဲ့ทีမြောက်တွေ့သွားခဲ့ကြတာကြောင့်လေတိုင်းတော့တွင်းတော့မဲ့အခြေအနေဖြစ်နေတဲ့အောင်ရှိန်တို့ကတော့စိတ်မလျှော်သေးကြတာကြောင့်ကန်လည်းမက်ထရိုပိုလစ်နဲ့တိုက်ခိုက်နိုင်ဖို့အတွက်ယာယီစွမ်းအချို့ကိုပေးလိုက်ပါတယ်။ဒီတစ်ခုနဲ့တူရှိန်ရဆက်လုံးပြန်ပြီးယူလိုက်တဲ့အတွက်မက်ထရိုပိုလစ်လည်းနောက်ကနေလိုက်ပြီးစွမ်းအားနဲ့ဖြစ်နေခဲ့ပါတယ်။ရှိန်ရဲ့တိုက်ခိုက်မှုတွေအားလုံးကိုလည်းကိုအောင်ပြောင်းပြီးရှောင်နေခဲ့တဲ့အတွက်သူကြီးပဲအစော်ခံနေရပါတယ်။
မထိုပိုလစ်ကသူ့ရဲ့စွမ်းနဲ့နေရာတစ်ခုလုံးအမောက်ချလိုက်ပြီးရှိုင်းရသူ့ရဲ့ရှေ့တက်တဲ့ကိုပြေးဝင်လာတဲ့ကောင်ကိုနေရာသားနဲ့ခုတ်လိုက်ပေမဲ့ဘလိတ်နဲ့ဟန်နာတို့ပဲဖြစ်နေခဲ့ပါတယ်။ထိုနဲ့ဒက်ဆင်တို့ကလည်းရှိုင်းတို့မထိုပိုလစ်အမတ်နဲ့ခွင်ချနေခဲ့ပါတယ်။အဲဒီအချိန်မှာမျက်လုံးတွေကလင်းနေပေမဲ့နှလုံးသားထဲမှာရှိတဲ့ပညာစိတ်ကတော့သူ့နဲ့စိတ်ကိုခွဲခြားနိုင်တယ်ဆိုရင်ဆရာကျော်ရဲ့စကားကိုပြန်သတိရသွားတဲ့ရှိုင်းရသူ့ရဲ့စိတ်ကိုစူးပြီးလိုက်ပြီးစစ်ကောင်ကိုဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။သူတို့တွေရဲ့ယာယီစွမ်းအားတွေကလည်းမကြိုင်မှာကိုတော့မှဖြစ်တဲ့အတွက်ရှိုင်းတို့ကလည်းအချိန်သွဲမနေတော့ပဲမတိုပိုလစ်ကိုတန်တာစတိုးကန်တို့နဲ့ထိုးခဲ့လိုက်ပေမဲ့ဒိုးသားလည်းတားလေးနဲ့နောက်ချေပြန်ပြီးအသက်သွင်းလိုက်ပြန်ပါတယ်။ရှိုင်းတို့ကလည်းစွမ်းရဲ့ဇလက်ကိုဖျက်ဆီးလို့မရတဲ့အတွက်ညညာထားကြောကိုပဲပို့လိုက်ပြီးမကကောင်းရင်နဲ့မတိုပိုလစ်ကိုရင်လိုက်ကြပါတယ်။ရှိုင်းတို့ကကန်စွမ်းရဲ့ဇလက်ကိုဖျက်ဆီးလို့ရတဲ့အချိန်ထိပေါ်ပေါ်တော့မတိုပိုလစ်ကိုအချိန်ဆွဲထားခဲ့ပေမဲ့ပြင်းနေတဲ့တိုက်ခိုက်မှုတွေကိုခံရတဲ့အပြင်ယာယီစွမ်းအားတွေကလည်းကုန်သွားခဲ့ဖြစ်တာကြောင့်မကကောရဲ့ဘဝကနေပြုတ်ကျလာခဲ့ပါတယ်။ဆရာကျော်ကကန်းကိုအတိတ်မှာတော့သူတို့ကိုယ်နိုင်တော့တဲ့ဒီစွမ်းအားကြီးတဲ့အရာတစ်ခုရှိပြီးအခုချိန်မှာတော့ပျက်စီးသွားပြီဖြစ်တဲ့အကြောင်းပြောပြပါရယ်။အဲဒါကကြောင့်ကန်းလည်းအချိန်စာလက်ကိုတတိယသွားခဲ့ပြီးဆရာကျော်ကတော့ရှေ့ကနေတားလိုက်ပါရယ်။ဆရာကျော်ကအချိန်နဲ့စီးစင်းမှုကိုနှောင့်ယှက်တဲ့အကြောင်းပြောပေမဲ့သူတို့မှလည်းဒါအလို့ဗာနီလန်မှာမရှိတော့တဲ့အတွက်နောက်ဆုံးမှာတော့ကန်းကိုခွင့်ပြုပေးလိုက်ပါရယ်။စာလက်ကိုဖွင့်လိုက်တဲ့တပြိုင်နက်အရာလောက်ကရက်တက်သွားခဲ့ပြီးကန်းလည်းအထဲကိုဖွင့်သွားလိုက်ပါရယ်။ဒါပေမဲ့ညညာထားကျော်ရဲ့ရှေ့ကိုပဲပြောင်းလာခဲ့ရကြောင်းအတိတ်နဲ့ပြည့်စုံပုံကိုဝဲလို့မရဖြစ်နေခဲ့ပြီးအဲဒီအချိန်မှာသူ့ရဲ့ရှေ့ကိုညညာတယောက်ရောက်လာခဲ့ပါ နင်ကြာကန်းကိုဖွဲ့စကားဝါကိုပြောခိုင်းမယ်ဒါတော့ဆရာကျော်ကိုဘာမှမမေးခဲ့ရကြောင်းကန်နဲ့တိုက်ပတ်နေခဲ့ပါအဲ့ဒါကြောင့်သူ့ကိုကျွေးကြိုစလို့ချမှတ်သွားခဲ့တဲ့နင်ကြာအသေးစံနဲ့ဝင်ရောက်တိုက်ခိုက်နေရကြောင်းကန်လည်းကုရန်နေခဲ့ရပါအဲ့ဒီအချိန်မှာနင်ကြာထားကျော်ရဲ့သခိုင်းထဲကနေကန်နိုလို့ခေါ်လိုက်တဲ့စကားတန်နဲ့အတူဆရာဖြစ်တဲ့သူကထွက်လာခဲ့ပြီးတိုက်ပွဲကိုခန်းထားလိုက်ပါထိုနာမည်ကြောင့်ကန်လည်းအော်သွားခဲ့ပြီးနင်ကြာကမျက်နှာဘောကိုချွတ်လိုက်တဲ့အခါသူ့ရဲ့အဖေဖြစ်နေတာကိုတွေ့လိုက်ရပါဆရာဖြစ်သူကကမ်းမှာမြေရီတေးတဲ့ကဘာစောရှိနေဆိုတော့မသိသေးရကြောင့်နင်ကြာအကယ်ဒမီရဲ့အကြောင်းအရာတွေကိုထည့်လိုက်ပါရှိုင်းတို့ရဲ့ဘက်မှာလည်းမထိုပိုလစ်နဲ့အတူသူတို့တွေပါရက်တက်နေခဲ့ရကြောင်းဆရာကျွဲလည်းအခြေစားလေးရဲ့တဲအောင်မှုမရှိရဲ့နင်ကြာထားကြောကိုပြန်ခေါ်လိုက်ပါအဲ့အခါမှာရှိုင်းတို့လည်းပုံမှန်အတိုင်းပြန်ပြသွားခဲ့ကြပြီးတန်အတိတ်ကိုပြန်သွားနေရဆိုအောင်လည်းတီးသွားခဲ့ကြပါအတိတ်ကပြည့်သီးရဲ့နင်ကြာเจ้าမှာတော့ဆရာဖြစ်သူကတောင်းသားတွေကိုကြိုသွဲအနေနဲ့တိုက်တရုပ်ရွာဝဲတစ်ခုကိုပြုလုပ်နေခဲ့ပါကျောင်းရဲ့အတော်ဆုံးဖြစ်တဲ့ကန်တုံးကအင်ဂျာအကယ်ဒမီရဲ့လှုပ်ဝက်ဓာတ်ကိုလူများရှေ့မှာတက်လာနေခဲ့ပြီးကန်ကလည်းသူ့ရဲ့အဖေကိုကြည့်တာအားကျနေခဲ့ပါဒါပေမဲ့သူ့ရဲ့နောက်ကန်နရင်ရုပ်ချင်းစင်တူရဲ့ခီဝါရောက်လာခဲ့ပြီးသူတို့နဲ့အမွာဖြစ်တဲ့ဆိုအောင်ပြောရလိုက်တာကြောင့်ဒီကျောင်းတွေကိုတခါမှမကြောက်ဘူးတဲ့ကန်ကလည်းအားတင်သွားခဲ့ရပါနောက်ထပ်အနေနဲ့ဆရာဖြစ်သူကကျောင်းသားတစ်ယောက်ကန်တုံးနဲ့ကြောင်ရင်တိုက်ရှိမှန်မှုအတွက်ယူချက်လိုက်တာကြောင့်ကျောင်းသားတွေအားလုံးကလည်းပွဲကြသွားခဲ့ကြပါအဲဒီလိုနဲ့ကန်ဝဲစားတဲ့ကကန်တုံးကလူသစ်ဆိုရဲ့အထင်းသေးဝင်ရောက်တိုက်ခိုက်တာကြောင့်ကျောင်းသားတွေရဲ့လက်ချက်နဲ့ကွင်းပြင်ကိုလွှင့်သွားခဲ့ပါတကယ်တော့ကန်နွဲတိုက်ခိုက်တဲ့ကျောင်းသားတရားယောက်ျားလေးမဟုတ်ပဲမီကိုလို့ခေါ်တဲ့မိန်းကလေးတယောက်လာပြပြီးကန်လည်းသူ့ကိုခင်ရမလို့ခိုင်းတဲ့အမေဖြစ်သူကိုပထမဆုံးချိန်ပြတွေ့လိုက်ရပါမီကိုရဲ့ဓာတ်ကိုင်းဟာနင်ကြာအကယ်မီနဲ့မတူတဲ့တာမွဲတိုင်းပညာတစ်မျိုးဖြစ်ပြီးကျောင်းမှာလည်းဘယ်တော့မှမိန်းကလေးကျောင်းသားတွေကိုလက်မခံခဲ့ရကြောင်းကန်နုံလည်းအမြင်မကြည့်ဖြစ်နေခဲ့ပါဆရာဖြစ်သူကတော့နင်ကြာအကယ်ဒမီရဲ့တမိုင်းမှာပထမဆုံးချိန်ပြမီကိုမျိုးသမီးကျောင်းသားအဖြစ်လက်ခလိုက်တာဖြစ်ပြီးကန်နဲ့ကီဝါတို့ကလည်းသူမရဲ့ရီမမှာရှိနေတဲ့လင်းလက်နေတဲ့အတောက်သွဲကြိုကိုသတိထားမိလိုက်ကြပါတော်ထဲမှာတယောက်တည်းတိုင်းလေးချင်းနေခဲ့တဲ့မီကိုစီကိုခီဝါရောက်လာခဲ့ပြီးသူမရဲ့အထောက်ဆွဲကြိုးကိုကိုက်ကြီးချင်းကြောင့်ခွင်တောင်းပါဒါပေမဲ့ဘီကိုကတော့လက်မခံနိုင်ကြောင့်ခီဝါရဲ့မျက်လုံးတွေကရုတ်တရက်မဲရောက်နေဖြစ်ပြောင်းလဲသွားခဲ့ပြီးဆွဲကြိုးကိုယူနိုင်ဖို့အတွက်မီကိုကိုလည်းစိတ်ညစ်လိုက်ပါအဲဒီချိန်မှာကန်အောင်လာခဲ့တာကြောင့်ခီဝါရဲ့အကြံစီတွေကပြတ်သွားခဲ့ပြီးမီကိုရဲ့နားမှာရှိနေတဲ့ချိန်တိုင်းမှာလည်းချိန်ခါလေးကနင်းလက်နေခဲ့တာကြောင့်ကန်လည်းဆွဲကြိုးကတူချာနေတဲ့စွမ်းအားပဲဆိုတော့တီးသွားခဲ့ပါအဆောက်အဦပြီးတော့လုံးဆရာဟိယာလုံနေခဲ့တဲ့မီကိုရဲ့တဲတဲ့ကိုလူတယောက်ကတက်တက်စိတ်ဝင်ရောက်လာခဲ့ပြီးဆွဲကြိုးကိုကိုးကူသွားခဲ့ပါပြန်ထွက်มาတော့ပြည်စည်းတစ်ခုကိုတိုက်မိသွားတဲ့အတွက်မီကိုကလည်းတွေ့မြင်သွားခဲ့ပြီးနောက်ကနေလိုက်ပြီးဖမ်းပါအဲဒီလိုနဲ့တောထဲကိုရောက်တဲ့အခါမီကိုကနောက်ကနေကန်းအောင်ဝင်ရောက်တိုက်ခိုက်လိုက်ပြီးသူ့ရဲ့အဆောက်သွဲကြိုးကိုပြန်ပြီးတောင်းလိုက်ပါပြီးရနောက်ဆရာသူလူစီကိုခေါ်လာလိုက်ကြပြီးနင်ညာအကယ်ဒမီရဲ့စီမင်းရတရားဖြစ်သူကလည်းကန်းအောင်ကျောင်းကနေထုတ်ဝဲဖို့အတွက်စီရင်တော့မှာဖြစ်ပါအဲဒီအချိန်မှာကန်နုံကကျူအောက်ဖမ်းပြီးတော့သူတို့စီကိုရောက်လာခဲ့ပြီးလက်ထဲမှာလည်းအဆောက်သွဲကြိုးကိုတွေ့လိုက်ရပါတကယ်တော့ဆောင်ဆွဲကြိုးကိုကိုးရတာခီဝါပဲဖြစ်ပြီးသူကိုယ်တိုင်ကလည်းဝင်ခန်းလိုက်ပြီးကျောင်းသားတွေနဲ့ဆရာဖြစ်သူကိုတိုက်ခိုက်လိုက်ပါဆွဲကြိုးကိုပြန်ဖို့လုပ်ဝေမဲ့ကန်းတီကိုဆောက်သွားကြရကြောင်းခီဝါဖျားမကွင်းနဲ့အောင်ဘယ်သူမှမဝင်နိုင်အောင်စပွင့်တစ်ခုကိုပြုတ်လောက်လိုက်ပါအဲဒါကြောင့်ကန်နဲ့ခီဝါတို့ကလည်းကြောက်ချင်းစတင်တိုက်ခိုက်ကြပြီးစွမ်းအားကြီးမှလုံးနဲ့ခီဝါကြောင့်ကန်လည်းဖရှင်နိုင်မဲ့အစောခံနေရပါအဲဒါအပြင်ပြန်မထားနိုင်တော့တဲ့ကန်ကိုခီဝါအစောစောကိုလှုပ်လိုက်ပေမဲ့ဆွဲကြိုးကစိတ်ရောက်လင်းနေပြီးထွက်ပေါ်လာခဲ့ပြီးခီဝါကိုအထိနာကိုတိုက်ခိုက်လိုက်ပါဘာဖြစ်သွားရဲဆိုတော့ကန်လည်းနားမလည်နိုင်ဖြစ်နေရကြောင်းဆွဲကြိုးကသူ့ရဲ့ပိုင်ရင်အစ်စ်ကိုရှာတူသွားပြီဖြစ်တဲ့အကြောင်းမီကိုကရှင်းပြပါဆရာဖြစ်သူကခီဝါကျူးလွန်ခဲ့တဲ့အဖြစ်တွေကြောင့်သူ့ကိုနင်ညာဆေးရနေဖြုတ်ချလိုက်ပါခီဝါကတော့သူကတကဘာလုံးနေမကပဲဆက်ကြောက်လာတကူလုံးမှာအုပ်စိုးမဲ့သူဖြစ်တာကြောင့်သူ့ရဲ့နာမည်ကိုဒီနေ့ကစားပြီးကောင်းစွာစစ်စီဖြစ်တဲ့လိုလားလို့သိရရမယ်လို့ကြုံသွားလိုက်ပြီးဆရာဖြစ်သူကလည်းစွမ်းနဲ့ခီဝါကိုဖမ်းရောက်ကကောင်းရင်မော်ပြစ်လို့လိုက်ပါ
အဲဒီအချိန်မှာအခြေစားလေးရဲ့ဝင်ပေါက်လည်းပြန်ဟွန်နေဖြစ်တာကြောင့်ကန်လေးပြောကြစကားရည်နဲ့မိဖုရားအများကြီးရှိနေသေးတဲ့ဘီခိုကိုတုံးဆက်ပြီးသားပြန်လာခဲ့ရပါတယ်အချိန်စီကြောင့်ပြန်လည်စားနေဖြစ်တာကြောင့်ရှင်းနိုကလည်းအကိုနေအောင်ပြန်အောင်သွားခဲ့ကြပြီးသူတို့စီကိုဟယ်လီကော်ပတာစီးနဲ့အစိမ်းရောင်ဝင်းရတယောက်အောင်ရောက်လာခဲ့ပါတယ်ဝင်းရကမတိုပိုလီကိုအထီးနောင်ထုတ်လိုက်ပြီးသူတယောက်တည်းကတော့ဖြစ်တဲ့တောင်ဝက်စတာနဲ့ပါအခက်လိုက်တာကြောင့်မတိုပိုလီလည်းပေါက်ခွဲသွားခဲ့ပါတယ်သူတို့နဲ့မတွေ့တဲ့အချိန်တို့အတွင်းမှာရုတ်တရက်ကြီးပေါင်ရဖြစ်သွားတဲ့ကန်ကိုအားလုံးကလည်းအံ့ဩနေခဲ့ကြတာဖြစ်ပါတယ်ရှင်းနိုကလည်းသူတို့ရဲ့ကိုဒီဆွားတွေကိုပြန်သွားခဲ့ကြပြီးတဲကြွနေပါတယ်အဲ့ဒါအပြင်ကန်ပြောရမှုကြောင့်ဆရာကျွတ်နဲ့လူသားညီကိုတွေဆိုတာကိုလည်းတီးသွားခဲ့ပြီးဆရာကျွတ်ကတော့ညညာစည်းမင်းရပြေပေးခံရရင်ဘာသူသားစော်ဆက်မှုမှမရှိတော့တဲ့အကြောင်းခြေပါပါတယ်ဒါကြောင့်ညီကိုတွေဖြစ်နေရင်တော့မှအမှတ်တရတစ်ခုလိုသာကြံတော့တာဖြစ်ပြီးဒါကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်တဲ့အမှတ်တရတစ်ခုလိုဆရာကျွတ်ကပြောပြပါတယ်ဟဲ့လိုနဲ့တကားတော်စက်ကုန်းပြအောင်မပြောရသေးခင်မှာကွန်ပျူတာကနေပြီးဂျိုသားရဲ့နေရာနဲ့မှာပေါ်လာတာကိုတွေ့လိုက်ရပါတယ်အခြေအနေရနောက်ထပ်ဂျိုသားတွေကလည်းထပ်ပြီးပေါ်လာနိုင်သေးတဲ့အတွက်ဆရာကျော်ကခဲရလွှဲပြီးအခြားဝင်ရတွေကိုလူခွဲပြီးဆေးလို့လိုက်ပါတယ်လူသားမင်းရရတော့စုနေမယ်ဆိုရင်နိုင်ဖို့အခွင့်အရေးမရှိရကြောင်းကူးလိုတယောက်ချင်းခွဲပြီးတက်ခိုက်ဖို့အတွက်စီရင်ထားဖြစ်ပြီးအားလုံးအလုံးရှုံနေကြချိန်မှာဆေးရောင်ဝင်ကြောင်းအစိုးသက်ဖို့အတွက်ကျန်းလုံးဂျိုသားကိုကဘာစီဆေးလို့လိုက်ပါတယ်ဒါကိုကန်နဲ့တွေ့သွားတဲ့အတွက်တာမန်မင်းရဝတ်တံကိုပြပြီးထွက်လာခဲ့ပေမဲ့ဘယ်သူ့မှမတွေ့ရဖြစ်နေပါတယ်ဒါပေမဲ့ဂျိုသားကနောက်ကနေတင်းခဲ့တဲ့အရွယ်သားနဲ့ပေါ်လာခဲ့ပြီးအစိမ့်နှုတ်သီးနဲ့ထိုးလိုက်တာကြောင့်ကန်လေးအသေးခိုက်သွားခဲ့ရပါတယ်။ခဲဆက်တွေကလည်းပေါ်လာခဲ့ပြီးကန်အောင်ဖမ်းချုပ်လိုက်တာကြောင့်ဂျိုသားကလည်းနောက်ကျတက်ပြီးအစိမ့်နှုတ်သီးနဲ့ထိုးလိုက်ပြန်ပါတယ်။ကန်လည်းတက်နိုင်တဲ့တော့ပြန်ခိုးဝင်လိုက်ပြီးတားခိုက်ဝတ်လို့မဲ့တကောင်သားဂျိုသားလှုပ်ချင်တာလှုပ်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒက်စီရဲ့ဘက်မှာလည်းရှေ့တို့ကလုံးနဲ့ပြီးချိတ်နေခဲ့ပြီး9ရောက်လောကဂျိုသားကောင်တွေကိုအစိုးလိုက်ကြရမယ်အားလုံးကပြင်းရှင်းလာခဲ့ရကြောင်းဆရာကျော်ကမင်းသားတွေကိုနေရာထားကြောကိုပြန်လာခဲ့ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။ဂျိုသားရဲ့ကချက်ကြောင့်ကန်ရဲ့ခန္ဓာကိုယ်မှာအနာရင်းနဲ့ဟေမတိထိုင်မသာဖြစ်နေခဲ့ပြီးတအားပဲဂျိုသားကလည်းအေယာမရွယ်သားဖြစ်သွားတဲ့ပြီးကန်နီရဲ့ကောင်နေရတဲ့ရှိသေးတာကြောင့်ဝါကန်စောတဲ့တန်တာမင်ကြားတွေကလည်းရှိနေခဲ့ရပါတယ်။စတာဘတ်ကသူ့ရဲ့မျက်လုံးနဲ့မျိုးုပ်တစ်ခုကိုဖန်တီးလိုက်ပြီးဝါကန်စောကိုဒုက္ခပေးနေခဲ့ရကြောင်းရန်တူနဲ့ပြန်ကျုပ်လိုက်ပါတယ်။ပွဲလေးတိုက်ကွက်နဲ့ပါတီးလိုက်တော့စတာဘတ်ဂျိုသားကလည်းတကားစီပေါက်ဝဲသွားခဲ့ပေမဲ့နောက်ထပ်ဂျိုသားတစ်ကောင်ထပ်ပြီးပေါ်လာပြန်ပါတယ်။ကန်လည်းငိုးချိုးပစ်ထားတဲ့ 3K နဲ့ချွေးပေါက်ကြပြီးအခြေအနေဆိုးနေခဲ့ရကြောင်းဆရာကျော်ကကန်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အထိတ်တွေကိုကိုက်သွားတဲ့ဂျိုသားကိုယ်တိုင်ထုံးမှရမှာဖြစ်တဲ့အကြောင်းပြောပြပါတယ်။အဲ့လိုမှမဟုတ်ရင်တပြည့်ပြည့်နဲ့ကန်ကလည်းဂျိုသားနဲ့မျိုးတွေ့ဖြစ်တော့မှကြောင့်သူ့ကိုကိုက်သွားတဲ့ကောင်စီကိုပြန်လာခဲ့ပြီးအပေါ်ဝေးရုံချွတ်လိုက်ပြီးတဲ့နောက်သူကဆောင်မွဲမော်ကိုပြောင်းလိုက်ပါတယ်။ရင်ထဲပိုပြီးပေါ်သွားတာကြောင့်ကန်ကဂျိုသားရဲ့တက်ခိုက်မှုတွေကိုအသာအရာပဲရှောင်နေခဲ့ပြီးရှိန်းတို့ကလည်းဒိုင်းလုံးပလီတာနဲ့နောက်တဲ့တစ်ကောင်ကိုပေါ်တစ်ပါးပို့ပေးလိုက်တယ်ပါတယ်။ကန်လည်းဆောင်မွဲစာပါနဲ့ဂျိုသားကိုအထီးနောင်တက်ခိုက်ပြီးတဲ့နောက်သူ့ရဲ့စိတ်ကိုပြန်ပေးလိုက်ပါတယ်။ဇာကိန်းတို့ကတော့လက်မလျှော်ပဲနောက်ရိပ်ပြန်ပြီးအသက်သွေးမိလိုက်ပြန်တာကြောင့်အကောင်လုံးဇက်တိုက်ရှင်းထားရတဲ့မဂဇောကလည်းအထီးနာနေပဲဖြစ်ပါတယ်။အဲဒါကြောင့်ကန်သူ့ရဲ့ဟယ်လီကော်ပတာကြီးနဲ့ချောင်းလာခဲ့ပြီးထိုးရဲ့မဂဇောအစိပ်ပိုင်းနေရာမှာအစားတို့ဝင်ရောက်လိုက်ပါတယ်။ပေါတင်တဲ့မဂဇောဟာဒီဂျိုသားကိုလည်းရှင်းအောင်တို့ရဲ့နောက်ပို့ပေးလိုက်ပြီးပလိတ်နဲ့ဟန်နာတို့ကလည်းတန်နာကန်တို့နဲ့ဂျန်နီရဲ့ကောင်တွေကိုအစိုးရလိုက်ပြီးပဲဖြစ်ပါတယ်။တနေ့တည်းမှာပဲသူ့ရဲ့ကောင်နဲ့အများပြားရှော့သွားခဲ့ရကြောင်းဒိုးစားလေးထမင်းခွနဲ့မစားထားတဲ့ရုံနဲ့ဂျေမနဲ့ဖြစ်နေခဲ့ပြီးရှိန်းတို့ကလည်းဝင်းရဖြစ်လာတဲ့ခန်းအောင်အတိမတ်ပြည့်ရဲ့အနေနဲ့အသိအောင်ညင်ညာဝစ်စော်ကိုပေးလိုက်ပါတယ်ဒီနေ့မှရှိန်းတို့ကလေ့ကျင့်လုံနေခဲ့ကြပြီးကန်ကလည်းတူဝဲထင်ကြီးခံနေတာကြောင့်တောင်ကုန်းမြင့်တစ်ခုကိုတက်ဖို့ကြိုးစားရမယ်ခွေးကြကြသွားခဲ့ပါတယ်အဲ့ဒါအပြင်ဆရာကျော်ကလည်းကွန်ပျူတာကိုကလိယာများသွားတဲ့အတွက်ကန်းကိုဖိခိုင်းဖို့ခေါ်နေခဲ့ရကြောင်းညင်ညာထားကြောကိုအများနဲ့ပြေးရပြန်ပါတယ်ထိုးရီတို့ကတော့ညစကားကိုစောက်ရောက်နေရတဲ့အပြင်ဗိညာတယောက်ကဖြစ်နေသေးတဲ့ကမ်းမှာအားလက်ချိန်ဆိုတာမရှိရချောင်းစိုးရိမ်နေခဲ့ပြီးဆရာကျော်ကလည်းတောင်းဝန်တွေအများကြီးကိုလုံနေရတဲ့သူသားကိုဘဝင်မကျဖြစ်နေခဲ့ရဖြစ်ပါတယ်။အခြားလူတွေလိုပဲအနားယူကိုပြောရမယ်။သူ့မှာလှုပ်ရှားတွေအများကြီးရှိသေးတဲ့အတွက်ကမ်းကညှင်းဆန်လိုက်ပါတယ်။ဆိုင်ဘက်မှာလည်း play ကထိုးရီရဲ့အတွက်ရေဝဲပလင်းတစ်ခုကိုလက်ဆောက်ဖြစ်ပေးလိုက်ပါတယ်။ရှင်မွေးနှမ်းကတော့ဘလို့နေလဲမသိပေမဲ့ရှုံးမဲ့နေတဲ့မျက်နှာနဲ့ထိုးရီကကောင်းပါရဲ့လို့ပြန်ပြောလိုက်ပြီးအလိုက်တီးရဲ့ play ကလည်းဟိုလုံးကိုဖျမ်းမိလိုက်တာဖြစ်ပါတယ်။လူသားရဲ့ဘက်မှာလည်းဖေကာပါလို့ခေါ်တဲ့လူသားတွေကိုရေမွေးဖြစ်ပြောင်းလဲပြနိုင်တဲ့လူသားတစ်ကောင်ကိုဆင့်ဝါလိုက်ပြီးသူ့အတွက်ရင်းညာနဲ့ရှိတဲ့ရေမွေးကိုယူလာခဲ့ဖို့အတွက်မိတ်ပေးလိုက်ပါတယ်။ဟဲ့လိုနဲ့ကမ်းခြေကိုသွားကြမယ့်ရှိန်တို့ကတိုးနဲ့တူလိုက်ခဲ့ဖို့ကမ်းအောင်လာခေါ်နေခဲ့ပြီးခမမိုက်ဖက်ရှင်နဲ့ကန်တယောက်ကလည်းထွက်လာခဲ့ပါတယ်။အဲ့ဒီချိန်ညီညာစကန်ရဲ့တနေရာမှာတော့လက်ရိချေတို့ကျိုးတုတ်ခံထားရတဲ့ခြားကန်တယောက်ကလည်းရှိနေခဲ့ပြီးကမ်းခြေမှာလည်းမိုက်တာစကိတ်ဖီချက်တွေနဲ့ကန်တယောက်ကအကွက်တွေပြနေခဲ့ပါတယ်ပင်လယ်ထဲမှာလည်းဖိုက်တာတို့ယူရာရှောသီးနေတဲ့အပြင်စံငပြိုင်းမှာပါဟန်နာတို့ကြော်ပြီးပထမရောက်သွားခဲ့ရကြောင်းကျန်တဲ့9ယောက်ကလည်းပြပြဟောင်းကားတွေဖြစ်နေရပါတယ်။အဲဒီချိန်မှာဆီယာကျော်ကဖေကာပေါ်လာတဲ့အကြောင်းမော်ဖာရီကနေပြီးတက်တဲ့အတီးပေးလိုက်တာကြောင့်ဘေးကြားရည်လည်းမျိုးတွေကိုထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့ကန်ကဂျိုသားကိုစိတ်ဝင်စားတဲ့အပြင်ရှေ့မှာရှိနေတဲ့နီယောက်ကားကမျက်စိကျနေတဲ့အတွက်ရင်းချောင်း9ယောက်လည်းတိုင်ပတ်နေခဲ့ကြပါတယ်
ဖေကပါဒက်ဆင်နဲ့ထိုးကြီးကိုရင်ဝေးပြုတ်ကိုပြောင်းလိုက်ပြီးရှိန်တို့ကလည်းကူညီဖို့ကြိုးစားရမယ်ဂျိုသားကပြန်ပြီးပြောက်သွားခဲ့ပါတယ်တကယ်ချင်းတွေကိုမကူညီပဲအေးစစ်စစ်မုံသားနေတဲ့ကန်းကိုရှိန်တို့ကစိတ်တိုးသွားခဲ့ပြီးထိုးနဲ့ဒက်ဆင်ကိုကဲဖို့အတွက်ထွက်လာခဲ့ပါတယ်။ညညာစခန်းမှာအဖမ်းခံထားတဲ့ကဲရလည်းလွတ်မြောက်လာခဲ့ပြီးရှိန်တို့ရဲ့နောက်ကိုလိုက်လာခဲ့ရကြောင်းကဲနဲ့အောင်မြင်လိုက်ရတဲ့ရှိန်ဟန်နာနဲ့ဘလိတ်တို့ကလည်းမျက်လုံးပြူသွားခဲ့ရပါတယ်။ရှိန်ဟာတစ်ချိန်လုံးသူတို့နဲ့ရှိနေခဲ့တာတူအောက်ဆိုပြီးသွားခဲ့ပြီးတားခိုက်နေခဲ့ရကြောင်းကဲနဲ့တားလိုက်ရပါတယ်။ဒီကောင်ကတူးမဟုတ်ပဲသူဖန်တီးထားတဲ့ကိုဝါတစ်ခုဖြစ်ပြီးညညာစခန်းကိုကူညီဖို့အတွက်ပြုလုပ်ခဲ့တာဖြစ်တဲ့အကြောင်းကဲရှင်းပြပါတယ်။ဒါပေမဲ့တေသနာအနေငယ်ဖြစ်သွားတဲ့အတွက်ကူးလိုတွေဖြစ်ကုန်တာဖြစ်ပြီးကဲကထင်းချုပ်ဝိဆက်နဲ့ညညာစခန်းကိုပြန်မှုလိုက်ပါတယ်။ပြီးရင်တော့ဖေဂါဝါနဲ့ဆက်လက်တက်ခိုက်ကြပြီးရှိန်ရန်ဒက်ဆင်နဲ့ထိုးကြီးကိုရှာဖို့ထွက်လာခဲ့ပါတယ်။ရင်ဝဲပလင်းနေရများလို့နေတဲ့အတွက်ရှိန်လည်းအခက်တွေ့နေခဲ့ပြီးအဲ့ဒီချိန်မှာဖေဂါပါအခန်းတစ်ခုလုံးကိုဖောက်ခွဲပြလိုက်ပါတယ်။ဒါပေမဲ့ရှိန်ရန်မြူငွေတွေကြားကနေပြန်ဝင်လာခဲ့ပြီးဒက်ဆင်နဲ့ထိုးကြီးရဲ့ပလင်းကိုလည်းရှာတွေ့သွားခဲ့ရကြောင်းလုံးမြောက်အောင်လုပ်ပေးလိုက်ပါတယ်။စူအောင်ထားသမျှရဲ့အားလုံးကပြည့်စည်သွားတဲ့အတွက်ဖေဂါပါပေါက်ကွဲပြီးဗင်းရားတွေကိုမိကုတ်ရန်ကိုတားခိုက်နေခဲ့ပါတယ်။သူ့ငယ်ချင်းတွေကိုတီးခတ်နေရကြောင်းကန်စူဝါဆောင်ဝိုင်းမော်ကိုပြောင်းလိုက်ပြီးဖေဂါပါနဲ့1-1ချနေပါတယ်။ကန်ရဲ့အားပြင်းတဲ့ကိုင်းရဲ့ကြောင့်ဖေဂါပါတယောက်ကပြင်ုံလူသားခဲ့ပြီးဆောင်ဝိုင်းစာပါနဲ့ပါသုံးသက်ပေးလိုက်ပါတယ်။ဒါပေမဲ့ဒိုးသားကစားလိမ့်နဲ့ဖြန့်အသက်သွင်းလိုက်ပြန်တာကြောင့်ကန်လည်းဆောင်ဝိုင်းစတားမဂဇောကိုဆင့်ခေါ်လိုက်ပါတယ်။ရှိန်တို့ကလည်းတုံးမဂဇောနဲ့အကူအညီပေးဖို့ရောက်လာခဲ့ပြီးမဂဇောနှစ်ကောင်လုံးကအပေါ်နေတဲ့ဝက်အသေးသေးနဲ့တခိုက်လိုက်ကြတာကြောင့်ဖေဂါပါလည်းရင်းရတွေကိုနောက်ကျထပ်ပြီးအရင်နှိပ်သွားခဲ့ဖြစ်ပါတယ်။အဲ့နောက်မှာတော့ရှေ့ရန်ကန်ကိုညညာစကားမှာနေရမယ့်သူကိုဘာလို့အားကစားဘက်မှာရန်တော်အောင်လုပ်ခဲ့တာလဲဆိုတာမေးကြည့်ပါဦး။ကန်ကသူ့မှာပိုင်းနဲ့ပတ်သက်ပြီးပြင်ဖို့အတွက်အချိန်မရခဲ့ရကြောင်းလို့ပြန်ပြောလိုက်ပါ။ဘလိတ်ကဟန်နာကိုဆိုင်ရထိုးသီးကြဖို့အတွက်ပြောရမယ်။ချာလီဆိုရဲ့ကလေးတယောက်ထိပေးရမှာဖြစ်တာကြောင့်ဟန်နာကညှင်းဆလိုက်ပါ။အဲ့ဒီအချိန်မှာရှေ့ရန်မဂဇင်းစာအုပ်တစ်ခုကိုခိုင်းရရောက်လာခဲ့ပြီးအားကစားနဲ့ပတ်သက်တဲ့ပြန်ခွဲတစ်ခုရှိရဆိုတာပြောပြလိုက်ပါ။ပြန်ခွဲရတော့10မိနစ်စာရှိတဲ့ဗီဒီယိုတွေထဲမှာအကောင်းဆုံးတစ်ခုကိုသာရွေးချယ်မှာဖြစ်တာကြောင့်အားလုံးကလည်းစိတ်ဝင်စားနေကြပါတယ်။ဒါပေမဲ့ဗီဒီယိုရိုက်ဖို့ကင်မရာမရှိရကြောင့်ထိုပစ္စည်းကိုရနိုင်မဲ့နေရာကိုထွက်လာကြပါတယ်။ဝါယာတို့ရဲ့ဘက်မှာလည်းရေမမရှိရဲ့အမိုက်တွေကိုကဘာမီကအသုံးဝင်တဲ့ပစ္စည်းတွေနဲ့လဲလှယ်နေခဲ့ပါတယ်။လူသားကတော့သူ့ရဲ့ဂျိုသားထဲကျော်ဝိဆက်ကိုပေးဖို့ပြောရမယ်။ညီမနှစ်ယောက်ကတော့တက်ကိုမျက်ခုံးဝေးပြင်းတဲ့ပစ္စည်းနဲ့လဲလာခဲ့တာပဲဖြစ်ပါတယ်။အဲဒါကြောင့်လူသားလည်းသူ့ဆက်ကိုပြန်မရရင်နှစ်ယောက်လုံးရဲ့မျက်ခုံးမွေးတွေကိုတပင်းစီဆွဲနှုတ်ပြမှာဖြစ်တဲ့အကြောင်းရှားစံပေးလိုက်ပါတယ်။ရှိန်တို့ကလည်းကင်မရာရှိရဲ့ကန်စီကိုရောက်လာခဲ့ပြီးပြန်မွေးအကြောင်းကိုပြောပြကြပါတယ်။ကန်ကကင်မရာကိုငှားလို့ရရင်မဲ့သူကလည်းဘယ်သူမှထီးလို့မရတဲ့အကြောင်းနဲ့အားလုံးရိုက်နိုင်ဖို့အတွက်အချိန်ကိုလည်းညီမြောက်အောင်လုပ်ရမယ်လို့ပြောလိုက်ပါတယ်။ဟန်နာလည်းနိုင်ငံတော်ဂိမ်းရလွင်ဘာလို့ဘာမှမကြိုက်တဲ့ကလေးတစ်ကောင်နဲ့တိုင်ဘက်နေပြီးမာယာတို့ကလည်းချာလီရဲ့ကြောဘော်ထဲမှာရှိတဲ့လူသားထိကြော်ဝိဆက်ကိုတွေ့လာခဲ့ပါတယ်။ချာလီကဟန်နာဘာလို့ဖို့ကြိုးစားနေရဆိုတော့သူသိရဆိုတဲ့အကြောင်းနဲ့သူ့ရဲ့ဘဝမှာဖေမရှိပဲနေလာခဲ့တာကြာနေဖြစ်တာကြောင့်နေတတ်နေပြီလို့ဆိုတာအိပ်ပြန်လာခဲ့ပါတယ်။ကန်ကရှိတ်ဆက်လေးစီးနေတာကိုဘေးကနေဗီဒီယိုရိုက်ပေးနေပြီးကျန်တဲ့3ယောက်ကတော့စိတ်မရှိပဲဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာမော်ဖာရီကနေအချက်ပေးတဲ့မီလာခဲ့ရကြောင်းအားလုံးလည်းပြန်ပြီးတော့ခဏထားပြီးထွက်လာခဲ့ကြရပါတယ်။ခဲသက်နှစ်ကောင်ကတွေးလိုက်ရတဲ့အတွက်ဒက်ဆင်လည်းသူတယောက်တည်းဖြည့်ရှင်းဖို့လုပ်မယ်။တပတ်မှရှိတဲ့တောက်ကလေးချာလီရဲ့လက်ဆောင်မှုကြောင့်ခဲသက်တစ်မျိုးလုံးကရောက်ချလာပါတယ်။ရှိန်တို့လည်းရင်းပုံစံတွေကိုပြောင်းချကြရမယ်။တရဝါနဲ့လက်နက်ကအင်အားကြီးမမျှတာကြောင့်၄ယောက်လုံးလည်းအရေးမနေခဲ့ရပါတယ်။ဒါပေမဲ့ချာလီရဲ့လက်ချက်နဲ့ဂျိုသားဆက်လည်းပြတ်သွားခဲ့ရကြောင်းခဲသက်တွေအားလုံးလည်းပျောက်သွားခဲ့ပါတယ်။မာယာတို့ကလည်းခွေးထုတ်တဲ့ဆက်နဲ့ဂျိုသားကိုဂျင်းထဲကိုကြိုးစားရမယ်။အလိန်နေတာပေါ်လာခဲ့ပြီးဟန်နာလည်းချာလီနဲ့အစင်မပြေတဲ့အကြောင်းတွေဘလိတ်ကိုရင်ဖွင့်နေခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးကဖေးမရှိကြတော့တာဖြစ်ပြီးချာလီကတော့ငယ်သေးတဲ့အတွက်ချိန်ခဏတော့ပြေးလိုက်ဖို့အတွက်ပြောပြပါတယ်။ညောင်းမာသားလေးကတော့ဆက်ကိုရေဒီယိုနဲ့ပါချိန်ပြီးကလိနေပြန်တာကြောင့်အထဲကနေဒွမ်းမူဂျိုသားကထွက်လာခဲ့ပါတယ်။ရင်းရရဲ့လည်းရေဒီယိုကောင်းတဲ့ကောင်စီကိုရောက်လာခဲ့ရတိုက်ခိုက်နေခဲ့ကြပြီးချာလီရဲ့အမေဖြစ်တဲ့သူကဆက်ကိုပိတ်လိုက်တာကြောင့်ဂျိုသားလည်းပြန်မြောက်သွားခဲ့ပါတယ်။တခုခုတည်သွားခဲ့တဲ့ဟန်နာရင်းရရဲ့ကြီးကနေထွက်လာခဲ့ပြီးဂျိုသားထိတ်ကျော်ရေးဆက်ကနေခဲဆက်တွေပါပေါ်လာခဲ့ရကြောင့်ချာလီလည်းဂိမ်းကအစ်စ်နဲ့တူတဲ့ဟလို့ကျေးဇူးလိုက်ပါတယ်။ဟန်နာရောက်တဲ့အချိန်မှာတော့ကဲဆက်တွေကချာလီကိုဖမ်းဖို့လုပ်နေရကြောင်းကဲသေးဝင်လောက်လိုက်ရပါတယ်။အဲဒီနောက်မာယာတို့ကလည်းချာလီရဲ့အိမ်ကိုရောက်လာခဲ့ပြီးဂျိုသားထိတ်ကျော်ရေးဆက်ကိုပြန်ယူသွားခဲ့ပါတယ်။ဒေါ်မူဂျိုသားကလည်းပြန်ပေါ်လာတဲ့အတွက်ကန်နဲ့ဘလိတ်တို့ညီကိုလည်းတိုက်ပွဲစီကိုရောက်လာခဲ့ပြီးဟန်နာကတကူတော်ခွဲဖြစ်တဲ့တန်နာစီတန်နဲ့တီးပေးလိုက်ပါတယ်။အထီးနာသွားတဲ့ဂျိုသားကခဲဆက်တွေကိုစစ်ကူပေးဖို့ခေါ်လိုက်တာကြောင့်ရှိန်တို့လည်းဆူနာမီဆိုင်ကနဲ့ကူညီပေးဖို့ရောက်လာခဲ့ပါတယ်။ဟန်နာနဲ့ဘလိတ်တို့ကလည်းသူတို့ရဲ့လက်နက်တွေကိုပေါင်းပြီးထားတဲ့တန်နာပလက်စတာနဲ့ဂျိုသားကိုသုံးသက်ပေးလိုက်ပြီးသူ့ရဲ့တက်ကိုပြန်သွားတဲ့ဂျိုသားကလည်းကားလေးနဲ့ထုံးတဲ့အတိုင်းပြန်အသက်သွင်းမိလိုက်ပြန်ပါတယ်။အဲဒါကြောင့်ဟန်နာတို့လည်းတန်နာမဂဇောရဲ့အကူအညီကိုယူကြရပြီးကန်အကူအညီကြောင့်လက်နက်တွေကိုရှာသွားတဲ့မဂဇောကဂျိုသားကိုခေါင်းဝင်ပေါ်မှာဖောက်ခွဲပစ်လိုက်ပါတယ်။ရှိန်တို့ရဲ့ပြန်ဝင်ဝင်အတွက်ရိုက်ထားတဲ့ဗီဒီယိုတွေကအစာပိုင်း10မိနစ်လောက်ကောင်းပြီးနောက်ပိုင်းတွေကခြာထူးလန်နေခဲ့ရကြောင့်၄အောင်လို့လည်းလက်ရမိုင်မှန်နေရပါတယ်
အဲဒီလိုနဲ့ကန်ကဗီဒီယိုလေးကိုတစ်ခုရဲ့ဖြစ်ပေါင်းစည်းပြလိုက်တာကြောင့်အစီအမီသွားခဲ့ပြီးပြန်မှပထမရသွားခဲ့ရကြောင်းအားလုံးလည်းပျော်ရွှင်သွားခဲ့ကြပါတယ်အပိုင်း19ရဲ့စာမှာတော့ပြန်နေခဲ့တဲ့ဟန်နာရဲ့ဆိုင်ကအခြေအနေဆိုးနေခဲ့ပါတယ်ပွဲရလည်းမကြိုင်မှာပြန်ပြီးစတင်တော့မှဖြစ်တာကြောင့်ဆိုင်ငယ်ကို9 နာရီလောက်အချိန်ပေးပြေးရမယ်ဟန်နာကိုလည်းတိုက်ပတ်နေရပါတယ်အဲဒီအချိန်မှာသူတို့စီကိုခက်ကြောက်ရောက်ပိုးတဲ့လူတယောက်ရောက်လာခဲ့ပြီး2 နာရီတွင်သူကြောက်ပြေးမယ်လို့ပြောတာဆိုင်ငယ်ကိုပြုတ်တီတက်တွေစလုပ်ပါတယ်အဲဒီလိုနဲ့ပြန်ပွဲကပြန်မစားနိုင်မှာပဲဆိုင်ငယ်ကကောင်းသွားခဲ့ရကြောင်းဆက်စရာကျေးဇူးနဲ့ဟန်နာတို့ကလည်းပထမရသွားခဲ့ကြပါတယ်ဒက်ဆင်းရဲ့ပြောပြမှုနဲ့သူတို့ရဲ့ဆိုင်ကိုပြေးမသွားတဲ့လူရဲ့နာမည်ကဖေးဆိုတာတီးသွားခဲ့ရကြောင်းမြို့ပြင်ကအဆောက်အပြက်မှာနေတဲ့ဖေးစီကိုထွက်လာခဲ့ပြီးဟန်နာကသူ့နဲ့သူအလုပ်တွဲလုပ်ဖို့အတွက်ကန်လန့်လိုက်ပါတယ်ဖေးကဆိုင်ငယ်စမ်းသပ်မှုတစ်ခုကိုလုပ်နေခဲ့ရကြောင်းအစကတော့ရင်းဖို့လုပ်ရင်မဲ့ဟန်နာတို့ကိုလည်းအားနာကြောင်းပြန်မှာတွေးကြဖို့အတွက်ချိန်ထုတ်လိုက်ပါတယ်အဲဒီလိုနဲ့ဟန်နာနဲ့ဘလိတ်တို့ပြန်သွားကြတဲ့အခါဖေးကခေါင်းဆောင်တစ်ခုကိုဆွတ်လိုက်ပြီးသူ့ရဲ့စမ်းသပ်မှုဖြစ်တဲ့ဆိုင်ငယ်ကိုကိုယ်တိုင်မောင်းပြမလို့ပဲဘေးကနေထိချုံနေခဲ့ပါတယ်ဒါပေမဲ့ဆက်ကကြာမကန်ပဲရှော့ရိပ်ဖြစ်ကုန်တာကြောင့်အဆောက်အုံထဲမှာပေါက်ကွဲမှုတစ်ခုကဖြစ်သွားခဲ့ပါတယ်။ကွန်ပျူတာကနေပြီးဂျိုသားတစ်ကောင်ပေါ်လာတာကိုတွေ့လိုက်ရတဲ့အတွက်ရှိန်းတို့လည်းဆူနာမီဆိုင်ကယ်နဲ့ထွက်လာကြပါတယ်။ဂျိုသားကလည်းပေါ်ဝေးကိုချွတ်လိုက်ပြီးတဲ့နောက်သူ့ရဲ့ဆိုင်ကယ်ကိုထုတ်လိုက်တော့အစင်းမင်းနဲ့ဂျိုသားကိုရှိန်းတို့လည်းအောင်းသွားခဲ့ပါတယ်။၃ ယောက်တယောက်ဆိုတဲ့အနေထားမှာတော့ဂျိုသားရဲ့လက်ချက်နဲ့ရှိန်းတို့ပဲအစော်ခံနေရပြီးကန်လည်းစူပါဆောင်မွဲမှုနဲ့ဝင်ပြေးမှုလုပ်ရင်းမဲ့သူ့ဘအဝေးကိုလွန်သွားခဲ့ပါတယ်။ရင်းရရဲ့ဖင်ဆုပ်ပြီးအတီးခံနေရတော့တွေးလိုက်ရတဲ့လူသားလေးဒီဂျိုသားကသူတို့စီရကောင်မောက်ဝင်မဲ့အခြားကောင်တွေပို့ပြီးတောင်ရန်နေကျန်းနေရကြောင်းဘယ်ကနေလာလဲဆိုတော့တင်းစားလို့မရဖြစ်နေပါတယ်။ဟန်နာနဲ့ဘလိတ်တို့လည်းရောက်လာခဲ့ပြီးတဟိုက်ကြရမဲ့တမလွန်းနဲ့မော်ဒရိုဂျိုသားကြောင့်သူတို့ပါအကျိတ်ခံလိုက်ရပြီးခွိုင်ဘတ်စတာနဲ့ပြစ်တာတော့မှဘာထိရောက်မှမရှိပဲဖြစ်နေပါတယ်။မော်ဒရိုကဟန်နာကိုမထားနိုင်တော့အပီသိမ့်လိုက်ပြီးမဲ့သူကိုယ်တိုင်လည်းထိခိုက်တဲ့ဟန်ရသွားခဲ့တဲ့အတွက်ပြန်ပြေးသွားခဲ့ရပါတယ်။ကန်ကဂျိုသားရဲ့ခန္ဓာကိုယ်ထဲမှာလူသား DNA တွေကိုတွေ့လိုက်ရတာကြောင့်တရေပြောက်ကောင်တယောက်ဆိုတော့တီးသွားခဲ့မဲ့သူလဲဆိုတာတော့ရှာမတီးသေးပဲဖြစ်နေပါတယ်။ဘလိတ်နဲ့ဟန်နာစီကိုဖေးကရောက်လာခဲ့ပြီးဆိုင်ငယ်ကိုပြင်ပေးဖို့လုပ်ရမဲ့သူ့ရဲ့လက်တွေကတုံနေတဲ့ပြင်ခန္ဓာကိုယ်ကလည်းမူးမန်နေဖြစ်နေရကြောင်းအမြန်ပဲထွက်ပြေးသွားခဲ့ပါတယ်။သူ့ရဲ့နေရာကိုပြောင်းတဲ့အခါမှာတော့ဖေးကမော်ဒရိုဂျိုသားပုံစံကိုပြောင်းလဲသွားခဲ့ပြီးအချက်ပေးတံမိလာတဲ့ဘလိတ်တို့ကလည်းအမြန်ပဲထွက်လာကြပါတယ်။ဒါပေမဲ့နှစ်အောင်လုံးကအလဲအကွဲကွဲနဲ့သာခံနေကြရပြီးဟန်နာကမော်ဒရိုကောင်စီကိုပြေးဝင်သွားခဲ့ရကြောင်းဆွမ်းတစ်ခုနဲ့ကောက်သွားခဲ့ပါတယ်။ဂျိုသားကဆိုင်ငယ်နဲ့ချိတ်ဆက်ထားတဲ့ခေါင်းဆောင်သူကိုဟန်နာကိုစွတ်ပေးလိုက်ပြီးတဲ့နောက်ရေရဆွမ်းအားတွေကိုစုပ်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဖေးပုံစံကိုပြန်ပြီးပြောင်းလဲသွားခဲ့ရကြောင်းဟန်နာကိုကူညီဖို့လုပ်ရမဲ့မော်ဒရိုကောင်ပြန်ပြီးထိချုပ်သွားခဲ့ပါတယ်။ဟန်နာမှာတော့ကန်တို့ကလည်းမော်ဒရိုကောင်ဖေးဆိုတော့ပြူသွားခဲ့ရကြောင်းအဆောက်အပျက်စီကိုထွက်လာခဲ့ကြပြီးရှိန်တို့ကရှေ့ရနေဂျိုသားကောင်ကိုစိန်ခေါ်နေခဲ့ပါတယ်။အဲဒီလိုနဲ့မော်ဒရိုကောင်ဂျိုလာထွက်လာတဲ့အခါမှာတော့ရှိန်တို့ကအဝေးကိုမြှောက်ခေါ်သွားခဲ့ကြပြီးကန်နဲ့ပလိတ်တို့ကဟန်နာကိုဝင်ပြီးကဲကြပါတယ်။ရှိန်တို့ရဲ့စီကိုဇာကိန်းနဲ့ခဲသက်တရားလည်းရောက်လာခဲ့ပြီးဂျိုသားကိုဖျက်လွတ်ဖို့လုပ်ရမဲ့ဘယ်သူစကားမှနားမထောင်တဲ့ဂျိုမာသားတော့ဖက်ပြီးသွားခဲ့ပါတယ်။ဘလိတ်ကဂျိုသားဟန်နာစီကိုရှောင်မသွားအောင်နောက်ကနေလိုက်ပြီးတားဖို့လုပ်ရမဲ့သူ့ရဲ့အနေနဲ့တယောက်တည်းကတော့ဘလို့မှမရှင်းနိုင်တာကြောင့်အတီးခံလိုက်ရပြီးရှိန်တို့ကလည်းခဲသက်တွေစောတာကိုခံနေရပါတယ်။အဲဒီအချိန်မှာဖေးရဲ့ဆိုင်ကိုမလာတဲ့ဟန်နာရောက်လာခဲ့ရခဲသက်တွေအားလုံးဖြည့်ရှင်းပေးလိုက်ပြီးတဲ့နောက်မော်ဒရိုရဲ့လက်ချက်နဲ့တောင်းကိုပြုတ်ကျသွားတဲ့ဘလိတ်ကိုလည်းဆိုင်ကိုဖလိုက်မှုပြောက်ပြီးအထားကျကျနဲ့ဝင်ခဲ့ပေးလိုက်တာဖြစ်ပါတယ်။ပြီးတဲ့နောက်ဂျိုသားကောင်လည်းလေးစားနဲ့အစိုးသက်ပေးလိုက်တာကြောင့်ဖေးကဒီပုံစံကိုပြန်ပြောင်းသွားခဲ့ပြီးဖြစ်ပျက်ခဲ့တာတွေကိုတော့မေ့သွားခဲ့ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ဇာခဲကပြည့်စည်သွားတဲ့မော်ဒရိုကောင်ရဲ့အစိပ်ပိုင်းကိုရေမော်ယူဆောင်လာခဲ့ပြီးခဲသက်တစ်ကောင်ရဲ့စွမ်းအားကိုထည့်ပေးလိုက်တာကြောင့်ဂျိုသားကလည်းတဖန်ပြန်ပြီးရှင်သန်လာခဲ့ပါတယ်။20စမှာတော့အာဂါသာထဲမှာရှိတဲ့ဂျိုသားရဲ့တစည်းကဖြူအောင်လင်းလုံးလိုက်လံပစ်ခတ်နေကဘာပေါ်ဥတီလာခဲ့ပါတယ်။ကျင်းငယ်ခရီးထွက်သွားခဲ့တဲ့ဆရာချွတ်ကြောင့်အားလုံးလည်းလွတ်လပ်ရနေကြပြီးမနေ့ဖြန်ကတိုးရဲ့မွေးနေ့လည်းပဲဖြစ်ပါတယ်။တောအုပ်ထဲကအကူကြီးတောင်းတဲ့တစ်ခုကြောင့်နီယာအင်းကြီးနဲ့ကောင်လေးကအိုက်ရှာနေခဲ့ပြီးတနေရာရောက်မှာတော့ပင်းငွေမှာကတ်နေတဲ့အဖြူအောင်လင်းလုံးကိုတွေ့လိုက်ရတဲ့အတွက်လွတ်မြောက်လုပ်ပေးလိုက်ပါတယ်။အလင်းလုံးပျောက်သွားတဲ့တပြိုင်နက်နောက်ထပ်မဲအောင်ဆက်လို့တစ်ခုကထိုကောင်လေးကိုတိုက်ခိုက်ဖို့အတွက်ရှေဟုံနဲ့ပြေးဝင်လာခဲ့ပါတယ်။တကယ်တော့ဒါရီအားလုံးကရှိုင်းရဲ့အိမ်မက်တစ်ခုကဖြစ်နေခဲ့ပြီးထိုရီတို့ကလည်းမွေးနေ့ပါတီလုပ်ဖို့အတွက်ကမ်းခြေကိုထွက်လာခဲ့ကြပါတယ်။ရှိုင်းကကိုတလော့အိမ်မက်တစ်ခုတည်းကိုသာဇက်တိုက်မှတ်နေခဲ့ရကြောင်းစစ်ဆေးဖို့အတွက်တောအုပ်တဲကိုတော်ရဲထွက်လာခဲ့ပါတယ်။အဲဒီလိုနဲ့အိမ်မက်ထဲကအတက်ဖြူအောင်လင်းလုံးကိုတွေးလိုက်ရတဲ့ပြင်နောက်ကနေမဲအော့ဖ်ဆလော့ကလည်းလိုက်လာခဲ့ရကြောင်းကလေးတို့ကြောက်နေတော့တဲ့ရှိုင်းကအဝေးကိုကန်ထုတ်လိုက်ပါတယ်။အဲဒီအခါဆက်လုံးကဂျိုသားတဲ့ကောင်ဖေကိုပြောင်းလဲသွားခဲ့ပြီးဗက်စီကတ်လို့ခေါ်တဲ့ဂျိုသားကရှိုင်းစီကနေကာမီနီယံကိုတောင်းနေခဲ့ပါတယ်။ဘာမှမသိတဲ့ရှိုင်းကတော့ဂျိုသားဆိုရင်အကုန်ပြင်ရမယ်ဆိုတဲ့တာဝန်တိုင်ဝင်ချရမယ်ဗက်စီကတ်ကတော့ရက်တစ်ပတ်ပဲတုံးပြီးပြန်ဆော်လိုက်ပါတယ်။ဝင်းရဖို့ဆောင်တော့ဖတော်တဲ့ချက်နဲ့တီးလိုက်တဲ့ဗက်စီကတ်ကြောင့်ရှိုင်းလက်ဘွားပြောင်းဖို့အခြေအနေဖြစ်နေခဲ့ပြီးအဲဒီအချိန်မှာဖြူအောင်လင်းလုံးကဝင်ခဲ့ပေးခဲ့လို့ကောင်းသွားခဲ့ရဖြစ်ပါတယ်။ထို့ရမိန်းကလေးတယောက်ပုံစံကိုပြောင်းလဲသွားခဲ့ပြီးစကိုင်လာလို့ခေါ်တဲ့သူမရှိုင်းနဲ့တူတောအုပ်ထဲကနေထွက်နိုင်ဖို့လမ်းကိုရှာနေကြပါတယ်။လူသားရဲ့မိတ်နဲ့တောအုပ်ထဲကိုရောက်လာခဲ့တဲ့ချူဦးနဲ့ဇာခိန်းတို့ကဗက်စီကတ်ရဲ့ဂျိုသားရင်ကိုရှာတူသွားခဲ့ကြပါတယ်
ဒီအကြောင်းကိုပြန်တဲ့ပို့လို့မဲ့စိုက်ဘာကန်ကပါထိုနေအောင်ရောက်လာခဲ့ပါတခိုင်ပေါ်မှာတဲ့ဇာကိန်းတို့လည်းကက်ဆက်ရင်းနဲ့ထားပြီးပြန်သွားခဲ့ရကြောင်းစိုက်ဘာကန်ကလည်းပြမမခိုင်ပဲငညာထားကြကိုပြန်ပြေးသွားခဲ့ပါပြီးရနောက်တောတဲ့ကိုဘယ်မှမသိတဲ့ဂျူသားတဲ့ကောင်ရောက်နေတဲ့အကြောင်းထိုရီတို့ကိုသတင်းပေးလိုက်တာကြောင့်ကန်ကငညာထားကြကိုပြန်လာခဲ့ပါတောတွေကနေထွန်းနိုင်ဖို့လမ်းကိုရှာနေကြတဲ့စကိုင်းလာတို့ကရှဲရဲ့အမတ်သေးရနေအောင်ရောက်လာခဲ့ပါဗဒီကကပါထိုနေရာမှာပေါ်လာခဲ့ရကြောင့်ပြန်ချရလည်းမနိုင်မဲ့သူကိုင်လာရဲ့အကူအညီနဲ့ထပ်မံထွက်ပြေးလာခဲ့ကြပါအဲ့ဒီချိန်မြို့ထဲမှာလည်းဇာကင်းကဆဲအုပ်တဲ့နဲ့ပေါ်လာတဲ့အတွက်ထိုရီနဲ့တန်စင်ရလည်းတောမကစားနဲ့တားဖို့ထွက်လာခဲ့ကြရမယ်လေသာနဲ့ရှော့လိုက်တာခံလိုက်ရပါအဲ့ဒါပြင်လိုက်တဲ့မို့မှာကွန်ပျူတာရဲ့ဖောင်နဲ့တောမကစားကိုတီးပေးလိုက်ပြီးကိုင်လာလည်းတူတီကိုလာခဲ့တာရှဲရုံအကူအညီပေးဖို့ဖြစ်ကြောင်းပြောနေခဲ့ပါဆာမွဲစောကလည်းအကူအညီပေးဖို့ရောက်လာခဲ့မဲ့ဒါမထားရဲ့ဇာကင်းကတော့ဒီဘွားကောင်ကိုလည်းတက်ပြင်းလိုက်ပြီးအယုတ်တွေလိုမျိုးလှုပ်ချင်တိုင်းလှုပ်နေရဖြစ်ပါထိုးနဲ့တန်စင်တို့ကဘာကစောပေါ်ကနေခွေးကြကြလာခဲ့ပြီးဇာကင်းကလည်းတခါရဲ့အဆုံးသက်ကိုလှုပ်နေတဲ့အတွက်ဆာမွဲစောကိုဝင်ခဲ့ပေးလိုက်ရပါပြီးရနောက်ဝရရလုံးလည်းအခြေအနေမကောင်းတာကြောင့်ညံထားကြောက်ပြန်ရောက်လာခဲ့ရပါရှဲရဗတိကက်တီကိုလိုက်ရည်ရွယ်ကြောနားမလည်နိုင်ဖြစ်နေရကြောင့်စကိုင်းလာသူ့မှာရှိတဲ့စွမ်းအားတစ်ခုကိုလိုချင်နေတာဖြစ်တဲ့အကြောင်းပြပြလိုက်ပါအဲ့ဒီအချိန်မှာဖစီကက်ကလည်းထပ်မံရောက်ရှိလာခဲ့ပြီးရှဲကိုအမောက်စိတ်လိုက်ပြီးတဲ့နောက်စကိုင်လာဟီယာစောအောင်ရောက်နိုင်ဖို့အတွက်ဖောင်းော်သွားခဲ့ပါခေါင်းမလေးကဘာလဲဆိုအောင်ခါနနမသိပေမဲ့ရှဲကနောက်ကနေကဲတင်ဖို့အလေးများပဲလိုက်လာခဲ့ရကြောင်းဖစီကက်နဲ့ပြင်းထန်တိုက်ခိုက်နေခဲ့ပြီးအနားမှာစကိုင်လာရှိနေရကြောင်းလဲဖိညာမုတ်ဆန်ကိုပြောင်းလို့များပဲဖြစ်နေပါဒါပေမဲ့ဘာကြောင့်မှမသိအားနဲ့နေတဲ့စကိုင်လာသူ့ကြောင့်လည်းရှဲဖိညာမုတ်ဆန်ကိုမပြောင်းတာဆိုရင်အဲ့ဒါထောင်းကျသွားပြီဖြစ်ပြီးအစောတည်းကအားလုံးတည်ထားရဲ့အကြောင်းပြောလိုက်ပါသူเจ้าတွေအားလုံးတည်နေတဲ့စကိုင်းလာကြောင့်ရှယ်လည်းဖုံးဝဲမနေတော့ပဲဂိမ်းရမုတ်တံကိုပြောင်းလိုက်ပြီးညတာတိုက်ခွက်နဲ့ဘက်စီကက်ကိုအထီးအောင်တီးပေးလိုက်ပါကာမီနီရဲ့စွမ်းအားဆိုတာကာမီနီရဲ့လူမျိုးတွေမသေးဆုံးခင်မှာသူတို့ရဲ့အသက်စွမ်းရည်ကိုတစုံတယောက်စီပေးခဲ့တာဖြစ်ပြီးသူတို့ကလူစားရဲ့လူသေဆုံးခြင်းလည်းမရှိပဲဘဝတစ်ခုနဲ့တစ်ခုခူးပြောင်းနေကြတဲ့လူတွေဖြစ်ပါအချိန်မရှိတော့တဲ့အတွက်စကိုင်းလာမသေးဆုံးခင်မှာကာမီနီကိုဟိုးရင်နဲ့သူ့ကိုကူညီပေးခဲ့တဲ့ကောင်လေးတစ်ဖြစ်လဲရှယ်ရဲ့မော်ပါရဲ့ကိုရိုးကြီးသွားနဲ့ထိပေးခဲ့ပြီးတဲ့နောက်တယောက်နဲ့တယောက်ကတန်ရောစင်နေရှိနေကြရင်မဲ့နောက်ဆုံးမှာတော့နှုတ်ဆက်ရင်ဆိုတဲ့စကားလုံးနဲ့တာအသုံးဆက်သွားခဲ့ရပါတယ်အဲ့လိုနဲ့ခြေခွဲလူငယ်လေးရှိရင်လဲစကိုင်းလာတော့လက်ကားချေဖို့ဗစီကဲနဲ့တဖန်ပြကျုံးကြပြီးတုံးမကစောနဲ့တဏမကစောတို့ကလည်းဒါခင်းရဲ့စေအုပ်နဲ့နောက်ချိန်ထပ်ပြီးတိုက်ခိုက်နေခဲ့ရပါတယ်ဒီတစ်ခါမှာတော့မကစောကသုံးအောင်ဖြစ်တာနဲ့အညီတပ်ဖို့ပြန်သာပြီးရှားလာခဲ့ပြီးရှဲရဲ့ဘက်မှာတော့အတွေးကြုံများတဲ့စစီကဲကြောင့်တယောက်ရင်းရင်ဆိုင်ရမှာအရေးနေနေတာဖြစ်ပါတယ်ဒါပေမဲ့ကိုကိုရုပ်ရှိပါဆိုက်စကိုင်းလာပြောခဲ့တဲ့စကားကြောင့်ရှဲရစွမ်းအားတဲ့ဗတ်တက်လိုက်တာမော့ကိုပြောင်းလိုက်ပါတယ်ဖောင်တဲ့ဖက်စီကောအသက်ရှူချိန်တော့မဖြစ်ပဲဇက်လိုက်တိုက်ခိုက်နေခဲ့ပြီးစောနကောင်ဖောင်တာတဲ့တနာတုံးကလည်းလိုင်ယွန်ပလေစာနဲ့ဆဲအုပ်ကောင်အဆုပ်ဆက်လိုက်ပါအခြေအနေမကောင်းတာကြောင့်ဖက်စီကလည်းသူ့ရဲ့ကြိုးစားရင်နဲ့ထွက်ပြေးသွားခဲ့ရင်မဲ့အလုံးမပေးရဲ့ရှယ်ရတော့ဗတ်တက်လိုက်ဖလိုင်းမွတ်နဲ့နောက်ကလေးလိုက်ပြီးပြင်းပါရင်ရဲ့အစိပ်ပိုင်းကိုဖျက်ဆီးလိုက်ပြီးတဲ့နောက်ပွဲသေးတိုက်ခွက်နဲ့ပါတစားကြီးဖြစ်သွားအောင်လုပ်လိုက်ပါဒါပေမဲ့မသေးသေးရဲ့ဖက်စီကလူသားရဲ့စီကိုရှောင်းနေခဲ့ပြီးအချင်းနာကြနေတဲ့ရှဲကိုလည်းပွဲသားကြီးကအားပေးနေခဲ့ပါခရီးကနေပြောင်းလာတဲ့ဆရာချွတ်ကသူမရှိတော့မှတေချာလုံနိုင်ခဲ့တဲ့တပည့်တွေကိုချီးကျူးလိုက်ပြီးဒိုးရဲမွေးနေရတော့ပစ္စည်းသွားအချောက်စိတ်မကောင်းဖြစ်နေပါအဲဒီအချိန်မှာညီရဲနေတဲ့မျက်နှာနဲ့ဒက်စင်ကထိုးကြီးအတွက်မွေးနေကဲကိုကိုယ်တိုင်လှုပ်ပြီးပေးလိုက်တဲ့ကြောင့်အားလုံးလည်းပျော်ရွှင်သွားခဲ့ရပါတယ်ဆရာချွတ်ကပြားထဲမှာရှိနေတဲ့တန်မိုးကြီးရှေးရောက်ပစ္စည်းတစ်ခုလိုစားတိုင်းကိုကြံနေနေတဲ့ဆိုတော့သတင်းရထားအကြောင်းညညာထားအကြောင်းမှာထိန်းသိမ်းထားဖို့အတွက်ကဲအောင်သွားရောက်ကျူဆောင်ခိုင်းလိုက်ပါတယ်အဲဒီအချိန်မှာဒိုးစားလေးပြားထဲမှာရှိနေတဲ့တစ်တတလုံးယူလာခဲ့ဖို့အတွက်ခါပြီးနဲ့မာယာကိုတောင်းပေးလိုက်ပြီးကဲရန်လေးသူ့ထိန်းသိမ်းရမယ့်ပစ္စည်းကဘာလဲဆိုတော့သိကျင်တဲ့အတွက်ဖွေးကြည့်ဖို့လုပ်နေခဲ့ရဖြစ်ပါတယ်ဒါပေမဲ့တောင်းကွဲတဲ့တစ်ခုနဲ့အတူကဲရန်ခါပြီးနဲ့မာယာကိုတွေးလိုက်ရတဲ့ပြီးသူတို့ရဲ့ရှေ့မှာလည်းမော်တော်တုံးကြိုးစားပေါ်လာခဲ့ပါတယ်မော်တော်တုံးကတစ်တောင်သူ့စီကိုပေးဖို့ပြောနေတာကြောင့်ရွေးပြမရှိတဲ့ကန်လေးတားနေတက်ခိုက်ရပြီးအချိန်တော်ကြာအောင်ချပြီးရဲ့နောက်ကန်ကတစ်တာနဲ့အတူကြီးပြေးသွားခဲ့ရကြောင့်မော်တော်တုံးလည်းကြံကြီးဖြစ်သွားခဲ့ပါတယ်ဒေါသထွက်နဲ့အနောက်မှာရှိနေကြောက်ထုတစ်ခုကိုစွမ်းနဲ့ပြလိုက်တဲ့အခါထူးဆန်းစွာအသက်ဝင်လာခဲ့ရကြောင့်ဒီတိုင်းပြန်တဲ့ဒိုးသားရဲ့ဆဲတော်ကိုခံရမဲ့အတူတူကြောက်ကိုပါတပါးရဲ့ရင်မောခေါ်လာခဲ့ပါတယ်။အဲ့ဒါအပြင်မာယာတို့ကတက်သွင်းခံရတဲ့ဂျိုးဆောင်ဖွယ်ထဲပါထည့်ကျင်နေတဲ့အတွက်ရတာမလို့လူသားများဖြစ်နေရတဲ့လူသားတယောက်ကလည်းတင်းနေခဲ့ပါတယ်။လူသားအခွင့်အရေးတစ်ခုကိုပေးလိုက်ပြီးတကယ်လို့ကြာရှုံးနေရင်တော့ဘာကောင်မှမသိတဲ့ဂျိုးသားနဲ့အတူသူ့ကိုခေါ်လာတဲ့ခါရီနဲ့မာယာကိုပါအာကာသာတဲ့ကိုတွေ့ကြမှာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ TV ကနေပြီးပြာပင်လက်ကွေးရဲ့တော်ထဲမှာဝယ်လီမိတ်ရာတုံးအောင်တောင်းကျဲနေဆိုတဲ့တဲ့ုံတွေ့လိုက်ရတဲ့အတွက်တိုဝီဒက်စင်နဲ့ရှိန်းတို့ကလည်းကန်နဲ့အတူသူ့ကားနဲ့ရောက်လာခဲ့ကြပါ၏မကြရင်မှာတော့ဝယ်လီမိတ်သားတွေကလည်းပေါ်လာတဲ့အတွက်ရင်းရဖောင်းဝင်တဲ့အတူဟင်ယာဓာတ်နဲ့ဝင်ဖြုတ်ကြပါ၏
ကာမမျက်စိနဲ့တော့မမြင်နိုင်တဲ့လေမြန်လုံးလာတဲ့ဝမ်ဘလီတွေရဲ့တိုက်ခိုက်မှုကြောင့်ဗင်ယားရဲ့လည်းခြေနေစိုးနေခဲ့ပေမဲ့ဟန်နာနဲ့ဘလိတ်တို့ကချိန်မီရောက်လာခဲ့ပြီးမိုးကြိုးနဲ့တီးပေးလိုက်တာကြောင့်အကင်ခံရမှာကြောက်တဲ့သုံးကောင်သားတွေပြန်ပြီးသွားခဲ့ကြပါပြီမော်ဒတော်အသက်သွေးမိလိုက်တဲ့ကောင်ကရှီမားစုလို့ခေါ်တဲ့ရှီယောက်စီတယောက်ဖြစ်ပြီးသူ့ရဲ့ဝမ်ဘလီမိတ်ဆိုင်နဲ့အတူလူသားတွေကိုချိန်တော်ကြောင်ကြောင်းလဲအောင်လုပ်ခဲ့သူလည်းဖြစ်ပါတယ်အဲဒီလိုနဲ့ဗင်ယားရဲ့လည်းတက်သနာကိုဖြည့်ရှင်းဖို့အတွက်ခေါင်းချင်းတိုင်းစဉ်းစားနေကြပြီးတစ်ပတ်မှလည်းအခုချိန်ထိစကားတစ်လုံးမှပြောသေးတဲ့ရှီမားစုကြောင့်အားလုံးလည်းတိုင်ပတ်နေရပါတယ်ဒေါ်လာတစ်ချက်လောက်စွမ်းနဲ့ရှော့တိုက်လိုက်မှရှီမားစုလည်းအတန်ထွက်လာခဲ့ပြီးမော်ဒတုံးနဲ့အတူပေါင်ရတဲ့ကိုပြင်းမှုတောင်းရင်ပေးလိုက်ပါတယ်မော်နီတာကနေပြီးမြို့ထဲမှာမော်ဒတော်ကိုတွေ့လိုက်ရတဲ့အတွက်ဟန်နာသူတောင်တဲ့ဖြည့်ရှင်းဖို့တောင်းယူလိုက်ပြီးကျန်တဲ့ရင်းကြားတွေကတော့ဝမ်ဘလီမိတ်သားတွေကိုရှာဖို့ထွက်လာခဲ့ကြပါတယ်ထိုညက်တန်စင်ကဝမ်ဘလီတွေရဲ့လက်တက်ခိုက်တောင်ခံလိုက်ရတဲ့ကြောင့်ရှိန်းနဲ့ဘလိတ်တို့လည်းစူနမ်ဆိုင်ကင်းနဲ့ရောက်လာခဲ့ကြပါတယ်ဒါပေမဲ့ထားမထားတဲ့သုံးကတော့ကွန်ယိုရောက်လာတဲ့ရှိန်းတို့ပါဆုံးမနေခဲ့ပြီးရှီမားစုကလည်းပထမဆုံးချိန်ဖြစ်သူတို့ရဲ့ရှေ့မှာပေါ်လာခဲ့ပါတယ်ရှီမားသူဟာသူတို့ရင်ဆိုင်ခဲ့မှုရဲ့ရန်သူမှန်သမျှတက်ပူပြီးတန်မာနေတဲ့အပြင်အနားမှာဝယ်လီမိသားရဲ့ရှိနေရကြောင်းလဲဗင်ယာရဲ့အရင်နေလာခဲ့ပြီးသားတို့တိုင်းနဲ့ထွက်ပြေးသွားခဲ့ကြပါတယ်။တစ်ဖက်မှာလည်းဟန်နာနဲ့မော်တော်တော်ကဆိုင်ရတိုက်ဝဲဖြစ်နေခဲ့ကြကအရင်လိုပဲ fly မှုပြောင်းမှုရေပေါ်ကနေပြေးပေးလိုက်ရမယ်တန်တဲ့ကြိုးစားလည်းပြန်တီးလိုက်တာကြောင့်ဟန်နာရဲ့တိုင်ကလေးကြေသက်ချလိုက်ရပါတယ်။ဂုံတရအောင်မှာရှီမားသူရဲ့လက်ကနေပုံနေရတဲ့ဗင်ယာတွေကိုကန်မော်တော်တော်လွတ်သွားဆိုတော့ပြပြလိုက်တာကြောင့်ရှဲရနောက်ကနေစိုက်သွားခဲ့ပါတယ်။မော်တော်တုံးဟာထင်ကြတော့ဝေးကိုသွတ်ပစ်လိုက်တာကြောင့်နှစ်ယောက်သားလက်ဝက်လာနဲ့ချနေခဲ့ကြပြီးသူ့ကိုဒီလောက်လက်တိကျန်နေတော့နိုင်ကိုရမှာမဟုတ်ဘူးလို့ပြောလိုက်ပါ။အဲ့ဒါကြောင့်အာချောင်နေကောင်စုံမဖို့အတွက်ရှေ့ရဘတ်တလိုက်လက်မို့ကိုပြောလိုက်ကရောက်ရည်ထပ်ပြီးကပီးချင်းရှင်လို့ကြတဲ့အခါမှာတော့လူသားခင်ဗျတဲခိုက်သွားခဲ့ရပါတယ်။ဘတ်တလိုက်တာ fly မှုရဲ့ပွဲလေးတက်ခွက်နဲ့ပါတက်ခိုက်လိုက်ရမယ်တပ်ပြင်းတဲ့ဂျိုးသားကတော့မသေးသေးပဲနင်းငယ်တာတိခိုက်သွားခဲ့ပြီးထပ်မံထွက်ပြေးသွားခဲ့ရတယ်ဖြစ်ပါတယ်။ဘလိတ်တို့ရဲ့ဘက်မှာတော့ဝင်ဘလီနဲ့တိုက်ပတ်နေတဲ့ဖြစ်တာကြောင့်အစီအစဉ်တစ်ခုကိုမြန်ပဲချလိုက်ပြီးသုံးအောင်သာသူခွဲကထွက်ပြေးကြပါ၏ဝင်ဘလီတွေကဘလိတ်တယောက်တည်းကိုပဲတဲကြီးမကြီးနဲ့တက်ခိုက်ကြတဲ့အခါထိုရင်နဲ့တဲ့တဲ့ကနောက်ကနေခေသားနဲ့အထီးနောင်ဝိုင်းပြကြသလိုထိုဒီတက်ခတ်ခံရတဲ့အခါမှာလေဘလိတ်တို့ကထိုနည်းတူပြစ်လုပ်ကြပါ၏အဲဒီလိုနဲ့ဗင်ရရဲ့ကွက်ထဲကိုမိသွားတဲ့သုံးအောင်အင်္ဂါဓာတ်ရည်နဲ့မြန်ပဲတုံးတက်လိုက်ကြပြီးတိုက်ပွဲကိုလည်းအနိုင်ယူလိုက်ပါ၏ဒါပေမဲ့တဲသနာဒီမိုင်းပြီးမသွားခဲ့ပဲဝင်ဘလီတွေကအေယာမရွယ်သာဖြစ်သွားရဲ့ပြင်ခေါင်းထဲပြပါပေါက်စီးသွားတဲ့အကြောင်းအားလုံးလည်းလန့်အောင်ကြပါ၏သူတို့တွေဆုံးသက်ခဲ့ကြတယ်ရှီမားတို့ရဲ့ဝင်ဘလီခေါင်းတွေကတေသေးရဲ့ပြင်အေယာမရွယ်စားနဲ့ခေါင်းထဲပြပါပေါက်စီးသွားတဲ့အကြောင်းဗင်ကြရဲ့လည်းမခဲစောနဲ့ထွက်လာကြရပြန်ပါ၏နောက်ကောင်တစ်ကောင်ဆိုရဲ့အနေထားမှာတော့မော်ကစောတွေပဲခေါင်းပေါ်နိုင်အောင်အစော်ခံနေရတာဖြစ်ပြီးတန်တာသုံးမော်ကစောရဲ့လိုင်ပလီသားတော့မှအတိုးပေါက်ပဲဖြစ်နေပါ၏ဝင်ဘလီကောင်တွေကမော်ကစောကိုခိုးလိုက်ပြီးအပေါ်ကနေစိတ်ကြိုက်သမားနေတဲ့အတွက်ခြေနေမကောင်းတဲ့ကန်လည်းဗင်ရတွေကိုစက်အုပ်တွေကပြန်ခေါ်လိုက်ရပါ၏ဒါကိုစောက်ကြည့်နေတဲ့လူသားကတော့ဗင်ရရဲ့လူသွားတဲ့အတွက်အကြီးမနဲ့ဖြစ်နေခဲ့ပြီးစက်အုပ်တွေပြည့်စည်သွားလို့ခြေနေကောင်းရောက်ပြောနေတဲ့ဒါကင်းကိုလည်းတူတူကန်တရက်ထင်းနဲ့ပြန်ပေးလိုက်မှဖြစ်တဲ့အကြောင်းပြောလိုက်ပါ၏ကဲဗင်ရတွေကိုသူတို့တွေဒီအတိုင်းပဲဆက်ကြနေမယ်ဆိုရင်ဝင်ဘလီကောင်ရဲ့လက်ချက်နဲ့ကုံလုံးဘွားပြောင်းအောင်တော့ဖြစ်တာကြောင့်စစ်ကူတွေကိုလိုအပ်ပြီးအဲ့ဒီတွေလည်းသူ့မှာအကြံတစ်ခုရှိကြောင်းပြောလိုက်ပါ၏ညညာထားအကျုံမှာထင်းမိတာဖို့အတွက်ပြားလိုက်ကနေရှူလာခဲ့တဲ့တစ်တာတွေကနေကစုံတယောက်ထုတ်လိုက်တဲ့အခါရှီအောင်စာလေးတစ်ခုကထွက်လာခဲ့ပြီးကန်လည်းဖက်ကြည့်နေခဲ့ရဖြစ်ပါ၏ဗိရရဲ့တစ်ခုကိုကြံနေနေဆိုတာခံမမိရဲ့ခွန်ဘက်လေးကောင်တွေကအောက်လျှောက်ဖို့အတွက်ပေါ်လာခဲ့ပြီးကန်စာလေးရဲ့ပြောထားချက်အရရှီအောင်ကဘာရဲ့ခွန်ဘောက်ကိုဖွင့်ဖို့အတွက်ကြီးမားတဲ့စွမ်းရည်ပမာဏကိုလိုအပ်တဲ့အကြောင်းဆရာကျော်ကိုရှင်းပြနေခဲ့ပါ၏အဲဒီလိုနဲ့ဗင်ချာ9ရောက်ရဲ့အော်ဖာထဲမှာရှိတဲ့စွမ်းရည်ချက်ပြားတွေကိုကန်တောင်းနေခဲ့ပြီးတယောက်မှတော့လက်မခံပဲဖြစ်နေပါ၏စွမ်းချက်ပြားတွေမရှိရင်ပေါင်ရိုက်ဆိုတာလည်းမဖြစ်နိုင်တော့တာကြောင့်အားလုံးကတူနေခဲ့ကြတာဖြစ်ပြီးဒါကိုဆရာကျော်ကလည်းနားလည်ပေမဲ့ရှီမားစုကိုနိုင်ဖို့ကဒီတနည်းပဲရှိအောင်နားကြပါ၏ရှီမားစုရဲ့ဝန်ကလေးကောင်နဲ့လက်ရည်တူပြီးရှင်းကြနိုင်ဖို့အတွက်သူတို့မှရှီအောင်ခေါ်ပါရဲ့ဝန်ပေါက်ကိုဖွင့်ဖို့လိုအပ်ပြီးအဲ့အတွက်တော့ချက်ကတော့မြညာ6ရဲ့စွမ်းချက်ပြားတွေကိုလိုအပ်ကြောင်းရှင်းပြပါ၏ဘာအောင်မှမစိုးလို့နိုင်တဲ့သူကဘာအောင်မှလည်းပြောင်းလဲနိုင်မှာမဟုတ်တာကြောင့်ဗင်ရရဲ့လည်းနောက်ဆုံးမှတော့သူတို့ရဲ့စွမ်းချက်ပြားတွေကိုကန်စီကိုပေးလိုက်ကြပြီးဆမ်ဝိုင်းစတားသောနဲ့အတူကန်လည်းဝန်ပေါက်ကိုရှာဖို့ထွက်လာခဲ့ပါ၏ဒါပေမဲ့လမ်းမှာကျိုးဆောင်နေခဲ့ကြတဲ့ဝင်မလီ3ကောင်ကအေယာမရွယ်သားဖြစ်ကိုပြောင်းလိုက်ပြီးစက်ရုပ်ကိုပြည့်စည်သွားအောင်လုပ်လိုက်ပါ၏အဲဒါကြောင့်ပဲဌာနချုပ်မှာကျန်နေခဲ့တဲ့ရှိန်းတို့လည်းပဲအုပ်တွေနဲ့ခွင်းကြီးဖို့ထွက်လာခဲ့ပြီးစူဝါဆောင်ဝိုင်းမုံနဲ့ကန်လည်းဝင်ပေါက်စီကိုအမြန်ပဲရောက်သွားနေခဲ့တာဖြစ်ပါ၏စွမ်းအားတွေမရှိပဲဒါမှလူသားခန္ဓာကိုယ်နဲ့ဝေးရတွေကပဲအုပ်တွေကိုထိရောက်ကန်အတွက်ချိန်ဆွဲပြီးနေခဲ့ကြပြီးတောထဲမှာလည်းဆောင်းဝဲဝေးရဝင်ပေါက်ကိုရှာတွေ့သွားတဲ့အတွက်ကူတကူတဲကိုရောက်လာခဲ့ပါ၏သက်ဆိုင်ရာနေရာတီးတီးမှာစွမ်းရည်ချပြ6ခုကိုထည့်လိုက်တာကြောင့်၎င်းတို့တစ်ခုကပွင့်လာခဲ့ပြီးအထဲမှာရှိတဲ့ဂီတာတစ်လက်ကိုလည်းတွေ့လိုက်ရပါ၏အဲဒီလိုနဲ့ပြန်ဂီတာကိုဖိုက်တာတို့တီးလိုက်တဲ့အခါအေးရမှာ elephant ဆော့ကထွက်လာခဲ့ပြီးဗေးရရဲ့စွမ်းရည်ချပြတွေကိုလည်းပြန်ပေးလိုက်တာကြောင့်တနာစတုံးမခတ်စောဖြစ်ပေါင်းစည်းလိုက်ကြပါ၏အဲ့ဒါအပြင် elephant ဆော့နဲ့ပါထပ်မံပေါင်းစည်းလိုက်တော့ရပြလာတဲ့စွမ်းရည်သလုံးတွေကဂွန်ပလီကောင်ဘိုးလင်းပြည့်စလို့တီးပေးလိုက်ပြီးပွဲသိတိုက်ကွက်နဲ့ပါအမြန်ပဲသုတ်တက်လိုက်ပါ၏ဒီနေ့မှာကိုဖြစ်တဲ့ပေါ်တာမြို့လာမှဖြစ်တာကြောင့်ရှိန်လည်းစိတ်ညစ်နေခဲ့ရပါ၏
အခုဖြစ်သူဟာစကိမစီးတတ်တာအလွင်သူ့လိုမဟုတ်ပဲအောင်မြင်ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်တာကြောင့်ညီကိုနှစ်ယောက်ကဗဒါတလန်တန်တယ်လည်းဖြစ်ပါ လိုသားကသူတို့အားလုံးကူးချေတီကြာရှုံးခြင်းတန်နေရနေမလွတ်မြောက်နိုင်သေးတာကြောင့်နဇိုးကိုစိတ်ခါကိုပြန်ဖက်ဆယ်ဖို့အစီအစဉ်ချနေကြပါ မော်တော်တုံးဟာအိုက်သက်လို့ခေါ်တဲ့ဂျိုသားတစ်ခေါက်ခေါ်ထုတ်လိုက်ပြီးသူ့ရဲ့အစွမ်းဖြစ်တဲ့အိမ်မက်ဆိုးလေဘက်ကိုတေးဥပြလိုက်တာကြောင့်လိုသားလည်းသဘောတူသွားခဲ့ပါ ရှိန်တို့ရဲ့ဆူနာမီဆိုင်ငယ်တွေကအစင်းစင်းနဲ့ဖြစ်သေးတာကြောင့်ဘလိတို့ညီကိုနှစ်ယောက်ရဲ့ဆိုင်ငယ်နဲ့သာလေ့ကျင့်မှုလုပ်ပြီးမဲ့စွမ်းအားကိုမထိချုပ်နိုင်သေးတာကြောင့်တောက်တလေးတွေဖြစ်နေပါ အဲဒီလိုနဲ့ကိုဖြစ်တဲ့ပေါ်တာရှိန်စီကိုရောက်လာခဲ့ပြီးမိဘနှစ်ပါးလုံးကသူ့အတွက်စိတ်ပူနေကြရဆိုတာပြောပြပါ တဖြည်းဖြည်းနဲ့ရွယ်ရောက်လာတဲ့ရှိန်မှာရှေ့ဆက်ရမယ့်အရာကြီးဆိုတာရှိသေးတာကြောင့်ကူးလိုပဲစက်ကိတ်စီးပြီးအခြေဖြုံးနေရတွေကိုရှော့သိတဲ့အကြောင်းပေါ်တာပြောပါ ဒါပေမဲ့ရှိန်ကတော့သူ့ကိုဒီတိရောက်လာပြီးပြစ်ရှာဝေဖန်နေရလို့ထင်သွားတာကြောင့်ကိုဖြစ်သူနဲ့စကားများနေခဲ့ပြီးအဲဒီအချိန်တွင်မြို့ထဲမှာတော့အိုက်ဇက်ကလူတွေကိုဟီမတ်တို့လက်ပံနဲ့ထိချုံနေခဲ့တာဖြစ်ပါ ထိုတို့ရေထိုနေအောင်ရောက်လာကြတဲ့အခါဟိုတဲအောင်ရဲဝင်ပန်းတယ်လို့ကစားဝင်းနေဖြစ်နေကြတဲ့မျိုးသူမျိုးသားတွေကိုတွေ့လိုက်ရတာကြောင့်နားမလည်နိုင်ဖြစ်နေရပါ အဲဒီနောက်မှာတော့ဝိညာဉ်ဘုဇန်တွေကိုပြောင်းလိုက်ပြီးခဲသက်ရည်နဲ့တခိုက်နေခဲ့ကြတဲ့ပေါင်းရးတွေကိုအိုက်ဇက်ကအိမ်မက်ဆိုးလက်ပံနဲ့ထိန်းချုပ်ဖို့လုပ်ပြီးမဲ့လွယ်လွယ်ချော်ချော်တွေဖြစ်နေခဲ့ပါ ရှိန်ရဲ့ပမာတော့အခုမှမော်ဖာကနေချက်ပေးတဲ့မြင်းနေရဆိုတာကိုတွေ့လိုက်ရတာကြောင့်တိုက်ပွဲနေရာစီကိုအမြန်ပဲလာနေခဲ့ပြီးဒါအော်ပေါ်တာလည်းတွေ့လိုက်ရတဲ့အတွက်နောက်ကနေလိုက်လာခဲ့ရဖြစ်ပါ တိုင်ကွယ်တစ်ခုကနေညီပြတဲ့ရှိန်ကိုစောက်ကြည့်နေခဲ့ရဖြစ်ပြီးအနီအောင်ဝိညာဉ်ဘုဇန်ပြောင်းလာတာကိုတွေ့လိုက်ရတဲ့အတွက်ပသက်အဟောင်းသားဖြစ်သွားရပါ ဒါအောင်မသိတဲ့ရှိန်ကတော့ဗဒလိုက်သာဖလိုင်းမုံကိုပြောင်းလိုက်ပြီးရေပေါ်ကနေခက်သက်အားလုံးကိုမျိုးထုတ်ပေးလိုက်တာကြောင့်မော်တော်တုံးနဲ့အိုက်သက်လည်းပြန်လှုပ်သွားခဲ့ရပါ အဲဒီလိုနဲ့တိုက်ပွဲပြီးသွားလို့သူ့ရဲ့လွယ်ကိုလိုက်ရှာနေခဲ့တဲ့ရှိန်ရဲ့နောက်ကနေကိုပြည့်တဲ့ပေါ်တာပေါ်လာခဲ့ပြီးအဲ့ကိုပေးလိုက်ပါ မော်တော်တုံးဟာမျိုးသူမျိုးသားအများစုကိုလက်ပတ်နဲ့ထိညှုပ်ထားပြီးဖြစ်တဲ့အကြောင်းပြောပြရမယ်အခုထိပေါင်းရတယောက်မှတော့ဖမ်းမိသေးတဲ့အတွက်လူသားစိတ်ပြတ်နေခဲ့ပါ အဲအားကြောင့်ဒီနေ့မကုန်ခင်အတွင်းပေါင်ရတယောက်လေဘက်ပတ်ပြီးရအောင်ဖမ်းလာခဲ့ဖို့အမိတ်ပေးလိုက်ပြီးရှမ်းရလဲပေါ်တောက်သူဝင်းရဖြစ်လာတဲ့အကြောင်းတွေအားလုံးကိုပြောပြနေပါ အခုမှတကဘာလုံးကိုကာဝယ်ပေးနေရတဲ့ရှမ်းကိုပေါ်တာလက်အထင်ကြီးခုံနေခဲ့ပြီးအဲဒီလိုညီကိုနှစ်ယောက်စကားပြောနေတာကိုမော်တော်တုံးကချောင်းသားတောင်နေခဲ့ရဖြစ်ပါ အဲဒီလိုနဲ့ပေါ်တာတယောက်တည်းရှိနေတဲ့အချိန်မှာတော့အိုက်ဇက်တို့ကပေါ်လာခဲ့ပြီးလေဘက်နဲ့ထိချုပ်လိုက်ပါ ရှိန်ရောက်တဲ့အခါမှာတော့မော်တော်တုံးကပေါ်တက်အောင်ဖမ်းခေါ်သွားဖို့လုပ်နေရကြောင်းဝင်ငယ်ပေးလိုက်ရပြီးအကျိုးသက်နေနေရတော့သူကိုယ်တိုင်ပါလက်ပတ်ထိချုပ်တာကိုခံလိုက်ရပါ ရှိန်ရဲ့ခေါင်းထဲမှာသူ့ကိုအတုံးမကျတဲ့လူတစ်ယောက်လိုအကလုံးဝင်နဲ့ထိုးနေနေတဲ့ပေါ်တာရဲ့ပုံရိပ်ကပေါ်လာခဲ့ပြီးအပြင်မှာတော့ထိုးရီတို့ဝိညာဉ်လေးယောက်ကအိုက်တန်နဲ့တီးနေကြပါ ဒါပေမဲ့ထိုးရီနဲ့တန်စတင်မှာလက်ပတ်ထိချုပ်တာကိုခံလိုက်ရတာကြောင့်ဟန်နာနဲ့ဘလိတ်မြောက်တဲ့အခြေအနေမဟန်ပဲဖြစ်နေပါ စိတ်မရှိတော့တဲ့လူသားဘိန်းရရဲ့ဘန်ကဆော့ကိုခေါ်လို့မရတဲ့ချိန်တွင်းမှာတခါတဲ့အစိုးရဖို့အတွက်အိုက်တက်ကိုအေယာမရွယ်သားပြောင်းလိုက်ပါ ဟန်နာနဲ့ဘလိတ်ကိုသူ့ရဲ့ပါဇက်တဲ့စုပ်လိုက်တာကြောင့်ပြချိုးချွတ်အရေးတွေနဲ့ဖမ်းခံလိုက်ရပြီးကဲဘက်မှာတော့အိုက်တက်ကိုအနိုင်နိုင်မဲ့အရာတစ်ခုကိုပြုလုပ်နေတဲ့အတွက်ကုညီလို့မရသေးပဲဖြစ်နေပါ အဲအားကြောင့်ထိုပစ္စည်းကိုမရသေးတဲ့အချိန်တွင်းမှာအိုက်တက်ကိုထိန်းထားဖို့အတွက်တရားကျော်ကကျိုးမဲ့ဆက်သွယ်ရေးနဲ့အကြောက်တရားကိုရင်ဆိုင်ဖို့ရှဲုံလန့်ပြောလိုက်ပါ အဲဒီလိုနဲ့နင်းငယ်ပြန်ပြီးအသိစိတ်ကသွားရဲ့ရှမ်းရထိုးင်းနဲ့တန်စတင်ကိုပါထိချုပ်တာအနေလွတ်အောင်လုပ်ပေးလိုက်ပါကဲကအရင်ဆုံးမာကတ်ဆော့နဲ့အိုက်ဇက်ကိုအာယုံလွှဲထားဖို့အတွက်ရှမ်းကိုတောင်းပေးလိုက်ပြီးထိုးင်းနဲ့တန်စတင်ကတော့ဟန်နာတို့ညီအကိုကဲခိုင်းလိုက်ပါရှမ်းရတုံးမာကတ်ဆော့နဲ့ငွေသားကောင်တိုက်ခိုက်နေခဲ့ပြီးထိုးင်းနဲ့တန်စတင်ကနာမီဆိုင်ကယ်နဲ့အိုက်ဇက်ရဲ့ပလက်တဲ့ကိုဝင်သွားလိုက်ကြပါအဲဒီလိုနဲ့ဖမ်းခံထားတဲ့ဘလိတ်တို့ကိုတွေးလိုက်ရတာကြောင့်ညညာပြီးနဲ့ကဲပေးလိုက်ပြီးအားနဲ့နေတဲ့ထင်းအောင်တဲ့အတူလင်းနေပဲပြန်ထွက်လာခဲ့ကြပါ မာကတ်ဆော့ကိုတယောက်တည်းနဲ့ထိကျုံနေရတဲ့ရှဲရခြေချလာနဲ့မြအားနဲ့နေဖြစ်ပေမဲ့တောင်မွဲဆော့ကရောက်လာခဲ့ပြီးကိုကြီးပေးလိုက်လို့လားကန်ကောင်းသွားခဲ့ရဖြစ်ပါ ပြီးရဲ့နောက်မှာတော့စွမ်းအားချက်ပြားတွေကိုတပြိုင်နက်တုံးလိုက်ကြတာကြောင့်လင်ညာမင်းကထိုးပေါ်လာခဲ့ပြီးဆဲအုပ်တုံးကိုဟယ်ရီကိန်းမာကတ်ဆော့တစ်ခုတည်းဖြစ်ပေါက်ကြည့်လိုက်ပါ အိုက်တက်ကစွမ်းရရောက်ကြီးနဲ့တခိုက်ပေမဲ့ဟယ်ရီကိန်းမာကတ်ဆော့ပါရှိရဲ့ကာကွယ်ကြောင့်သူပဲပြန်ပြီးခံလိုက်ရတဲ့အဖြစ်တိုက်ပိုးစွမ်းနဲ့ပါစောက်သက်ခံလိုက်ရပြီးဝန်ဆရာကမရှိတော့ပါနဲ့တပတ်တည်းရလည်းကြောက်သွားခဲ့ပါ ရှိန်နဲ့ပေါ်တာတို့ရဲ့ညီကိုဆက်ဆက်ရေးရလဲအစီပီလာခဲ့ဖြစ်ပြီးနောက်ဆုံးမှာတော့လူတိုင်းကကိုနီကိုဝဲနဲ့ဘောအောင်ရှင်းနေနိုင်ဆိုတာပေါ်တာလေးနားလည်သွားခဲ့ပါ လေးလိုက်ခရီးသွားကြမယ့်ရှိန်တို့ဟာ TV ပြင်ဂျန်နရေတာပါမချန်ကားပေါ်တဲလာကြောင့်ထိုးကြီးလဲငလုံးပြူကဖြစ်နေခဲ့ရပါ ညညာဌာနကျောင်းမှာတော့ခါတိုင်းနဲ့မတူပဲလူသားအကောင်တွေအားလုံးညင်ကြသားကောင်းနေတာကြောင့်ကန်လဲစဉ်းစားလို့မရဖြစ်နေပါ လူသားအเจ้าကိုသိနေတဲ့ဆရာကျော်ကတော့အောင်စိုးတိုက်ပွဲအတွက်ပြင်ဆင်နေမယ်ဆိုတာခံမမိပြီးဆရာကျွဲထင်တယ်လို့ပဲဇာခိန်းနဲ့အဖွဲ့သားတွေကအစည်းအဝေးလုပ်နေခဲ့ကြတာဖြစ်ပါ
ပေါင်ရတွေကိုပြင်းဖို့စီစဉ်ချနေကြတာဖြစ်ပေမဲ့အားလုံးကတဲသေးသေးမခံတဲ့ကောင်းကြီးပဲဖြစ်တာကြောင့်ယာရုတုချင်းအမိန်ပေးတာကိုလက်မခံပဲဒါကိန်းနဲ့ဖက်စီကက်မင်းပါကောင်လေးငါပါကောင်လေးဖြစ်ကုန်ပါရဲ့အမြဲတမ်းပေါင်ရိုက်နေထိတ်တက်တူတဲ့အခါတိုင်းထခတလဲကြာရှုံးနေတဲ့ဇာခင်းကိုဖက်စီကက်ကဘေးဘက်နေဖို့ပြောပြီးမြဲတောင်ဝင်ဘယ်တော့မှဆက်လို့မှမဟုတ်တဲ့ဇာခင်းရတော့သူ့လက်နဲ့ကိုယ်တိုင်ပေါင်ရတွေကိုရှင်းပြမှဖြစ်တဲ့အကြောင်းပြပြသားသားပြောလိုက်ပါအဲဒီလိုနဲ့လေးလိုက်ခဲကြီးသွားနေကြတဲ့ထိုရီတို့ရဲ့ကောင်ဇာခင်းကတောက်ကြီးနေခဲ့ပြီးတစ်ဖက်မှာလည်းလမ်းပေါ်ကအကူကြီးတောင်းနေတဲ့မိန်းကလေးတယောက်ရှင်းတို့ကကူကြီးနေခဲ့ရပါရဲ့ကြောက်ကမ်းမတစ်ခုမှာကျိုးတန်းနဲ့ဖြစ်နေတဲ့လူကိုတွေ့လိုက်ရတာကြောင့်ပလိကအောက်စီဆင်းလာခဲ့ပြီးကူညီဖို့လုပ်ပါဒါပေမဲ့အဲ့ဒါထောင်းချောင်းတစ်ခုပြည့်လို့နေခဲ့ပြီးထိုသူကဇာကိန်းပုံစံပြောင်းလဲထားတဲ့ခဲသားကောင်ပဲဖြစ်ပါရှိန်းတို့ကိုအကူကြီးတောင်းခဲ့တဲ့မိန်းကလေးပါဝင်ပေါ်မှာရှိနေကြတဲ့လူတွေအားလုံးကလည်းခဲသက်တွေပဲဖြစ်နေတာကြောင့်ရှိန်းတို့၄ယောက်လုံးရေဆိုင်နေကြရပြီးအနီရောက်ခဲသက်တွေကတန်မာလွန်းတာကြောင့်အခြေအနေမှန်ပဲဖြစ်နေရပါကြောက်ကမ်းမမှာရှိတဲ့ခဲသက်ကပလိရဲ့ကျိုးကိုဖျက်ပစ်လိုက်တာကြောင့်အောက်ကိုပြုတ်ကျသွားခဲ့ပြီးအချိန်မီဗိညာပုံစံပြောင်းလိုက်လို့သာဘဝမပြောင်းသွားရလဲဖြစ်ပါအဲဒီနောက်မှာတော့သူ့ကိုတပတ်ရိုက်သွားတဲ့ခဲသက်ကောင်ပြင်းကအပေါ်ပြန်တက်လာခဲ့ပြီးဗိညာလျောက်ကလည်းတီးတီးအသွင်ပြောင်းလိုက်ကြပါဒီတစ်ခါမှတော့ခဲသက်အားလုံးအကျိတ်ခံနေရပြီးရှိန်းကဘတ်တက်လိုက်တာဖလိုင်းမနဲ့ပါထပ်မံတီးပေးလိုက်တာကြောင့်တခါလေရှော့သွားပါတိုက်ပွဲပြီးသွားလို့စတန်းချနေကြတဲ့လေးကောင်သားတစ်သက်လုံးအောင်နေလို့ရတဲ့ရိတ်ခါအသုံးဆောင်ဝင်နဲ့ဒါကိုဘဝလို့ခေါ်တယ်ဆိုပြီးအားချောင်းနေရကြောင့်ထိုကြီးလေဒီကောင်သားတွေကိုပြောတတ်တာမရှိပဲဖြစ်နေပါအဲ့ဒါကြောင့်ကန်းကိုကူညီဖို့ညညာထားကြိုးဥစားပြန်ဖို့ဆုံးဖြတ်လိုက်ပြီးလမ်းကြုံအနေနဲ့ကားရှင်ထဲကိုနင်းနေတာကြောင့်ရှိန်းတို့လည်းတိုးနေပြလိုက်ရပါလေးယောက်လုံးရှင်ဖွေးသားနဲ့မှောက်သားကြတဲ့အပြင်ကားကပါအရှိန်လုံးပြီးဂျန်နရေတာကိုတိုက်မိသွားတာကြောင့်ဝမ်းသာစရာတွေဖြစ်ကုန်ပါအဲဒီလိုနဲ့ခဏကြာမှဗစီကက်နဲ့ရှီမာသူကသူတို့ရဲ့အနီးနားမှာပေါ်လာတာကိုတွေ့လိုက်ရတာကြောင့်ဗိန်းကြားကြီးလည်းနားဥချိန်မရပဲသွားပြန်ပါဗစီကက်ကတော့ဇာကိန်းလိုအာဝါတာကောက်မဟုတ်တာကြောင့်လက်ပလာနေတာဗိန်းကြားတွေကိုဖြည့်ဆည်းနေခဲ့ပြီးခေါက်ဆွဲပုတ်တန်ကျိုးမြင်နေပါလေးပေါ်မှာတိတ်ပြီးလိုက်ပါတန်တန်ဝင်းကြားနှစ်ယောက်ကလည်းရှီမာသူပလေးတာကိုခံနေရပြီးဇာကိန်းရဲ့ဘက်မှာတော့ပေါင်ရတဲ့အစွမ်းကူးယူပြီးပြန်စောဖို့အတွက်ပစ္စည်းတစ်ခုကိုပြုလုပ်နေပါအခြေအနေမကောင်းတဲ့ဗိညားရဲ့တိုက်ပွဲစီကိုဆောင်းဝဲဗိညားဖြစ်တဲ့ကံရောက်လာခဲ့ရကူညီပေးလိုက်ပြီးရဲ့နောက်လေးသားမှာနောက်ထပ်ကြီးမားတဲ့စွမ်းအားတစ်ခုကိုတွေးလိုက်ရတဲ့အကြောင်းရှိန်းတို့တီးပေးလိုက်ပါဖက်စီကက်ကတော့သူတို့နောက်ထပ်ပိုပြီးကျန်းတဲ့ခေါင်ဆိုတာမရှိတော့ကြောင်ပြောနေခဲ့ပေမဲ့ကြီးမားတဲ့တောက်ခွာမှုတစ်ခုနဲ့အတူမြေကြီးတွေကနေဇာခင်းရဲ့ဆဲကပေါ်လာတော့ရဝါးထင်းနဲ့တွေးလိုက်ကြပါဇာခင်းကသူ့ကိုလာချဖို့အတွက်စိန်ခေါ်နေခဲ့ပြီးရှီမာသူကတော့တနေ့တည်းမှာဘယ်နှခါလောက်ရှုံးညံ့နေရလဲဆိုပြီးလှမ်းဝလိုက်ပါဟိုနှစ်ကောင်ကိုချလို့လည်းမနိုင်မဲ့အတူတူဗိညားရဲ့အားလုံးဇာကိန်းဥစားတမောက်ကိုဆုံးဖြတ်လိုက်ကြပြီးဇော်ဆုံးကောင်နဲ့ရောက်လာပါပထမဆုံးအနေနဲ့စတုံးမကစောကကြက်ကောက်ခွာပုံတုံးကတက်ခတ်လိုက်တာကြောင့်ဇာကိန်းရဲ့ဆဲကနိုင်ငယ်ထိခိုက်သွားခဲ့ပေမဲ့စွမ်းရဲ့အချက်လက်ချို့ရအောင်နိုင်ခဲ့ပါနောက်တဲ့တန်တာမကစောနဲ့ဆောင်းဝဲမကစောရဲ့စွမ်းအားတွေကိုလည်းလားတူကူးလိုက်ပြီးတဲ့နောက်မှာတော့ဇော်ဆုံးကောင်လုံးအမောက်တိတ်ပြီးလိုက်ပါဆဲအုပ်တုပ်ကူကဟယ်ရီကိန်းမကန်စောအဖြစ်ပေါက်စီလိုက်ပြီးဇာခင်းရတယ်စွမ်းအောင်ကူးယူလိုက်ပြီးတိုက်ပွန်းစွမ်းအားနဲ့အစိုးရခံလိုက်ရပေမဲ့အချက်လက်တွေပါတဲ့ခွေနဲ့အတူလွတ်မြောက်သွားခဲ့ပါကန်းရဲ့စိတ်ထဲမှာတိုက်ပွဲကလွယ်ကူလုံးနေရလို့ခံစားရတာကြောင့်ညညာထားအကြောင်းမှစစ်ဆေးဖို့ပြန်သွားခဲ့ပြီးထိုးရလည်းလိုက်သွားခဲ့ပါဇာခင်းရဇော်ဆုံးကောင်လုံးရဲ့စွမ်းအားကိုကူးယူထားတဲ့စီတီကျော်လူစောကိုပြလိုက်ပြီးသူ့ရဲ့အစီအစဉ်ကိုလည်းပြပြလိုက်တာကြောင့်လူသားအထင်ကြီးသွားခဲ့ပါအသေးဆောက်လုပ်ထားတဲ့ဟိုက်ပါဆော်တဲ့ကိုစီတီကျော်ကိုထည့်လိုက်ပြီးလူသားပေါင်ရယူချေမုံဖို့အတွက်အစဉ်အဆက်ဖြစ်နေပြီလည်းဖြစ်ပါတနေ့ကိုတက်ခိုက်နေရလို့ပေမက်နေကြတဲ့ရှိန်းတို့လည်းတဲသည့်ပြန်ပြီးအနားယူစားတော့ဖို့လှုပ်ပေမဲ့နှမ်းမသားတွေကသူတို့ရဲ့အရင်အကုန်တီးသွားတာကိုတွေ့လိုက်ရပါအဲဒီလိုနဲ့စားစရာရှာဖို့အတွက်တောထဲကိုလူခွဲကထွက်လာခဲ့ကြပြီးပြန်လဲခုမှသူတို့ရဲ့မကဆော့စွမ်းအားတွေကိုဇာခင်းကကိုဗီကူရတယ်ဆိုတာသိလိုက်ရပါဟိုက်ပါဆော့ပေါ်လာတာကိုပါတွေးလိုက်ရအောင်ရှိန်းတို့ဘော်ဖာရန်နေတဲ့တီဘေးကဟယ်ရီကိန်းစောနဲ့ရောက်လာခဲ့ပါဟိုက်ပါဆော့ဟာဟယ်ရီကိန်းစောလက်သီးချင်းချင်ပြီးထိုးနိုင်လောက်တန်မာရဲ့အပြင်ဂျယ်လက်နက်ကလည်းဆဲအုပ်ပေါ်တရားမှုမရှိပဲဖြစ်နေပါပေါင်ရိုက်လိုပဲစွမ်းချက်ပြမဟုတ်တဲ့စွမ်းစီတီပြောင်းစက်တဲကိုထည့်လိုက်တဲ့အခါမကစောရဲ့လက်နဲ့ညီးပညာကိုတူပါထားတဲ့စွမ်းအပြည့်ကျန်ပေါ်လာခဲ့ပြီးဂိမ်းရည်လည်းအန်းအသင့်နေပါလူသားတို့ကလည်းအပေါ်ကနေဇာကိန်းကိုကြည့်ကအားပေးနေခဲ့ပြီးစွမ်းအပြည့်ကျန်ဟယ်ရီဂိတ်သောရဲ့အကာအကွယ်ကိုဖျက်ဆီးပစ်လိုက်ပါပေါ်စီတိုက်ကွက်နေပါမကစောကိုပျက်စီးသွားအောင်လှုပ်လိုက်ပြီးနောက်ဆုံးစုပ်တက်တော့မဲ့အချိန်မှာကဲ11ဆော့အလင်းမြန်မဲ့စစ်ခွန်လိုက်တာကြောင့်ထိုနေရာကနေပြန်ဆုပ်ဖို့အချိန်ရသွားခဲ့ပါဒါပေမဲ့လို့ဟိုက်ပါဆော့ကမြို့ကိုဖျက်ဆီးဖို့လုပ်နေရကြောင်းဆဲအုပ်တွေကိုပြည့်လို့မပြီးသေးတဲ့အချိန်အတွင်းမှာဂိမ်းရတီကဂလိုက်တာနဲ့ဆူနာမီဆိုင်ငယ်တွေကိုတုံးကတားဆီးဖို့အတွက်ပြောင်းလာခဲ့ပါဒီတိုင်းဆိုရင်နိုင်မမုတ်တဲ့ဂိမ်းရတီကဇာခင်းကိုဟိုက်ပါဆော့တွေကနေထွက်လာအောင်ပြန်ပြီးစိတ်ခေါ်နေခဲ့ရကြောင်းကိုတောက်ယူကလည်းဥနောက်မရှိပဲထွက်ချပါဝမ်မန်ရှိုးပြနေတဲ့ဇာခင်းရဲ့လက်ချက်နဲ့ဂိမ်းရငိုင်းုံလုံးခေါင်းဖော်နိုင်ဖြစ်နေပြီးစတိုးဆိုင်ကရဲ့တန်နီယာဘုံဝင်တောင်မှဓာတ်နဲ့နှစ်ချခွဲပြလိုက်ပါအဲ့ဒီချိန်မှာဆဲအုပ်တွေကိုပြေလို့ပြီးသွားတဲ့အတွက်ဇာခင်းရဟိုက်ပါဆော့တီပြန်သွားခဲ့ပြီးဗစီကက်နဲ့ရှီမာသူကအကြံစီတစ်ခုနဲ့တိုက်ပွဲနေရာစီကိုရောက်နေခဲ့ပါနောက်ကြိတ်ထပ်ပြီးဟယ်ရီဂိတ်သောနဲ့ဟိုက်ပါဆော့ကထိတ်တိုက်တွေ့နေကြရပေမဲ့စွမ်းအပြည့်ကျန်းကိုတော့မရှင်းနိုင်သေးပဲပေါ်စီတိုက်ပွဲကပြီးသွားပါ
ဒါပေမဲ့ကန်က Elephant ကိုဓာတ်မှန်စင်ကော်လိုက်ပြီး Harry Kane နဲ့ပေါင်းစည်းလိုက်တာကြောင့်ဘသူအဆုတ်တက်တော့မယ်ဆိုတာသိနေ Vesicat တို့လည်းပြန်သွားခဲ့ပါတယ်ရှိသမျှနက်နက်တွေအားလုံး Harry Kane နဲ့ Elephant မှာတဲဆင်လိုက်ပြီးရဲ့နောက်ရောင်စုံစွမ်းအားတွေနဲ့ပြစ်လိုက်တာကြောင့် Hyper ဆိုလည်းခံနိုင်မရှိတော့ပဲပျက်စီးသွားခဲ့ပါတယ်ခြေကုံလည်းပဲကြားနေဖြစ်တဲ့၄ယောက်လုံးလည်းကူးမှဘွားနဲ့တူသားခဲ့ပြီးရှိရဲ့နေရာမှာဖြစ်တယ်လို့အိတ်နေကြပါတယ်ထိခိုက်မှုများစွာနဲ့ဇာကိန်းစီကို Vesicat ကရောက်လာခဲ့ပြီးလူသားနဲ့မဟုတ်ပဲသူတို့ရဲ့တန်းနဲ့ပူပေါင်းဖို့စီးရုံနေပါတယ်ဘယ်တော့မှလူသားကိုတစ္ဆာပေါင်းမှာမဟုတ်တဲ့ဇာကိန်းကတော့ပြက်ပဲညှိလိုက်တာကြောင့် Vesicat ကတိုးနေရာမှာတခါတည်းပဲဇာကိန်းကိုအဆုတ်တက်လိုက်ပါတယ်ပြောင်ပင်လောစိတ်ကမ်းမှာနိုင်ငံစိတ်ပြိုင်မှုကိုတောက်ရှင်ပြိုင်မှုအတွက်ရွေးပွဲပြုလုပ်နေပါတယ်ထိုပြိုင်ပွဲမှာ Blake နဲ့ Anna လည်းပါဝင်နေပြီးရှေ့ဆုံးကဥဆောင်နေပါတယ်အနိုင်ရသူတယောက်တည်းရပဲနိုင်ငံစိတ်ကိုတွားအောင်နိုင်မှာဖြစ်တာကြောင့်အချင်းကြီးကညာနေလို့မရပဲရေကုန်ရီကန်းနဲ့ကျုံနေပါတယ်ပြိုင်ပွဲရဲ့နောက်ဆုံးအကွေးတစ်ခုနေရာရောက်မှာတော့ Blake ရဲ့ဆိုင်ငယ်ကြောင့် Anna ဘေးကိုလဲထွက်သွားခဲ့ပြီးထိုသိမ်းခဲ့တဲ့အမားကြောင့်ပဲ Blake ကပထမရောက်သွားခဲ့ပါတယ်ပြိုင်ပွဲပြီးသွားတဲ့အခါ Anna က Blake စီကိုဒေါသကြီးနဲ့ရောက်လာခဲ့ပြီးသူ့ရဲ့ဆိုင်ငယ်ကိုဟန်ချက်ပြတ်သွားအောင်လှုပ်လိုက်တာကြောင့်ပြစ်တင်ပါတယ်Blake ကသူတမင်ရည်ရွယ်ခဲ့တာမဟုတ်ပဲမတော်တဆတာဖြစ်တဲ့အကြောင်းရှင်းပြပေမဲ့ Anna ကတော့နားမဝင်ပဲစိတ်တူတူနဲ့ထွက်သွားပါတယ်Vesicat ကရှီမားသူကိုရှင်းမေဖို့ကဲဆက်အိမ်နဲ့နေလိုက်ရှာနေခဲ့ပြီးအပေါ်ကောင်းတဲ့ကြိုးစားကလေး Vesicat လက်ကနေထွက်ပြေးနေခဲ့ရပါတယ်အဲ့ဒီချိန်သူ့ရဲ့ရှေ့မှာကာဘီနက်မာယာပေါ်လာခဲ့ပြီးရှီမားသူကို Vesicat လက်ကနေကယ်တင်ပေးနိုင်ကြောင်းပြောပေမဲ့တော်ဘောနှစ်ယောက်ရဲ့စကားကိုမယုံတဲ့ကြိုးစားကတော့လေးဖို့ပဲလုံနေရကြောင်းကာဘီကရေခဲရိုက်ပေးလိုက်ပါတယ်ပြီးရင်တော့သူတို့နှစ်ယောက်လုံးတစ်ချိန်လုံးတောက်ပွဲလိုနေပြီးပြင်လာခဲ့တဲ့လူသားရင်ကိုတင်းယူဖို့အကြံစီကိုပြောပြလိုက်ပါတယ်ရှီမားသူရဲ့အကူအညီကိုလည်းလိုအပ်တာကြောင့်ရေခဲရိုက်တာကိုဖျက်ပေးလိုက်ပြီးရွေးချယ်စရာမရှိတဲ့ကြိုးစားလည်းခေါင်းငိမ့်လိုက်ရပါတယ်ဆိုင်ငယ်ပြောင်းဘက်မှာတော့လူတိုင်းဆိုင်ငယ်မဝယ်ပြုလုပ်နေပြီး Destin က Leather Ski နဲ့ပေါင်းပြလိုက်နိုင်ပေမဲ့အနေငယ် SCM ဖြစ်သွားခဲ့ပါတယ်Kelly ကဆိုင်ငယ်ပြိုင်ပွဲတွေကိုဆွတ်လုပ်ပြီးအလှပြသက်သက်ပဲမောင်းဖို့ရွေးချယ်လိုက်တဲ့ Destin ကိုနားမလည်နိုင်ဖြစ်နေပေမဲ့ Hannah နဲ့ Blake ကိုမကြုံနိုင်တဲ့သူ့အတွက်ကတော့ဒါကကောင်းမှုနဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်မာယာတို့ကသူ့ဆောက်လုပ်ထားတဲ့စဲအုပ်တုပ်ကိုထုတ်ပြလိုက်ပြီးတစ်ဖက်မှာတော့ Hannah နဲ့ Blake တို့ကဆိုင်ငယ်ပြိုင်ပွဲကိစ္စနဲ့မပြေလည်သေးပဲဖြစ်နေပါတယ်ကန်ကွန်ပျူတာကနေဗိန်းရရီထွက်လာဖို့စိတ်ကောနဲ့ကာပီရဲ့စိတ်ရောတွေးလိုက်ရတာကြောင့်ရှိန်းနူကလည်းမသွားကြခင်မှာဆီယာကျွက်ကဟန်နာနဲ့ပလိတ်ရမ်းမြစ်ထားတာကိုသိပေမဲ့ပေါင်ရတယောက်ရဲ့တာဝန်ထမ်းဆောင်နေချိန်မှာတော့ကျန်တဲ့ຢာတွေကိုဘေးဘက်ထားဖို့သတိပေးလိုက်ပါတယ်အဲဒီလိုနဲ့မင်္ဂလာနှစ်ကောင်လုံးရောက်လာကြပြီးစတင်တက်ခိုက်ပေမဲ့ကာပီရဲ့စဲအုပ်ကလည်းရှော့တက်လို့မရတာကြောင့်ပြန်တီးခံနေရပါတယ်စတုံးမကန်စောကဆက်သက်နဲ့လေးစာနဲ့ပြစ်လိုက်ပေမဲ့ကာပီရဲ့စဲအုပ်ကအရှောက်ကောင်းတာကြောင့်နောက်မှရှိတဲ့တန်တာမကန်စောကပလိန်စားလိုက်ရပြီးမှောက်သွားပါတယ်အဲအားကြောင့်မကန်စောတကောင်နဲ့ရင်ဆိုင်မှုဖြစ်လာပြီးရိုက်တင်မှုကိုပြောင်းလိုက်ကခါဘီရဲ့စဲအုပ်နဲ့ဘိုင်ဝန်းချပါတယ်အခွင့်အရေးရတော့တခါတဲ့အဆုံးသက်တော့မဲ့အချိန်မာယာနဲ့ရှီမားသူရဲ့စဲအုပ်ကပေါ်လာခဲ့ပြီးကုညီလိုက်တာကြောင့်မကန်စောကထိခိုက်သွားခဲ့ပါတယ်စဲအုပ်သုံးကောင်လုံးကရှယ်ပလက်နဲ့တိတ်ပေးလိုက်တာကြောင့်တုံးမကန်စောကပေါက်သွားခဲ့ပြီးကယ်တီချင်းဖြစ်တဲ့ကန်လည်းစစ်ကူပေးဖို့ထွက်လာခဲ့ပြီးဟယ်လီကော်ပတာ3တီးနဲ့ရောက်လာခဲ့ပါတယ်သုံးအောင်လုံးကိုစာမွဲစောအဖြစ်ကြောက်လိုက်ပြီးတဲ့နောက်ပထမတစ်ခေါက်ကတုံးမကန်စောရဲ့နေမိုက်စဲကိုနေရာမှာပြောင်းလဲနေရာယူလိုက်တဲ့အပြင်နောက်တစ်ခေါက်ကတနာမကန်စောနဲ့မှာပေါင်းစည်းလိုက်တာကြောင့်ဂျီနီရဲ့ကန်ကိုလေးစားသွားခဲ့ရဖြစ်ပါတယ်။ဗက်ညီသွားပြီဖြစ်တာကြောင့်တစ်ကောင်စီကိုဖြည့်ရှင်းဖို့တောင်းယူလိုက်ပြီးပွဲစိတ်တိုက်ပွဲနဲ့ပြင်းပေးလိုက်တာကြောင့်စဲအုပ်နှစ်ကောင်လုံးပျက်စီးသွားခဲ့ပြီးမာယာနဲ့ရှီမားသူကလည်းအောက်ကိုခွေးကြကြသွားခဲ့ပါတယ်။စာမွဲစောကတော့ခါဘီရဲ့စက်ရုပ်ကိုဖြည့်ရှင်းနိုင်ဖြစ်နေပေမဲ့ထိုကြီးရဲ့လေးမိုက်စက်ရုပ်ကိုဝင်ကူညီပေးလိုက်ပြီးဒါမထားတဲ့ဗိညာတွေကဟယ်ယူဂိမ်းမကန်စောကိုပြောင်းလဲလိုက်တဲ့အပြင်အလက်ဘန်စောတွေပါတက်မှန်ပေါင်းစည်းလိုက်တာဖြစ်ပါတယ်။လက်နက်ပေါင်းစောရဲ့ဆွမ်းအားကြောင့်စက်ရုပ်ကပျက်စီးသွားခဲ့ပြီးမာယာလည်းအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ရှီမားသူကအစီအစဉ်နဲ့အားလုံးပျက်စီးသွားတာကြောင့်မကြေမနက်ဖြစ်နေပေမဲ့ငကိုတွေကနောက်ထပ်အကြံစီရှီပီလာဖြစ်တဲ့မာယာတို့ကတော့စကားများတဲ့ဂျိုးသားကိုတခါလေးဖျက်ဆီးပေးလိုက်ပါတယ်။အဲဒီအချိန်မှာဖစီကရောက်လာခဲ့ပြီးသူ့ကိုယ်တိုင်လေးလိုစားကိုဖြုတ်ကြကကပောက်ကိုအုပ်စိုးဖို့စမ်းနှရှိနေတာကြောင့်မာယာတို့နဲ့ပူးပေါင်းလိုက်ပါတယ်။ဒန်စတင်ကလိုဒန်ဆိုင်ကမောင်းဖို့ပဲဆရာထက်တဲ့နေရာကြောင့်ခဲလီလက်နောက်ဆုံးမှာတော့လက်ခံပေးလိုက်ပါတယ်။နောက်တဲ့ချိန်အနိုင်ရှုံးကိုဆုတ်ပြတ်ဖို့အတွက်ညီကိုနဲ့ဆိုင်ကပြိုင်မောင်းနေခဲ့ကြပြီးခုတစ်ခါမှလည်းဘလိတ်ကပထမရသွားခဲ့ရကြောင်းသူ့တက်ပုံပြီးတော်တယ်ဆိုတာဟန်နာလေးလက်ခံသွားခဲ့ဖြစ်ပါတယ်။ဖစီကသူ့ကိုစားလေးနဲ့အေယာမရွယ်သားပုံစံပြောင်းခိုင်းနေခဲ့ပြီးအချိန်ကောင်းစောင့်နေကြတဲ့မာယာတို့ကတော့စိတ်ရည်ထားဖို့တတိပေးကပြန်သွားခဲ့ပါတယ်။တကယ်တော့မာယာတို့လှုပ်ခဲ့တဲ့အရာအလုံးဟာလူသားရဲ့ခိုင်းစစ်မှုရတာဖြစ်ပြီးကကြမာသားလေးကိုတော့တေဆုံးသွားတဲ့တသားအလုံးကိုသူတရားငဲချောင်းနဲ့ကနေပြန်ခေါ်ဖို့ပြုလုပ်နေတာဖြစ်ပါတယ်။ရှိန်းတို့တတိုက်ကအကစားပေါစုံပါဝင်တဲ့ဂိမ်းပြိုင်ပွဲကိုရောက်နေပါတယ်။ဟန်နာတို့ကပြိုင်ပွဲအတွက်စိတ်ရင်းပေးဖို့လုပ်နေကြတာဖြစ်ပေမဲ့မာယာတို့ညင်မနဲ့ခဲဆက်တီရိုင်ရောက်လာခဲ့ရကြောင်းအစင်လာမပြတ်တက်ခိုက်နေပြီးယူကြားထဲမှာဖြစ်နေရကြောင်းဝေချားဖို့တန်နေပြောလို့မရပဲတာမလူသားခန္ဓာဝင်နေတာကုကန်နေရပါတယ်။အဲဒီချိန်မှာလူ၃ယောက်ကတိုက်ပွဲတွေကိုရောက်လာခဲ့ပြီးခဲဆက်တွေကိုဝင်ပြေးနေပါတယ်။တခုခုကိုလိုက်ရနေခဲ့ကြတဲ့မာယာတို့ကလည်းရှားတွေ့သွားပြီဖြစ်တာကြောင့်ထိုနေရာကနေပြန်ဆုတ်သွားခဲ့ကြပါတယ်
ဘာကောင်တင်းနဲ့တွားပတ်သက်မိရဆိုတာပတိသေးရဲ့လူငယ်၃ယောက်ကိုကန်ကနောက်တစ်ခါဝင်မပါဖို့တတိပေးလိုက်ပါ။မာယာတို့ရှောက်သွားခဲ့ကြတဲ့နေရာမှာထူးခြားတာဘာမှမတွေ့ရတာကြောင့်ဗိညားတွေအားလုံးလည်းခေါင်းသားနေရပါ။အဲဒီအချိန်မှာကန်ရဲ့လေဘင်းမှာဆွဲထားတဲ့ဆာမွဲရဲ့စာအုပ်ကရုတ်တရက်ကြီးအိတ်ခဲသွားတာကြောင့်ညညာစကန်းကိုပြန်ပြီးစစ်ဆေးနေပါ။အရင်တော့ကောင်းတာတစ်ခုကိုဖြစ်ပြီးဆိုရင်အဆောင်ကနှွေသွားတယ်လို့ဖြစ်ခဲ့ဘူးတာကြောင့်အခုအဲ့ဒါရဲ့စက်ညင်ပဲဖြစ်တဲ့မကောင်းမှုကြောင့်အိတ်ခဲသွားရဲဆိုတာကန်လည်းသဘောပေါက်သွားပါ။မာယာတို့ကရေမော်ပြောင်းလာကြပြီးသူကငဲเจ้าနဲ့ကဗုဒ္ဓလုံးလိုပောက်ခွဲတော့မှဖြစ်ပေမဲ့ဗိညားရဲ့နေရာရဲ့အပေါ်တဲထဲမှာဖြစ်တဲ့အကြောင်းပြောလိုက်ပါ။သူ့ရဲ့စီစဉ်နေအောင်မြင်ဖို့အတွက်တစ်ခုကိုလောက်ရတော့မယ်ဆိုတာဒိုသားလေးစဉ်းစားမိပြီးသုံးမဲဆက်တစ်ခုကိုချလိုက်ပါ။မာယာတို့ကဗယ်စီကဲကိုအေယာမရွယ်သားပုံစံတောင်းလိုက်ပြီးရဲ့နောက်ဟင်ညာဌာနချုပ်ရှိနေတဲ့နေရာစီရောက်လာခဲ့ပါ။ပြီးရဲ့နောက်အစမ်းရောင်ပို့ထားတဲ့ဝါယာကျိုးတွေကိုဖျက်ဆီးပစ်လိုက်ပြီးအေယာမရွယ်သားနဲ့ခေါ်ချဖို့အတွက်ကန်ကဆောင်းမွိုင်းစောခေါ်ဖို့လုပ်တဲ့အခါရဲအစိပ်ပိုင်းချို့ကစွမ်းကြားသေးနေပြီးခေါ်လို့မရတဲ့အကြောင်းစိုက်ဘာကန်ကိုလင်းရင်ထားတဲ့စမ်းရောင်တက်တာကိုပြင်မှုလွှတ်လိုက်ပါ။ကင်မရာကွင်းထဲမှာရှိနေကြတဲ့ဗိညားတွေကိုလည်းတီးပေးလိုက်တာကြောင့်ရှိန်တို့ကအသွင်ပြောင်းကတနာစတုံးမခတ်စောနဲ့ရောက်လာခဲ့ပါ။သို့ပေမဲ့ဗက်စီကဲရဲ့ဓာတ်ဟုတ်ချက်တွေကြောင့်မခတ်စောကအထီးနာနေခဲ့ပြီး Iron Blaster ကိုတော့ကောင်းတာပြနေရကြောင်းရှိန်ရဲ့ Elephant Saw ကိုစင့်ကုန်ကထပ်မံပေါက်စီလိုက်ပါ။ပွဲလေးတိုက်ခွက်နဲ့တီးပေးလိုက်တာကြောင့်စုပ်သက်သွားပြီလို့ထင်လိုက်ပေမဲ့ဗက်စီကဲကဟေကြီးတဲကနေငမန်းကောင်နဲ့ပြန်ပေါ်လာခဲ့ပြီးတနာစတုံးမခတ်စောကိုတသားစီလှုပ်လိုက်ပါ။ကြီးမားတဲ့ငလင်တစ်ခုနဲ့အတူဂျိုင်မကွင်းရဲ့အနီးနားမှာရှိတဲ့မြေကြီးတွေကအကွဲလာနေပါ။တနာမကဆောကရှောင်ပေးသေးပဲထပ်မံတိုက်ခိုက်နေပြီးနောက်ဆုံးမှာတော့ဗက်စီကဲကိုစုပ်သက်လို့ရသွားခဲ့ပေမဲ့တော့ပါအကြီးအကျယ်ထိခိုက်သွားခဲ့တာကြောင့်ပျက်စီးသွားခဲ့ပါ။လိုသားနဲ့မာတို့ညီမနှစ်ယောက်ကတစ်တက်ဆက်ကိုပြပြနေတဲ့စိုက်ဘာကန်ကိုရှော့တိုက်လိုက်ပြီးညထားသားကျိုးရဲ့စကန်ထဲကိုရောက်လာကြပါ။ကန်ဆရာကျော်ကိုဖမ်းမှုရောက်လာတာလို့ထင်လိုက်ပေမဲ့သူ့ကိုခေါ်ဖို့လာရဲဆိုတာသိလိုက်ရတာကြောင့်တူကြီးနှစ်ယောက်သာစတင်တိုက်ခိုက်နေပါ။ဆာမွဲဆောင်ရဲ့ကောင်းမှုနဲ့ဗိညားမုတ်တံကိုလည်းပြောင်းလို့မရတဲ့အကြောင်းကံမဲ့တစ်ဖက်သက်တိတ်ခံနေရပြီးလိုသားတို့ကစကန်ထဲမှာရှိတဲ့အရာအလုံးကိုလည်းဖျက်ဆီးနေပါ။ဆရာကျော်ကလည်းဝင်ကူညီဖို့လုပ်ပေမဲ့မှောက်သိတာခန်းလိုက်ရပြီးကံကလိုသားတို့နဲ့ပါသွားခဲ့ပြီးဖြစ်ပါ။ရှိန်တို့ကလည်းစကန်ကိုပြောင်းကြတဲ့အခါဟင်ရတစ်ခုလုံးပျက်စီးနေရတွေးလိုက်ရတဲ့အတွက်မြေုပ်ကြီးနိုင်ဖြစ်နေကြပြီးလိုသားလည်းဘန်းခံထားတဲ့ကန်းစီကနေဆာမွဲဆောင်ကိုဖြုတ်ယူလိုက်ပါ။ဟန်နာနဲ့ပလိတ်တို့ကပောက်ကွဲသွားတဲ့တန်နာမကယ်စော်တွေကနေချိန်မီထွက်လာနိုင်ခဲ့ရကြောင်းကံကောင်းသွားခဲ့ပြီးကြွက်ပွားရောက်နေတဲ့ဆရာထိတ်ခွက်ကလည်းလူသားတိုက်ခိုက်လိုက်တဲ့ဆိုအားကြောင့်လူပုံစံပြန်ပြောင်းသွားခဲ့ပြီဖြစ်ပါ။ဆရာထိတ်ခွက်ကလူသားသူကငဲเจ้าနဲ့ကိုဖွင့်ဖို့လုပ်နေတဲ့အကြောင်းဗိညားတွေကိုပြောလိုက်ပါ။အဲ့ဒါအပြင်ပြောင်းပင်လယ်ော်စိတ်ကမ်းမှာလွှဲဝဲနေကြအကယ်ဒမီတင်တန်းကြောင်ရှိနေဆိုတာလေတိုက်ခိုက်မှုသက်သက်မဟုတ်ပဲသူတို့အားလုံးကမမြင်ရတဲ့သူကငဲเจ้าကိုဝင်ပေါကာဝယ်ပေးနေရတဲ့သူတွေဖြစ်ပြီးလူသားရဲ့ကြံစီတာအောင်မြင်သွားမယ်ဆိုရင်တည်သွားတယ်မကောင်းဆိုးအားလုံးကပြန်လွတ်လာကြမှာဖြစ်ပါ။ရှင်းရဆရာထိတ်ခွက်ကိုလူသားဘာလို့ရင်နဲ့ကသူကငဲเจ้าနဲ့ကိုမဖွင့်ခဲ့တယ်ဆိုတာမေးကြည့်ပါ။ဝင်ပေါကိုဖွင့်ဖို့ကကြီးမားတဲ့စွမ်းတစ်ခုကိုလိုအပ်ပြီးအဲ့ဒါကတော့စာမွဲဆောင်ဖြစ်ပြီးအကြောင်းအမှာမကောင်းဆိုးအားစစ်တဲ့ကပေါ်လာတော့မှဖြစ်တဲ့အကြောင်းဆရာထိတ်ခွက်ကပြောပါ။အာဂါသာထဲမှာတော့လူသားသူ့ရဲ့ရင်တစ်ခုလုံးဖောက်ခွဲပစ္စည်းတွေတက်ဆင်းလိုက်ပြီးရဲ့နောက်ကာဘီနက်မာယာကိုလည်းယုံကြည်မရှိတော့အကြောင်းခဲသက်အိမ်နဲ့ဖမ်းချုပ်လိုက်ပါ။သူကငဲเจ้าကိုဖွင့်မှုလုပ်နေတဲ့လူသားကိုတားဆီးဖို့ညညာတည်းရဲ့အကူအညီကိုလိုအပ်တာကြောင့်ဖန်စီကန်ထားတဲ့လူတွေကိုကတင်ဖို့အတွက်ဟန်နာနဲ့ပလိတ်ကကဲရဲ့ငကားရင်နဲ့အာဂါသာထဲကိုထွက်လာကြပါ။ဒက်စတင်တို့ရဲ့ဘက်မှာတော့တိုးသာအဲ့ဒီနဲ့တန်းတော့မကြခင်ဘလို့ဖြစ်မယ်ဆိုတာတွေးကြည့်ဘူးလားလို့ရှိတ်နဲ့ထိုးကြီးကိုဖိနေပါ။ဆရာထိတ်ခွက်ကတော့သုံးအောင်လုံးပေါင်ရိုက်ဖြစ်ဖို့နောက်ကျခဲ့ရကြောင်းလို့ပြောလိုက်ပြီးကံကြမ္မာသာလေးရဲ့နောက်ဆုံးဘက်ကိုပြလိုက်ပါ။အထဲမှာတော့ရှိန်ထိုးကြီးနဲ့ဒက်စင်တို့ရဲ့ပုံတွေကရှိနေပြီးသုံးအောင်လုံးဟိညာရဲ့ဖြစ်လာမယ်ဆိုတာဆရာထိတ်ခွက်ကအစောတည်းကတီးထားပြီးသားဖြစ်ပါ။သူတို့တွေကပါရင်ပြီးယူချက်ခံခဲ့ရတာမဟုတ်ပဲအစောတည်းကတတ်မှတ်ထားပြီးသားဆိုတာသိလိုက်ရကြောင်းမူတီယာသွားတဲ့သုံးအောင်တော်လေးလူသားအနိုင်ယူဖို့စူနာမီဆိုင်ကိန်းနဲ့ထွက်လာကြပြီးလူသားရဲ့စောကသူကငဲเจ้าကိုဖွင့်ဖို့လုပ်နေတာတွေးလိုက်ရတဲ့အတွက်စတုံးမကစောနဲ့တားဆီးဖို့ရောက်လာပါရေမော်မှာဖမ်းဆီးခံထားရတဲ့ကံကိုဟန်နာတို့ကကက်တင်ပေးလိုက်ပြီးရန်သူတွေဖြစ်နေကြပေမဲ့ဘာကပြန်ပြီးကြည့်မဲ့ဆိုရင်လည်းကြားစုဝင်တွေပဲဖြစ်နေရကြောင်းကာဘီနဲ့မာယာကိုပါကက်တင်လာကြပါအဖမ်းခံထားရတဲ့ညညာတွေကိုလည်းကဲဖို့လုပ်ပေမဲ့ချူဘူးနဲ့ခဲသက်တီယာရောက်လာခဲ့ရကြောင်းတနဝင်ကြနှစ်ယောက်လည်းသူ့မြောက်ကဖြည်းဖြည်းနေခဲ့ပြီးတုံးမတ်ကစောရဲ့ပတ်မှာတော့လူသားရဲ့ဆက်ရောက်မှောက်သိတာခံနေရပါရင်းတစ်ခုလုံးကစတင်ပေါက်ကွဲနေဖြစ်တာကြောင့်ညညာတွေကိုဖမ်းဆီးကြတဲ့ဆက်ကိုတနဘလက်စတာနဲ့ဖောက်ကွဲပစ်လိုက်ပြီးကန်တို့ကလည်းငကားရည်တီအမြန်ပဲပြောင်းလာခဲ့ကြပါလိုသား H-man လက်တဲ့နဲ့စက်ရုံကိုတခါတဲ့အစိုးသက်ဖို့လုပ်ပေမဲ့ဘောလုံးစာမိသွားခဲ့ပြီးတုံးမကန်စောကလည်းဗစီကက်တော့ဝါလိုပဲသိကန်ကတစ်ကောင်လုံးဖြည့်ဆည်းပြလိုက်ပါ။ဒါပေမဲ့သူကငဲเจ้าကိုဝင်ပေါပွင့်သွားပြီဖြစ်တာကြောင့်တဲကနေမိန်းကြားတွေအားလုံးအစိုးသက်ခဲ့ကြတဲ့အကောင်းဆိုးအားတွေကပြန်လွတ်လာကြပြီဖြစ်ပါ
ဂျိုသားတွေဝိုင်းနာကိုခံလိုက်ရတဲ့ရှိန်တို့စီကိုဘလိတ်နဲ့နင်ဂျာတွေကချိန်မီရောက်လာခဲ့ရတဲ့အကြောင်းနောက်ဆုံးတိုက်ပွဲကပြင်းထန်နေပါတယ်။ဂျိုသားကောင်တွေကိုသူတို့ရဲ့လာလန်းဖြစ်တဲ့သူကငရဲကြောက်တွေကိုပြန်ဖို့နေခဲ့ပြီးရဲစီနောက်လာတဲ့လူစားကလည်းရှိန်ရဲ့ဘတလာဖလိုင်းမုံကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲဒီလိုနဲ့ခေါင်းသွားတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့လူသားနဲ့ဘိညားငါးယောက်ကအပြင်းနဲ့တိုက်ခိုက်နေခဲ့ပြီးတဘာရုပ်ဝါရောမှာလူသားအောင်မရှင်းနိုင်တာကြောင့်ပင်ဆုပ်နေပါတယ်။ဆာမွိုင်းစာကိုတုံးကဘလိတ်နဲ့အနာရဲ့ဘိညားဆွမ်းအားတွေအားလုံးစုပ်လိုက်ပြီးဓာရှုပ်နေတဲ့ခဲကိုပါတိတ်ပေးလိုက်ပါတယ်။အဲဒီနောက်ကျန်နေတဲ့၃ယောက်ရဲ့ဆွမ်းအားတွေကိုလည်းစုပ်လိုက်ပြီးတာမန်လူသားတွေဖြစ်သွားကြရင်မဲ့ဘိညားတွေကတော့လက်မလျှော့ပဲဆက်လက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။လူသားဆုံးမတယ်ကိုပဲခံနေရတာဖြစ်ပေမဲ့ရှဲရန်သူတို့အားလုံးဘိညားရဲ့မဟုတ်ကြတော့ရင်တော့ဆွမ်းအားတွေရှိနေသေးကြောက်ပြောကဘရင်းကြလေဆွမ်းရဲလူဝင်းကြရေဆွမ်းနဲ့ဘလူးဝင်းကြရေဆွမ်းအောင်တော့လူသားသူကငဲကြောက်တယ်ပို့လိုက်ကြပါ යි ကိုယ့်ရဲ့နေမြေကြီးကလည်းငကိုတိုက်ပြည့်ပြည့်သွားခဲ့ပြီးနောက်ဆုံးမှာတော့မကောင်းဆိုးရမရှိတော့ရဲ့ကဘာမြေမှာလူသားတွေအားလုံးက pressure သွားနေထိုင်ရတော့မှာဖြစ်ပေမဲ့အဲ့တော့ပြန်ပြီးပေးဆက်လိုက်ရတာတော့ပေါင်းရတဲ့အားလုံးရဲ့စွမ်းအားတွေပဲဖြစ်ပါ යි လူသားနဲ့မကောင်းဆိုးရတွေနိုင်ယူခဲ့ကြတဲ့ Shane, Dustin, Toy, Blake, Hannah နဲ့ Ken တို့ကဂုဏ်ထူးဆောင်ဖွဲသိမ်းနဲ့အတူသူနဲ့ပတိကြောက်လက်မှတ်တွေကိုရရှိသွားကြပါ යි ကန်တို့ကဲရမှာတူခဲ့ကြတဲ့လူငယ်၃ယောက်ပါဝင်ကာဘီနဲ့မာယာတို့ကညကျောင်းသားတစ်တွေပြီးရောက်ရှိလာကြပြောရကောင်းတဲ့အစိုးရတစ်ခုရဲ့နောက်မှာတော့တစ်တစ်ခုကစတင်လာခဲ့ပြီးရှိန်တို့၃ယောက်ကဆီယာဒီအဖြစ်နဲ့ပြန်လည်တင် जा ပေးရတော့မှာဖြစ်ပါ යි ဒါကတော့တင် जा တုံးဆက်သိမ်းပိုင်းဖြစ်ပြီးပိုင်းတစ်ကစားလို့အိုးချိန်တီအပေးလာခဲ့ကြတဲ့တယောက်ချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါ යි